အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ညီကိုမောင်နှမများနဲ့ဒီတစ်ခေါက်ရဲ့နောက်ဆုံးဒီစီဇန်ရဲ့နောက်ဆုံးရက်ကလေးများတွေ့ဆုံရတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်နေဆိုတဲ့အကြောင်းပြောပြစေပြပြစင်ချင်းအပြည့်ကျွန်တော်လည်းမနှက်ဖန်ကျွန်တော်အဖွဲ့တွေမနှက်ဖန်ဆိုရင်နေရာဒေသအသီးသီးကိုပြန်ကြပြီဖြစ်တယ်ကျွန်တော်တော့ထိုင်းနိုင်ငံပြန်မယ်ဆရာစောစောဝေထုကျွန်တော်ဝิญဉ်သားကတော့ဂျပန်ကိုပြန်မယ်ဆရာမဝန္ဒာကတော့ထိုင်းကိုပဲတူတူပြန်အောင်မယ်တကယ်တော့ဆရာမဝန္ဒာသူကAustralianဒါပေမဲ့သူရဲ့အမျိုးသားကျွန်တော်တို့ The Light Worship Center ချင်းမိုင်ရဲ့တင်းအုပ်ဆရာဖြစ်တဲ့အတွက်ကြောင့်သူရဲ့နှလုံးသားအခုချင်းမိုင်မှာရောက်နေတယ်Australia မှာမဟုတ်တော့ဘူး Australia passport ကင်ထားတာဆရာမမေရီတို့ကတော့ဆရာဂျေမီတို့ကတော့သူတို့ကအမေရိကန်နေဖြစ်တော့မှမကြခင်ဘုရားခင်ကြီးတို့သူပဲချီးမွမ်းပါတယ်ဒီမှာဥဆောင်ဥရပြုနေကြတော့မှုတော်ဆောင်နေနော်အရောက်စီတိုင်းကိုလဲဆ iam မဟာနာတို့နော်ဒီမှာလာပြီးတော့ဝိုင်းကူညီပေးတဲ့ဆ iam မချာချာယေရှုတင်နေနောက်ပြီးတော့ backup ဆူတောင်းပေးနေဆ iam မတီတာယေရှုတင်နေဆ iam မတီတာခဏလေးမှတ်ထားပေးပါအောင်ဆ iam မတီတာကမြန်မာပြည်မှာဗီဇာမရတဲ့အချိန်မှာ तू ကရှာပါနော်ဗီဇာရလာတဲ့သူဖြစ်တယ်သူကတော့ကလေးသာသနာကိုအဓိကလှုပ်ဆောင်တယ်မြန်မာပြည်မှာအဓိကဒီကျွန်တော်တို့ရေဝေးသုံးတန်မှာရှိတဲ့ကလေးတွေကိုဒီနေ့အပြင်ပြောမှဆိုရေဝေးပေါ့နော်ဘယ်လိုခေါ်လဲတာရေဝေးတင်းချိုင်းမှာရှိတဲ့ဒီကလေးတွေကိုစာသွားတင်ပေးခြင်းဖခင်ရဲ့မေတ္တာကိုပြသခြင်းမှုတွေပြုတယ်ကျွန်တော်ပြောတယ်အမေရိကမှာနေလိုက်ပါလားရောက်တော့ဆိုတော့မနေပါဘူးတဲ့သူရဲ့အဲ့ကလေးတွေကမှားလိုက်ပါတယ်တဲ့ဘာမှမယူလာပါနဲ့ဆ iam မပဲပြန်လာပါလို့ပြောတဲ့အတွက်ကြောင့်သူပြန်သွားမှာဖြစ်ပါတယ်တဲ့ဆိုတော့ဒီနေ့လာပြီးတော့မှဆူတောင်းခြင်းနဲ့ backup လုပ်ပေးနေဆ iam မတီတာဖခင်သားရဲ့အသုံးပြုပါစေအာမင်ကျွန်တော်ဒီကနေပြီးတော့မှအသင်းတော်လိုက်လာပြီးတော့စက္ကတ်တယ်ဆိုတော့အမှုတော်ဆောင်ဘယ်သူလဲကွဘယ်အဖွဲ့တွေလဲဆရာတို့မတတ်ထပေးပါအောင်စာငတ်ပြီးတော့ရောက်ရှိလာတဲ့ဆရာတို့ဝမ်းသာပါတယ်နော်မနေ့ရတယ်ဟလားဘလောက်ဝေးကြလဲခင်ဗျလူဇီယာနာ4 နာရီလောက်ဒီမှာတဲကြလားမဟုတ်ရင်ဒီတိုင်းပဲသွားလိုက်လာလိုက်လှုပ်လားဟိုတယ်မှာတဲကြပါတယ်ဒါဆိုအတင်းတော်ပိတ်ခဲ့တာလားအတင်းတော်တော့ရှိတယ်အတင်းတော်တော့ဆက်ပြီးတော့လုံနေလာခဲ့တာကျွန်တော်လာလို့လာခဲ့ကြတာဖြစ်ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ကျွန်တော်လည်းစကားပြောမယ်နဲ့အခုထိအောင်မပြောဖြစ်သေးတာခင်ဗျပြောပါမယ်โอเค thank you ပါခင်ဗျ thank you ပါဒီမှာမိတ်ဆွေလည်းပဲတွေ့နေရတဲ့စကားမပြောဖြစ်တာဆွမ်းညီကိုလေးဝမ်းသာတယ်အလင်းရောင်တို့ပြန်တွေ့ရတယ်နော်အလင်းရောင်တို့ကိုသူကျော်ညီကိုသူလဲကိုဘရန်ဆိုင်တို့တွေ့ရတယ်ဝမ်းသာတယ်ကိုဘရန်ဆိုင်တို့ဝမ်းသာတယ်ညီကိုမောင်မလေးကျွန်တော်မျက်နာတွေကတော့မစိမ့်ပါဘူးခင်ဗျမစိမ့်ဖို့ဆိုကြက်တာပေါ့ရင်းနှီးနေပါတယ်ဆိုတော့ပြောချင်တာပါရရှာရန်ကောင်းမြတ်ပါတယ်လို့အသင်းတော်ရဲ့အဓိကအချက်ကခရစ်တော်ရဲ့မေတ္တာကိုသိဖို့
ခရစ်တော်ရဲ့နှလုံးသားနဲ့အမှုတော်ဆောင်ဖို့အသင်းတော်ကိုဖခင်ထားပေးခဲ့တာဖြစ်ပါတယ်အသင်းတော်ဆိုတာကအယံတကိုးကြီးတယ်ဒီလိုပြောပြစေအသင်းတော်ဆိုတာကဒီနေ့အသင်းတော်လို့ပြောနေလူတွေကရှုပ်လိုက်တာလို့ပြောတဲ့ကိစ္စကြီးဖြစ်နေတယ်အသင်းတော်လို့ပြောနေရှုပ်ဟိုကတစ်မျိုးဒီကတစ်မျိုးဟိုကတစ်မျိုးဒီကတစ်မျိုးမဟုတ်ဘူးခင်ဗျာအသင်းတော်ဆိုတာအဲ့ဒါမဟုတ်ဘူးဧဖဩရာစာခန်းကြီး1အသင်းတော်ထဲမှာရှိရတဲ့မင်္ဂလာကအယံကြီးလွန်းပေမဲ့ခရစ်တော်ရဲ့အသင်းတော်မဟုတ်တော့ကြောင့်ရှုပ်ကုန်တာဒါအခုကျွန်တော်တစတဲ့ခါမှလည်းကျွန်တော်ပြောပြရတယ်ဒီမှာဥဆောင်မဲ့လူတွေကိုလည်းကျွန်တော် DNA ရအောင်ယူပေးပါအတင်းတော်လို့ပြောလိုက်ငါအတင်းတော်ဆိုတာမျိုးမလုပ်ရဘူးငါအတင်းတော်ဆိုတာမရှိဘူးခရစ်တော်ရဲ့အတင်းတော်ပဲရှိရမယ်ဒီခုလက်ထပ်ပြောမယ်အတင်းတော်လို့ပြောပြီးတော့မှတင်းရဲ့အတ္တတာတော့ဘာလွတ်မြောက်ခြင်းမှမရှိဘူးဘာကောင်းခြင်းမှမရှိဘူးဆိုရင်တခုခုမှားနေပြီဗျခရစ်တော်ရဲ့အသင်းတော်ကြီးထူးခြားရမယ်ခရစ်တော်ရဲ့အသင်းတော်ဆိုတာထူးခြားတယ်ဧဖဩစာခန်းကြီး1အငယ်21ကနေစပြီးကြည့်အောင်ဘယ်သူအသင်းတော်လဲခင်ဗျာဟုတ်ကဲ့ခင်ဗျာဘယ်သူအသင်းတော်လဲခင်ဗျာမှန်ပါတယ်ခင်ဗျာမှန်ပါတယ်ခင်ဗျာငါတို့အသင်းတော်သူတို့အသင်းတော်မလုပ်ကြပါနဲ့ခရစ်တော်ဝမ်းနည်းရပါတယ်ခရစ်တော်ဝမ်းနည်းရပါတယ်ဒီမှာကျွန်တော်အသင်းတော်စဖို့ဖြစ်လာပါတယ်အဓိကကတော့သိုးတွေကိုကြည့်တဲ့အချိန်မှာခရစ်တော်ရဲ့သိုးတွေဟာတော်တော်လေးပိန်လီနေပြီဗျဘယ်အသင်းတော်မှကျွန်တော်မစော်ကားပါဘူးခင်ဗျာပိန်လီနေပြီပြီးတော့ဒီအသင်းတော်မှာတခါတည်းပြောပြစေဒါကတော့ conference ဆိုသဘောဖြစ်တဲ့အတွက်ကြောင့်အလူငွေကောက်ကြလာတော့ဘာလာတော့မသိဘူးကောက်ကြတယ် regular service မှာအလူငွေကောက်ခြင်းအမှုမပြုနော်တင်လူပူဇော်တကာဆိုတဲ့အချိန်တစ်ချိန်ထားပေးမယ်အဲ့ဒါနှုတ်ကပတ်တော်ရထည့်ချင်တဲ့သူထည့်မထည့်ချင်တဲ့မထည့်နဲ့တင်လူပူဇော်တကာဆိုတဲ့အချိန်ရှိတယ်ဒါနှုတ်ကပတ်တော်ရဘုံတွေထားထားပေးမယ်ဖျားတိုးထင်ထည့်မတိုးထင်လုံးဝမထည့်နဲ့စိတ်လုံးမပါဘဲနဲ့ထဲ့တဲ့လှုပ်တဲ့အရာမှန်သမျှအတင်းတော်မှာအရာမဝင်ကိုယ်ကွယ်ချင်းကိုလာတဲ့အခါမှာနှလုံးသားနဲ့လှုပ်တဲ့အရာတွေကပဲအဖတ်တင်လို့ကြံခဲ့တယ်ဝိจิတန်းကြီးနဲ့တွားရမှာမို့လို့လှုပ်ရမှာမို့လို့ဆိုတဲ့အရာတွေအားလုံးကအချိန်ကုန်နဲ့လူပင်ပန်းနဲ့ဘာမှအဓိပ္ပာယ်မရှိဘူးခရစ်တော်ပြန်ကြွလာတော့မယ်ဆိုတာကိုသင်တို့ဒီကာလယူကြည့်ရင်ဝိညာဉ်မျက်စိရှိတဲ့သူကမြင်တယ်ဗျအားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့လူဘိန်းတောင်မှနားလည်မယ်လို့ကျွန်တော်ယုံကြည်တယ်ဒါတွေအကုန်ဖြစ်ပျက်တဲ့ဟာတွေအားလုံးကတတိယကမ္ဘာစစ်ကိုဥတည်နေပြီတစ်ဖက်ကလည်းလှုပ်လိုက်တဲ့ငလင်းနေ
တိုက်လိုက်တဲ့စစ်ပွဲတွေသေနေတဲ့လူတွေဒါပေမဲ့နှုတ်ကပတ်တော်ကြီးကကြည့်တဲ့အခါမှာအဲ့ဒါဒုက္ခဆင်းရဲခြင်းရဲ့အစလို့ပြောတယ်ညီကိုမောင်မတို့ဒီထက်ဆိုးလာဖို့ပဲရှိတော့တယ်ဗျာဒါဆိုရင်အဲ့ထက်ဆိုးလာတော့မယ်ဆိုကျွန်တော်ဘလို့ရက်တီမှာလဲအဲ့ဒီအတွက်ခေရင်ဆိုးရုပ်ရာကာလအတွက်ဖခင်ကဘာထားလဲသိလားအသင်းတော်ကိုထားတယ်လူလုတ်တဲ့အသင်းတော်ဖြစ်လို့မရဘူးဝိညာဉ်တွေကိုမချိတ်ရင်မှုတော်မဆောင်တဲ့တရားမှာပတ်စံမျက်နှာကြည့်ရင်မှုတော်မဆောင်နဲ့စီးပွားရေးလို့စီးပွားရေးလည်းမလုပ်တတ်ဘူးကျန်စာကြောင်းပဲဆွတ်တက်ကြတာကျန်ညီကိုမောင်မတို့ဖခင်ရဲ့အသင်းတော်ဆိုတာအင်မတန်တကူကြီးတယ်ခရစ်တော်ရဲ့အသင်းတော်ပြောရခရစ်တော်ရဲ့အသင်းတော်ရှာဂျီအော်ရောဘတ်ဆိုတဲ့ကဘာမှာဖခင်အင်မတန်မှချီးမြှောက်အသုံးပြုခဲ့တဲ့ဆရာကြီးတယောက်ရှိပါတယ်အမျိုးသမီးတယောက်ကသူ့အကြောင်းကိုရေးထားတယ်ခင်ဗျသူ့ရဲ့စာလေးကျွန်တော်ဖတ်လိုက်ရတယ်ဆရာကြီးအော်ရောဘတ်ရဲ့တရားဟောပွဲ3ရက်ကျွန်တော်သွားခဲ့တယ်ကျွန်မသွားခဲ့ပါတယ်တဲ့အဲ့ဒီသွားခဲ့တဲ့တရားဟောပွဲမှာတဲ့3ရက်လုံးဆရာကြီးအော်ရောဘတ်ကိုမမြင်မဲနဲ့ပြန်လာခဲ့ရတယ်တဲ့အဲ့ဒါကျွန်တော်စိတ်ဝင်စားသွားတယ်စဖတ်တဲ့အခါမှာဆရာကြီးအော်ရောဘတ်ကယေရှုကိုချီးမြှောက်လုံးအားကြီးလို့အော်ရောဘတ်ကိုမမြင်ခဲ့ဘူးယေရှုကိုမြင်ပြီးတော့မှပြန်လာခဲ့ရတယ်အသင်းတော်တွေကယေရှုကိုချီးမြှောက်နေတာလားမဟုတ်ရင်အသင်းတော်မဟုတ်ဘူးအသင်းတော်ဆိုတာက family business လည်းမဟုတ်ဘူးဆရာကြီးဦးတမောင်ထုံးနဲ့ကျွန်တော်နဲ့ထိုင်းနေတယ်ဒါကျွန်တော်ဝိညာဉ်ဖခင်ကြီးကျွန်တော်သူ့စီကဝိညာဉ်အမွေတွေအများကြီးရရှိခဲ့တယ်တေကန်နေ့မှာအများကြီးကျွန်တော်သူဆွဲခေါ်ပြသခဲ့တယ်သူ့နှလုံးသားကိုပေါ့ရခဲ့တယ်ဒါကျွန်တော်ရဲ့အမှုတော်ဆောင်တွေအခုရာကျော်ရှိသွားပြီတကဘာလုံးမှာဆိုရာကျော်ရှိသွားပြီအဲ့ဒီအမှုတော်ဆောင်တွေကိုကျွန်တော်ပြောတဲ့စကားအများတန်းရှိတယ်ငါဘလို့ဟောလဲဆိုတာကိုအတုမယူနဲ့လို့နင်ငါလို့လိုက်ဟောရင်နင်မကြခင်အတန်ဝင်ပြီးတော့မှခေါ်တော်မူခြင်းခံရမယ်လို့နင်ကနေငါပဲမတူနိုင်ဘူးလို့ဝိညာဉ်သားသမီးတွေကိုပြောပြမတူနိုင်ပါဘူးတရားပဲဟောတာမဟုတ်ဘူးအခု intro မလို့နည်းနည်းလေးတိုးလေးနဲ့ဇက်ရှိန်တက်လာအတန်အကျဲတော့မယ်မျက်လုံးကပြူးလာတော့မယ်ပြန်တချင်းကလည်းအော်ဆိုးမယ်ဒီလိုမျိုးနေလို့လိုက်အဲ့ဒီစတိုင်လိုက်တူးလို့မရဘူးလို့ဘာလုပ်နေလဲဆိုတာတော်တော်များများဗျာ conference တွေတွားတက်ကြတယ်ဗျာ Hillsong conference တို့ဘာ conference တို့ညာ conference တို့ Jesus image တို့ဘာတို့အကြီးကျယ်တွားတက်ကြတယ်ပြန်လာပြီးရင်ဘာလို့လဲလားသူတို့ပုံစံအတိုင်း worship လာလုပ်ကြတယ်ဖခင်เจ้าမှာနင်တို့ဘယ်တော့မှတိုးတက်မဲ့လူတွေမဟုတ်ဘူးလို့သူတို့ပုံစံအတိုင်းလုပ်လာတယ်ဟေးဆောင်ပြန်လာဟေးဆောင်ပုံစံနဲ့စတိုင်နေအစအဝတ်စားအစအကုန်ပြောင်းလာတယ်သူတို့ပုံစံအတိုင်းလိုက်လုပ်ခိုင်းတာမဟုတ်ဘူးဖခင်ကသူတို့ဘလို့နှလုံးသားနဲ့ကိုးကွယ်လဲဆိုတာကိုမင်းတို့လေ့လာမှာ
Balloon alone than a mood or soundly, balloon alone than a mood or soundly, Edomino. See, I change you went through life whippy. Nino allopons and shout two kind of hobo. Which you know whip all. I see I will live with them. I'm pissing there. Bone do long money there. Now can I see a David La chewing let you play my lady, Daria. Now can I bones up young leader. Chewing you went well as she did, she my dead. More idea, you. General Wood as well, General, yes, a land and a sheet. Hey, Zala, let Piolo Yava, General Mace with Yavia, General, yeah, a mood of sound, a mood of sound, Yoga, Eddie Lunga Litia, so sabro. Meno Gonia, Loga, the Dani, Meno Lugonia, so I only a Piajon Matero, I chique. I feel that let me ballo Piajon Malazzo, General Eddie, Giorgio Tora, General Yale Pera. Nagati lepe, Janoma Nagat will lepe, Janoma Balo, Matido, good tattoo told me the post Hovia Janos. Halal as a Nales Vegimelo. Me always said among Ave, why say hang, I mean the look like me. So let's sweep it like that. A boy and jogo cheated the Korean in my position, you know. Two tema, the only a tema, Basiles or Payateta be the UJ, Jancy, the Miashi. Two weapon sabon, Machia, and 2 years UJ, meeting people, European sinner. Genoa, the logo, Sweba, Masweba, Janopio, a chain down through Patro, Payapio, change and through Piodalim. Nagati Tapa, Paloba, Bamapio, Nagati Pioba, Legend of Pio, Taba, Lemapio, Bamapio, Tame a Yichi Daka, Payago, the gay Yindi Dwaying through Balomus or through Tiwater, to Miapios government through the Machino. The John Lopida, you live a meaning to do 12 tapi melo. Meaning to do she as of Yamen, me met at a Mungaleta day, looking at genius well, man. Halima Turu ne atu Janoroa. Ham Dora Mopene, Lungeri net to John Nipi, come I Lungeri, Lumiola. I do Turone time be there, I do Turone time bedo, eh, Mebelole, Banya, Jonobia, Fingo de, Ba Fingo da Lepio, Pia Ba Pit, Ya Pia John La like them, Piatana, Evasion, Yele Piana Shara, Ba, a Sube Caniara. John Piajon Lashino. Turune time, Turune Sagapio, be Mobu, me. Pocket lowly, Piajon, Poda Lalo. Me Pia Pocket loaded so Piajon, a poor widow, me Piata Machado de Kama, Poso double Beshire. Me poor Piatando, Mito win like the Lunga de Kumuros on a pickle me. Muros on a pickle me. I could tap ass or throw Matashin over. Naka whip ass or throw Witchin over. That do Toba of your Tomato knows the who can say let the room machine or be to have it. General Ludigo Malone Loba Lupio Arapina de Yari. Do and don'ts or Arapina de Yari, low yeti. Malone, Dalo, Malone, Dalo, Piosia Malowu. A thing loss or not in Shimpiachine. Payaya, a thing loss or not Shimpiame. Alon Giao. Catendo a to a mere. Anaza, the cool. Along Giao. Catendo, Alopio Catendo. Catendo a to a mere. Anaza, the go, a soya chima saye, Yaku boa, number 1 night, Kowa tamodo, buena ma alone sondo attack, Gonkin a yan night, Mimi laya do bama, alone yimia don niago, but do be like very good. Crito api to muyue, but do be like that like me. Camido ga, tarogo, be like that. Barile. Catendo ato amia anaza the go a soya chima saye Yakubawa number 1 night call tamodo buena ma alone zondo attack Gonkin a shanai mimi laya dobama alone yimya don niago. Do be like bile Crito apido mujue sajia. Chibuado auto alone zone do go Chibuado auto
ခြေဘဝတော်အောက်သို့အလုံးစုံတို့ကိုချထားတယ်ဆိုတော့ဘသူရဲ့ခြေဘဝလဲခရစ်တော်ရဲ့ခြေဘဝအောက်မှာဘာကိုချလိုက်ပြီလဲအလုံးစုံဆိုတာဘာလဲအထွတ်အမြတ်အာနာဇတ်တကူအစိုးရခြင်းမှာစ၍ယခုဘဝနောင်ဘဝခတ်သိမ်းသောဘွဲ့နာမတို့အထက်မှာယေရှုထားလိုက်တယ်ဆိုတော့ challenge ကျွန်တော်ကြည့်ကြရအောင်အေဖတ်1 22ကိုမသွားခင်မှာအေဖတ်6ကိုခဏလေးသွားရအောင်အေဖတ်6 12ကိုကျွန်တော်သွားကြည့်အောင်အေဖတ်6 12ကိုသွားကြည့်အောင်အေဖတ်6 12အကြောင်းမူကားငါတို့သည်အသွေးအသားရှိသောရန်သူတို့နှင့်ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်ဒီနေ့ဖြစ်နေတဲ့ပြဿနာတွေအားလုံးကအသွေးအသားကိစ္စမဟုတ်ဘူးအခုမြန်မာပြည်ရဲ့အခြေအနေကိုကြည့်လိုက်အဲ့ဒါအသွေးအသားပြဿနာမဟုတ်ဘူးဝိညာဉ်ပြဿနာဝိညာဉ်ပြဿနာဝိညာဉ်ရေးရရှုပ်ထွေးမှုတွေမြောက်များစွာဖြစ်နေတာဝိညာဉ်ပြဿနာအဲ့ဒီကိစ္စကိုဖျားဖြေရှင်းလိုက်မယ်ဖာရောကိုဘယ်သူမှဖြေရှင်းလို့မရဘူးဖျားပဲဖြေရှင်းတယ်ဖျားပဲဖြေရှင်းတယ်ဒါမဲ့သူ့ရဲ့ဒုစရိုက်ကမပြည့်စုံသေးတဲ့အတွက်ဖခင်ခဏစောင့်နေတာတလောက်ကြီးစိုးနေပြီမဟုတ်ဘူးဖခင်နောင်တရဖို့အချိန်ကိုစောင့်နေဖခင်ကြော်ပြောမလားခါနန်ပြည်ကိုဖခင်ကအာဗြဟံကိုချက်ချင်းမပေးဘူး40လွန်ပြီးမှပေးမယ်လို့ပြောတယ်ဘာလို့40လွန်မှလဲတဲ့အဲ့ဒီ40လွန်မှပေးမယ်တဲ့အခုကဘာဖြစ်လို့လဲလို့ပြောတဲ့အခါမှာအခုကြတော့အဲ့ဒီခါနာနိလူတွေခါနာပြည်မှာရှိတဲ့သူတွေရဲ့ဒုစရိုက်ကမပြည့်စုံသေးတယ်ဖခင်ကလူတယောက်ကိုစီရင်တော့မယ်ဆိုရင်သူကဖြောင့်မတ်တဲ့ဖခင်ဖြစ်တဲ့အတွက်ကြောင့်သူကဒုစရိုက်မပြည့်စုံသေးပဲနဲ့ဖခင်ကမစီရင်ဘူးဘယ်မင်းဆိုးအာနာတွေမှန်သမျှကိုဖခင်သခင်ကချက်ချင်းလှုပ်တာမဟုတ်ဘူးနောင်တရဖို့အချိန်ပြန်ပေးသေးတယ်နောင်တရဖို့အချိန်ပြန်ပေးသေးတယ်ဥပမာဗျာနိနဝေမြို့မှာရှိတဲ့သူတွေနိနဝေမြို့မှာနေတဲ့သူတွေကခါနာနိလူတွေအဲ့နိနဝေမြို့မှာရှိတဲ့သူတွေsorry အာရှုရီလူတွေနိနဝေမြို့မှာရှိတဲ့သူတွေကအာရှုရီလူတွေဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ဒီလူတွေကရိုင်းဆိုင်တယ်ဣသရေလလူမျိုးတွေအကြီးအကျယ်တပ်ဖြတ်တဲ့သူတွေဖြစ်တယ်အင်မတန်ရိုင်းဆိုင်တဲ့သူတွေဖြစ်တယ်ဒါပေမဲ့ဖယားကအဲ့ဒီလူတွေကိုတဲ့အဲ့ဒီနိနဝေမြို့ကိုမီးနဲ့ဖျက်ဆီးမယ်တဲ့ဖျက်ဆီးမယ်အဲ့တော့သွားပြောတဲ့နောင်တရဖို့တဲ့ဆိုဖယားကဖြက်စီးရှင်တဲ့ဖယားမဟုတ်ဘူးနောင်တရစေခြင်းတဲ့ဖယားအာမင်ဆိုတော့ယောနာကဖယားနဲ့ယဉ်နီးတဲ့ပရောဖက်ဖြစ်နေတယ်ဒါပေမဲ့တစ်ချိန်တည်းမှာဖယားနဲ့ယဉ်နီးပေမဲ့သူကလူမျိုးရေးစိတ်ဓာတ်ရှိတယ်လူမျိုးရေးစိတ်ဓာတ်ရှိတိုင်းနိုင်ငံရေးစိတ်ဓာတ်ရှိတိုင်းဖယားနဲ့မယဉ်နီးတာမဟုတ်ဘူးနားလည်အောင်ပြောပြမယ်ချက်လေးနှထောင်ပေးလူမျိုးရေးစိတ်ဓာတ်ပြင်းထန်တဲ့သူတွေရှိတယ်နိုင်ငံရေးစိတ်ဓာတ်ပြင်းထန်တဲ့သူတွေရှိတယ်ဒါပေမဲ့နိုင်ငံရေးတို့လူမျိုးစိတ်ဓာတ်ပြင်းထန်တိုင်းဖယားနဲ့မယဉ်နီးတာမဟုတ်ဘူးဖယားနဲ့ယဉ်နီးတဲ့သူတွေအများကြီးရှိတယ်ဒါပေမဲ့သူကြတော့ဖယားနဲ့ယဉ်နီးတဲ့နိုင်ငံရေးသမားဖြစ်တယ်ယောနာကဘာလို့သူ့လူမျိုးရေးနိုင်ငံရေးမှာအင်မတန်မှအားကြီးတဲ့သူတယောက်ဖြစ်တယ်သူက
ဘာဆိုသူရှေ့မှာပဲဣသလလူမျိုးတွေကိုဒီနိနဝေမြို့မှာရှိတဲ့အာရှုရိလူတွေကသိမ့်ပြီးဆိုရင်ဝင်လာပြီးတော့မှအရင်ရိုင်းဆိုင်တာမိမတွေဆိုရင်ဘိုက်ကြီးတယ်ဆိုရင်ဘိုက်ကိုအဲ့လိုဓာတ်နဲ့ထိုးခွဲခလေးကိုဆွဲထုတ်အဲ့လိုရိုက်တလောက်ခဲ့တော့လူမဆန်တဲ့လူတွေဖြစ်တဲ့အတွက်ကြောင့်ဖယားသခင်ကယောနာကိုတွားပြီးတော့မှနောင်တရဖို့တွားဟောခိုင်းတယ်မှာယောနာမဟောချင်ဘူးယောနာကောင်းကောင်းသိတယ်ဖယားပြောခိုင်းတဲ့စကားပြောရင်လူပြောင်းလဲမယ်ဆိုတာကိုယောနာသိတယ်ဒါကြောင့်ဒီနေ့အမှုတော်ဆောင်ဖို့ပြင်ဆင်နေတဲ့သူတွေအားလုံးလည်းပြောပြမယ်လူပြောင်းလဲခြင်းရင်တင်ထားတဲ့တရားတွေမဟောနဲ့တင်ထားတဲ့တရားတွေမဟောနဲ့ဟိုကနေဒီကနေကျောင်းကနေတင်ထားတဲ့တရားတွေမဟောနဲ့ကိုနဲ့ဖယားနဲ့မိတ္တဟာယဖွဲ့ပြီးတော့မှအဲ့ဒီထဲကနေဖယားသခင်တွန်တင်တဲ့စကားဖယားပြောခိုင်းတဲ့စကားကိုပြောဒါကြောင့်အမှုတော်ဆောင်ရင်အရေးကြီးတာကငါဒီနေ့ဘာဟောမယ်ဆိုတာမဟုတ်ပဲနဲ့ကိုယ့်ဘာသာကိုအခန်းထဲမှာဖယားနဲ့မိတ္တဟာယဖွဲ့ပြီးတော့မှဖယားဘာပြောခိုင်းလဲဆိုတာကိုစောင့်တက်ရတယ်အဲ့ဒီအတန်ကိုရသွားပြီဆိုတာနဲ့သွားပြောတော့တကယ်လူပြောင်းလဲတာတကယ်လူပြောင်းလဲတာတော့ကျွန်တော်ပြောပြမယ်နော်မြန်မာပြည်မှာလူတွေဘာဖြစ်အမှုတော်ဆောင်တော်တော်များများကကျွန်တော် allergic ဘာလို့ဖြစ်လဲဆို allergic ပြောရအောင်ဘာလို့ allergic ဖြစ်လဲဆိုရင်လူတွေရေလေပြောင်းလဲလို့2012ကျွန်တော်မြန်မာပြည်ထဲပြန်ဝင်သွားတဲ့အခါမှာဘယ်ကြိုက်မလဲကျွန်တော်နှစ်ချင်းနေအကြီးကျယ်ပြောင်းလဲတာနှစ်ချင်းပြောင်းလဲသိမကြောက်အင်္ဂလိကန်တွေရေလေပြောင်းလဲတာပြီးတော့ပို့ဆိုးတာအခုလုံးဝကျွန်တော်မကြိုက်ရိုမန်ကက်သလစ်တွေအကြီးကျယ်ပြောင်းလဲတာဂျေမီပြောင်းလဲကြတယ်သွားပြရတာဂျေမီတို့မေရီတို့ဆိုတာရိုမန်ကက်သလစ်ရှေ့ကြီးတွေဟုတ်လားဂျေမီဒါရိုမန်ကက်သလစ်ရဲ့ဥစားဒါရိုမန်ကက်သလစ်ဒါရိုမန်ကက်သလစ်လင်းလက်လို့ဖျားကြောင့်ထဲကဝိုင်မှာတော့ဆွဲခဲ့တာလားမသိဘူးဆွဲခဲ့တယ်လားနဲ့ဆွဲခဲ့တယ်ဂျေမီကျွန်တော်တို့အင်္ဂလိကန်ဝိုင်တော့ခိုးတောက်တယ်အင်္ဂလိကန်မှာပွဲတော်ပေးတာတကယ်ဝိုင်စစ်လေဟိုတို့ကမူတော့ကလေဝိုင်ခါတော့မတတ်နိုင်တာဝိုင်အရသာလေးအရန်ခံချင်တော့အင်္ဂလိကန်တို့ Holy Trinity ဟိုစားပါလေဒီဘာခေါ်လဲဟိုစကော့စီဗီနာဟာပါလဲလားကက်သီဒရယ်မှာကက်သီဒရယ်သွားလဲတော်ပြီးတော့အမှတို့လိုမျိုးဒီလိုကက်စီနဲရတဲ့လေးတိုက်တာမဟုတ်သူကခွက်ကြီးနဲ့တိုက်တာဒါပေမဲ့လက်မကန်ရဘူးသူတို့က father တိုက်တာဆိုကိုလေရောက်မယ်ဆို father လက်ကိုအဲ့လိုတွန်းလိုက်တာနည်းနည်းတွန်းလိုက်တော့ဂွားဆိုဝင်လာပြီအများကြီး father တိုက်လဲတိုက်တယ်ခောက်လဲခောက်တယ်ကိုဂွားဆိုဒါပေမဲ့အခောက်ခိုင်မတန်တယ်ပါစတ်ထဲမှာအပြည့်ဝင်သွားတာဝိုင်းအသေးဆွဲလာအစစ်ကြီးဒါပေမဲ့ဂျေဇုတော်အဲ့ဒီကက်သီဒရယ်မှာလေကျွန်တော်တရားဟောခွင့်ရခဲ့တယ်တရားခွင့်ရခဲ့တယ်အဲ့ကက်သီဒရယ်မှာလည်းပြောင်းလဲတဲ့သူတွေအများကြီးဖြစ်ခဲ့တယ်ကတိဒရယ်မှာတွားတရားဟောပြီးနောက်ပိုင်းမှာလည်းအင်္ဂလိကန်တွေအများကြီးပြောင်းလဲတယ်ရိုမန်ကက်သလစ်တွေအများကြီးပြောင်းလဲတယ်ပြောင်းလဲမှုတွေဖြစ်တယ်ဘာလို့ပြောင်းလဲမှုဖြစ်လာတဲ့အပေါ်မှာပေါ့ဗျာဟိုဘာသာရေးခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေတော်တော်များများတော့မကြိုက်တော့ဘူးပေါ့ဗျာမကြိုက်တော့ဘူးပေါ့ဘာလို့မကြိုက်လဲဆိုတော့မကြိုက်လို့ပေါ့ဆိုတော့မင်းတို့ဒီဒေးဗစ်လာဆိုတဲ့ကောင်နားမထောင်နဲ့ဘာညာအကြီးကျယ်ပြောပြီးသူတို့ပြောတာနေကြားပြီးတော့ကျွန်တော်တော့မသိတဲ့လူတွေကျွန်တော်အရေးလည်းမုန်းတာဘာမုန်းလို့မုန်းမှမသိဘူးမုန်းတာဖွဲ့နေရှိတယ်ကျွန်တော်တောင်ကူသွားတော့ဆိုရင်ဘယ်ဖျားချောင်းမှအကုန်ပိတ်တာတောင်ကူမှာဖျားချောင်းစာထုတ်တာလေစာထုတ်တာလုံးဝဒေးဗစ်လာဖျားချောင်းဘယ်သူမှမသွားရအဲ့ဒီတရားဟောမယ့်နေရာဘယ်သူမှမသွားရအဲ့လိုကိုင်းတာ
ဒါပေမဲ့ဖះကြီးတော့ပဲကျွန်တော်အစိုးရဖွင့်ချပေးလိုက်တာဟိုမိုးလုံလေးလုံးရေးမိပြောင်းလဲပြလိုက်တော့တောင်ကူတော့မပြောင်းလဲသေးနော်ပြောင်းလဲသေးပြောင်းလဲပါပြီမပြောင်းလဲသေးလိုက်တော့အော်နော်လို့ပဲပါတယ်အဲ့တော့ကျွန်တော်သွားကြအောင်သွားတော့ဖះเจ้าနေကကျွန်တော်ကိုလက်ခံမဲ့ဖះเจ้าအကြီးရှိတယ်အဲ့ဒါဘာလဲပကူလာမသိပကူတောင်းမှာပကူဖះเจ้าအကြီးဆုံးပဲအဲ့ပကူဖះเจ้าလည်းလက်ခံပြီးတော့မှပြန်ပိတ်လိုက်ရတယ်အထက်ကအမိတ်နဲ့ဒေးဗစ်လာဆိုတော့လက်မခံတော့ဒီတင်းတော်လည်းကျေးဇူးတင်ပါတယ်လို့နော်ဒေးဗစ်လာဆိုတာတည်ရတဲ့လက်ခံပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်မွေရဆိုရင်နော်ကင်းလို့တခါတည်းကောင်းကြီးပေးလိုက်ပြီလုံးဝမပေးဘူးဒါနဲ့အစိုးရနေပြီးတော့မှမိုးလုံးလေးလုံးအားစားယုံကြီးပေးလိုက်တယ်အဲ့မှာအတကုံလူတွေလာတာလေဒါပေမဲ့သူတို့ကြော်ညာထားတဲ့ပုံကလည်းဘာလည်းမသိဘူးကြော်ညာကျွန်တော်ဝဘိုးဝါကြီးနှစ်ချောင်းထောင်လို့တော့ဟိုဇမင်းသားလို့ဘာလုံးနဲ့ဓာတ်ပုံကြီးလုတ်ပြီးတော့မှအဲ့လိုလုတ်ကြလေအဲ့မှာလူတွေအများကြီးလာတယ်အဲ့မှာဈေးပွဲတွေရောအများကြီးပဲဟိုဘာလဲစီကရက်ရောင်းတဲ့အဖွဲ့နဲ့ဟိုကွန်းရရောင်းတဲ့အဖွဲ့နဲ့ဟိုကြာဆန်ရောင်းတဲ့အဖွဲ့နဲ့ဇမင်းသားလို့ဘာလုံးနဲ့ကျွန်တော်စိမောတက်ပြီးတော့တရားဟောတော့မှရှင်မိုးရွာချပြီလေမိုးရွာချတော့အံ့ဩစရာကောင်းတာလေဖခင်အကုန်ကြားစေချင်တာယေရှုကြောင့်လေအဲ့ဒီအပြင်မှာရှိတဲ့ဈေးတယ်တွေအလုံးကအကုန်ပြေးဝင်လာပြီလေဘာနေနဲ့အားလုံးအကုန်ပြေးဝင်လာပြီအကုန်ဘာနေနဲ့အကုန်ရောက်ချလာပြီးတော့မိသက်တွေရောရဲတွေရောအကုန်ရောက်လာပြီအမှအကုန်ဝင်လဲဝင်အဲ့ကျမှယေရှုကြောင့်တုတ်တာကျွန်တော်ဟာလေလုယာတောင်းကူမှာလဲအခုဖခင်ကြီးတော့ပဲတောင်းကူမှာလဲအတင်းတော်စားတဲ့ခွန်ဖခင်ရှင်ပြင်ဆင်ပေးတယ်ဖခင်ကနာမပုံကြည့်ပါစေတောင်းညီကိုမောင်မတော့တားလို့မရပါဘူးဖခင်ဖွင့်နေလားဘယ်သူမှတားလို့မရဘူးပဲကျွန်တော်ဖះဟလာဟိုဖះခင်သုံးချင်တဲ့အခါမှာမြန်မာပြည်ကကျွန်တော်ကိုစီးစနစ်တကျနဲ့မောင်းထုတ်လိုက်တော့ညာလည်းပဲစနစ်ကြမောင်းထုတ်တာနော်စနစ်ကြတယ်စနစ်တကျနဲ့မောင်းထုတ်လိုက်တာဒါပေမဲ့ကျွန်တော်ထွက်လာရပြီမယ်ဂျေဇုတော်ကအင်တာနက်ပိတ်လို့မရဘူးလေပိတ်လို့မရတော့ကျွန်တော်တရားဟောချက်တရားဝင်နေတာလူတွေကအကြီးကျယ်လွတ်မြောက်တာပြီးတော့ပို့ဆိုးသွားတာဗုဒ္ဓဘာသာတွေအကြီးကျယ်ပြောင်းလဲတာကိုဘာဆိုဝိုင်းဆဲကြတော့ဒေးဗစ်လာဆိုတော့အဲ့ကြမှာသူတို့ကစိတ်ဝင်စားတော့တာဘိုးတော့စိတ်ဝင်စားဘူးဘာကောင်းမို့လို့လဲဆိုတော့သွားနာထောင်နေအဲ့မှာလွတ်မြောက်တော့တာအဲ့ဒါအများကြီးဖះလောက်တာဖះလောက်တာဗျာကျွန်တော်ပြောချင်တာဖះလောက်တာโอเคဖះလောက်တာတကယ်ပြောင်းလဲတာအများကြီးညီကိုမောင်မတော့မကြခင်တင်တို့ပုံမြင်ရလိမ့်မယ်အများကြီးစာတွေရေးလာတာအများကြီးဘုရားဘာသာတွေပြောင်းလဲနေတာ online နဲ့ဒီနေ့ကျွန်တော်ပြောပြချင်တာဖျားစကားမှန်ရင်လူပြောင်းလဲတယ်ခင်ဗျမေတ္တာမှာပါပဲဟောရင်တော့မှဖျားစကားမှန်ရင်ပြောင်းလဲတယ်ယုံလားမသိဘူးယောနာကြီးကအဲ့ဒီနိနဝေမြို့မှာဘာမေတ္တာမှမပါဘူးငါးဘိုက်ထဲမဝင်ချင်တော့လို့သာသူသွားပြီးတော့မှ3ရက်ခရီးကို1ရက်ထဲနဲ့ပတ်ဟောတာခင်ဗျစဉ်းစားကြည့်သွားရ3ရက်ခရီးနော်အမောဖောက်ရင်ဖောက်ပါစေကြားချင်ကြမကြားချင်နေငါတောင်းဝင်ကြည့်အောင်ဆိုပြီးတော့ပတ်ဟောပြစ်တာဟောပြီးတော့ပြန်လာပြီးတော့ကြည်ဟန်နောင်တရမယ်လို့လုံးဝသူမမျှော်လင့်ထားဘူးသူမိုးရွာချရင် तू မပအောင်ဆိုတော့ तू မြို့ပြင်မှာထွက်ပြီးတော့နေတယ်စဉ်းစားကြည့်ရုံးနေသေးပါစေဆိုတော့ဒါပေမဲ့ဖြစ်ချင်တော့ဘာဖြစ်လဲဆိုအဲ့လူတွေအားတဲ့ခလေးရနေတာခလေးရနေတော့မကအောင်တရိတ်ဆန်ကစအစာရှောင်နေတယ်ပြီးသွားအဲ့ဒါနဲ့နောင်တရလဲရောက်ဖခင်ကမဖြက်စီးတော့တဲ့နင်းနွယ်မျိုးတဲ့မဖြက်စီးတော့သိချင်တာဘာသူထင်လို့လဲယောနာသူတို့မဖြက်စီးအတွက်ကြောင့်လည်းကျွန်တော်ပဲဖြက်စီးလိုက်တော့တယ်အဲ့ဒါပရောဖက်စဉ်းစားကြည့်ညီကောင်မောင်မတို့ကိုတိတ်မုန်းတဲ့လူတယောက်ပြောင်းလဲသွားရင်မခံနိုင်ဘူးကိုတကယ်တော့သိစေချင်တာလေ
လှုပ်သွားတဲ့ကောင်တင်းဒီကောင်ဖေကောင်းဆုံးမမယ်ကောင်ကြည့်ကောင်းဆုံးမမဆုံးမတဲ့ပြင်ယာတူးတွေတိုးပြီးတော့မှကျွန်တော်ရဲ့မိတ်ဆွေဆရာစောစောဆိုတာရှိတယ်ဆရာစောစောအခုတော့ခေါ်တော်မချင်းခံသွားပြီအိမ်တော်ရောက်သွားပြီအိမ်ပေါ်ရောက်သွားပြီသူကအိမ်ရောက်မှာပဲရှိသေးတယ်အိမ်ပေါ်ရောက်သွားပြီသူကတော့သူကပြောဆိုဖယားသခင်စိတ်ရှည်လွန်းတာငါစိတ်တူလာပြီကွာသူမြန်လာပြောတယ်ဖယားကတိတ်စိတ်ရှည်လွန်းတယ်ငါစိတ်တူလာပြီတဲ့တကယ်ဖယားသခင်စိတ်တူလောက်အောင်တို့စိတ်တူစရာကောင်းလောက်သူလည်းစိတ်ရှည်တယ်ဖယားလူတယောက်ပြုတ်ပြင်းတဲ့နေရာမှာတော်စိတ်ရှည်တယ်ဖယားကြီးတီခါပြီးတော့ဆွဲခေါ်တာကြည်ယောနာဘာမစေနာပါလဲမတော့ပြောလိုက်လူတွေပြောင်းလဲသွားဒါကျွန်တော်ဘာပြောပြချင်လဲဆိုတော့ဖယားသခင်ရဲ့မေတ္တာကလူတိုင်းနဲ့ထိုက်တန်ပါတယ်ဗျာဆိုကောင်းလူတိုင်းနဲ့ထိုက်တန်ပါတယ်ဗျာဒါပေမဲ့အဓိကကဖယားရဲ့မေတ္တာကိုလူတွေသိစေဖို့အတင်းတော်ထားခဲ့ပေမဲ့အခုပြဿနာကအတင်းတော်ထဲမှာမေတ္တာမရှိတော့ဘူးဒီမှာမှုတော်ဆောင်ခေါင်းဆောင်တွေရှိရင်လေတခါတည်းကျွန်တော်ပြောလိုက်ပြစေမေတ္တာမပါဘဲနဲ့ဖခင်ရဲ့အမှုဟာမပြီးစီးဘူးဗျာအမှုတော့ဆောင်လို့တော့ရတယ်အမှုမပြီးတာအမှုဆောင်တဲ့သူတွေအများကြီးအမှုကမပြီးဘူးအမှုဆောင်တာလိုချင်တာမဟုတ်ဖခင်ကအမှုပြီးစီးတာကိုလိုချင်တာတို့လူကြီးတွေပြောတဲ့စကားရှိတယ်ရေပလာတာပဲငါလိုချင်တယ်ရေဘုံပေါက်တာငါမလိုချင်ဘူးအဲ့လားပြောတဲ့စကားရှိမလားဘာလဲရေပါတာပဲလိုချင်တယ်ဘာလဲရေဘူးပေါက်တာမလိုချင်ဘူးဟုတ်လားမှန်လားโอเคဒီလိုပဲအကြောင်းပြချက်အမျိုးနဲ့ငါတို့မှုတော်ဆောင်ရတော့ဝဲဒိဗေမရှိဘူးစိတ်မပြေဘူးကွာရှောက်ပြောနေမယ်အစားဘလို့ဆင်းပြေမှလဲမေတ္တာရှိခံမလို့မလုပ်မှတော့ဘလို့ဆင်းပြေမှလဲဖျားเจ้าမှာလူငွေနဲ့လာပြီနော်တဲ့ဒီလူငွေပဲစိတ်ဝင်စားနေအလူငွေစိတ်ဝင်စားလို့အလူငွေမရှိတာလေအဲ့ဖျားเจ้าအလူငွေနဲ့အလုပ်ချင်တယ်ဖျားတော့လုပ်ချင်အလူငွေနဲ့အလုပ်မလုပ်ရဘူးကိုယ့်ခဲတဲ့ပတ်စံနဲ့ကိုယ့်ကတ်ထဲနဲ့အလုပ်လုပ်ရတယ်ကျွန်တော် ministry စခဲ့တယ်ကျွန်တော်အိတ်ထဲဟာနဲ့ပဲကျွန်တော်စခဲ့တာဖျားเจ้าပတ်စံနဲ့ကျွန်တော်လုပ်ဖို့စိတ်ဝင်စားဖို့ဘာလို့ဆိုတော့ဗျာစဉ်းစားကြည့်ဗျာကျွန်တော်တို့လူမိုက်တွေကျွန်တော်တို့လူမျိုးတကယ်လမ်းဘေးမှာသူများရိုက်တက်လို့သေမဲ့ကောင်တွေကဖះကောင်းမြတ်ချင်းကြောင်အမှုတော်ဆောင်ရတယ်ဗျာတန်နေပြီဘာမှထပ်မလို့တော့ဘူးတကယ်တော့ကျွန်တော်ပရောဖက်ပြုတဲ့အဖွဲ့တွေရှိတယ်ပရောဖက်ဆိုရှော့ပြောတဲ့အဖွဲ့တွေပါဒေးဗစ်လားဆိုတာတဲ့သူများရိုက်တက်လို့သေမသေအံပတ်ဆုပ်လို့သေမဲ့ကောင်တဲ့ဒီနှစ်ခုပဲရှိတယ်တဲ့သူပရောဖက်ပြုတာဒါပေမဲ့သူတို့ prophet လွဲသွားတယ်ကျေးဇူးတော်ပဲဖယားသခင်ကကောင်းမြတ်လွန်အားကြီးတယ်ဖယားသိကောင်းမြတ်တယ်သူများပြောတဲ့အတိုင်းသင်ဖြစ်မှာမဟုတ်သင်ယုံတဲ့အတိုင်းပဲသင်ဖြစ်မှာဒါကြောင့်ယုံနာမမှားပါစေနဲ့လို့ကျွန်တော်မေတ္တာနဲ့အားပေးပါစေသူများပြောတဲ့အတိုင်းသင်ဘယ်တော့မှမဖြစ်ဘူးသင်ယုံတဲ့အတိုင်းပဲသင်ဖြစ်မှာဒါပေမဲ့တခုတော့ရှိတယ်သူများပြောတတ်တဲ့စကားကိုသင်ကသွားယုံမိတော့သင်ခံရလိမ့်မယ်တတိထားပေးကြပါညီကိုမောင်မတော်အမေဒီနေ့အတင်းတော်နဲ့ပတ်သက်လို့အတင်းတော်လို့ပြောနေစိတ်ညစ်နေကြပြီလူတွေကအတင်းတော်ဆိုတာနဲ့စိတ်ညစ်စရာကြီးဖြစ်နေပြီအာနာလူနေကြတဲ့အဖွဲ့ကတမျိုးရှိတယ်နော်ညီကိုမောင်မတော်ဖျားเจ้าနေမှာတင်းဖျားเจ้าမဲ့လို့မထင်လိုက်နဲ့နော်ဖျားเจ้าတိုင်းမှာဖြစ်နေတာအာနာလူတဲ့ဖွဲ့တွေကတမျိုးအတင်းလူကြီးကပြန်အုပ်ထားတဲ့တင်းအောက်လူဆရာတမျိုးတင်းအုပ်ဆရာမဟုတ်တော့သူတင်းအောက်ဆရာဖြစ်သွားတာအတင်းတော့အောက်ကိုပြန်ဝင်ရတာမှတ်ထား
အမှုတော်ဆောင်ဖို့စက္ကတဲ့သူတွေဘယ်တော့မှသူများခန့်နဲ့တင်းအုပ်ဆရာမဖြစ်စေနဲ့သူများခန့်ရင်သူများပြန်ဖြုတ်ခံရမယ်နဲ့ဖျားခန့်တာပဲဖြစ်ပါစေအာမင်သို့တော်ဖျားသခင်ကဖျားလူဆိုတာရှိတယ်ပဏ္ဍနာကြောင့်ညီကိုမောင်မတော်အမှုတော်ဆောင်တွေလောကမှာအများကြီးရှိပေမဲ့ဖျားလူကအရန်နေတယ်ဖျားလူကိုဘာသာရေးခေါင်းဆောင်တွေကအရန်မုန်းတတ်တယ်ယေရှုကိုတတ်ချင်တဲ့အထိမုန်းကြတာတွေကဖာရိရှဲနဲ့ဇဒ္ဒုကဲတွေဖျားလူဖြစ်ပြီဆိုရင်မှတ်ထားအကြီးကျယ်အတိုက်ခိုက်ခံရတာဘာသာရေးခေါင်းဆောင်တွေရဲ့အတိုက်ခိုက်ခြင်းအကြီးကျယ်ခံရတယ်အကြီးကျယ်ခံရလိမ့်မယ်ဖျားလူဖြစ်ဖို့လိုတယ်ဖျားလူကကျမ်းစကားမပြောဘူးဖျားစကားပြောတယ်မှတ်ထားဒီနေ့အတင်းတော်တွေမှာအဓိကရှုပ်ထွေးနေတာကျမ်းစကားနဲ့ဖျားစကားကိုမခွဲခြားတတ်တာထပ်ပြောမယ်ကျွန်တော်နားလည်အောင်ထပ်ပြောမယ်အားလုံးပြောကြည့်အောင်ကျမ်းစကားဖျားစကားမတူဘူးညီကိုမောင်မတော်ကျမ်းစကားနဲ့ဖျားစကားဆိုမတူဘူးကျမ်းစာဆိုကိုလိုတာအကုန်ဆွဲယူလို့ရတယ်ကျမ်းစာအကုန်ဆွဲယူလဲယုံလားမသိကြောညီကိုမောင်တော်အမေရိကမှာအဖွဲ့တစ်ဖွဲ့ရှိတယ်အဲ့ဒါကောက်တော့ခေါ်တယ်အဖွဲ့အဲ့ဒါတော့ဒီအစိုးရနဲ့ဝင်သိမ်းပလိုက်ပြီဟိုတော့ဂျင်ဂျုံဆိုတဲ့သူဥဆောင်ခဲ့တယ်နောက်တစ်ဖွဲ့ထပ်ပြီးတော့ဥဆောင်တာရှိတယ်အဲ့ဒါဘာလဲဆိုတော့အာဒံနဲ့အေဝါကတဲ့အပြစ်မပြုတ်ခင်မှာအဝတ်မဝတ်ဘူးတဲ့အဝတ်ဝတ်တယ်ဆိုတာအပြစ်ရဲ့လက္ခဏာတဲ့ငို့ကျွန်တော်နောက်တော့အဲ့ဒီဖျားကြောင့် Angel Church လို့ခေါ်တယ်တကယ်ပြောတာ Angel Church ဆိုတာမကြားဘူးရင်နည်းနည်းလေးလာလို့ရတယ်မလေးလာပါနဲ့ပြီးသွားပါပြီတို့ကွာ Angel တဲ့ဘယ်လို Angel ဖြစ်တာလဲပြောပြမယ်သူတို့ကအဝတ်စားဝတ်နေသေးတယ်သူကဒါအပြည့်ရဲ့လက္ခဏာအာရနဲ့အေဝါဟာသူတို့တရားဟောရင်ရုပ်ကလုံးဝအတီနော်ကိုတော်မှဟာချွတ်ရတော့မလားဆိုတဲ့အကွက်တွေဖြစ်လာတာဖြစ်သွားတာနားထောင်ရင်းနဲ့ကိုကငါအဖြစ်သားလားပါလားမလုံးမချုံနေဖြစ်ကုန်တကယ်လုံးရက်ကကြောက်စရာကောင်းတာခင်ဗျအပြစ်မပြုတ်ခင်လူကဘာအဝတ်အစားမှမရှိဘူးတဲ့ဖြူစင်တယ်တဲ့အပြစ်ပြုတ်တယ်ကနှလုံးသားတွေကမဖြူစင်တော့တဲ့အတွက်ကြောင့်အရှက်တရားတွေဝင်လာတယ်အကြောက်တရားတွေဝင်လာတယ်ဒါတွေနဲ့စပြီးတော့အဝတ်တွေဝတ်ကြတာယေရှုအဖြစ်တို့တွေအားလုံးအဖြစ်ကနေလွတ်မြောက်သွားပြီအပြစ်မရှိတော့ဘူးမှန်တယ်အဲ့ဒီဟိုဆိုးသွားတာအပြစ်မရှိတဲ့အတွက်ကြောင့်အဝတ်ဝတ်စားတယ်သွားပြီခင်ဗျာစဉ်းစားကြထက်ကွန်းနေဟာတွေကြောက်စရာရန်ကောင်းတယ်သတိထားတာထက်ကွန်းနေဟာတွေသတိထားမတိစာရန်ကထက်ကွန်းတတ်တဲ့စကားရှိတယ်ထိုအတီးကိုစားရင်ဧကအမှန်သေရမယ်ဘာသူပြောရလဲဖယားစာတန်ကလည်းအဲ့ဒီစကားကိုပဲပြန်ခုတ်လုပ်တယ်ထိုအတီးကိုစားရင်ဧကအမှန်သေရလိမ့်မည်တိဖယားစကားအနောက်ကနေစာတန်ထည့်လိုက်တာမဟုတ်တဲ့ဧကမှတေရလိမ့်မည်ဖယားစကားမဟုတ်ဧကမှတေရလိမ့်မည်မဟုတ်တဲ့ဘယ်သူထည့်လိုက်လဲစာရန်ဧကမှတေရလိမ့်မည်လို့ပြောတဲ့ဖယားစကားကိုအာရန်စိတ်ဝင်စားအောင်ဧကမှတေရလိမ့်မည်မဟုတ်ဆိုတဲ့စကားကိုစိတ်ဝင်စားတယ်အကောင်ကဒါနဲ့ပဲတို့တွေကဒီလိုတွေဖြစ်ကုန်စဉ်းစားအဲ့ဒီအပူစာရာတွေဝင်လာရင်တတိထားတော့ဆိုတော့စဉ်းစားကြည့်အပြစ်သားမဟုတ်တော့ဘူးတဲ့တို့တွေအားလုံးကဒါကြောင့်ဘုရားကျောင်းနဲ့ဝင်တဲ့ခါမှာတဲ့ဝန်ဆောင်မပါနဲ့တဲ့ဒုက္ခပဲဒါမဲ့အဲ့ဒါကိုဒီ American တွေက free style ရမ်းကြိုက်တယ် American တွေ free style ရမ်းအဲ့တော့တဘောတွေကြားပြီးတော့ဝင်ကြအဲ့မှာဟိုကြည့်ဒီကြည့်နဲ့တတ်မှတ်ကြအဲ့မှာမာယွင်းတော့ရတဲ့ခလေးကိုကြားတဲ့ကောင်းကင်တမန်နဲ့အဲ့ဒါ angel တဲ့ဘလောက်ကြောက်စရာကောင်းလဲ
ဒီလိုမျိုးကျမ်းစာဆိုတာကလိုချင်တာဆွဲယူလို့ရတယ်ရှင်ဘာလို့တော့ပြောသေးတာပဲတဲ့ဒီနေ့ကစပဲရေမတောက်တော့ပဲနဲ့စပြည့်ပဲတောက်လို့ပြောတာပဲတဲ့စပြည့်ဆိုအင်္ဂလိပ်ဆိုဝိုင်းအမေအင်္ဂလိပ်ဘာဖန်ထည့်လိုက်သေးတာတောက်ဝိုင်းတောက်လို့ရတယ်ဆိုဆွဲကြပါလေရောတောက်ချင်လဲတောက်လိုက်ပေါ့ဘာလို့ကျမ်းစာတွေလျှောက်ပြီးတော့ကွန့်လာလဲတောက်လိုက်မဟုတ်ဘူးတော့ကျမ်းစာနဲ့အညီငါတို့လုပ်တာဆရာကြီးခုတော့အိမ်တော်ပြန်သွားပါပြီသူလဲဟိုဆရာရောဘတ်ထောင်းလိုက်ဟလာထောင်းလျံထောင်းလိုက်လန်ရောဘတ်ထောင်းလိုက်အဲ့ဒီဆရာကြီးပေါ့ဗျာကျွန်တော်မိတ်ဆွေပါပဲကျွန်တော်တော့လေးချစ်တယ်သူ့နေ့ချင်းထဲမှာတော့သူ့တရားကိုကျွန်တော်ရှယ်နားထောင်တာကြိုက်လို့တနေ့သူကလောနဲ့အရေးကြီးလို့ဆိုပြီးတော့မှဆိုင်ထဲဝင်သွားတာဖုန်းဆက်ချင်လို့ဟိုတော့ဖုန်းတွေကအရင်ဒီခေတ်လို့မပေါ်ဘူးလေဟိုဆိုင်နေမှာပဲပေါ်တော့အမဆိုင်လေးမှာအဖုန်းလေးနဲ့လေအဲ့နဲ့ဝင်တော့ခတ်ထားသေးတယ်ဖုန်းတော့ကြီးနဲ့ခတ်ထားသေးတယ်ဒီလိုမျိုးလက်ကင်လေးတစ်ခုပဲအဲ့ဒါတော့နဲ့ဖွင့်ပေးတယ်သူကလောနဲ့ဝင်လာဆက်တော့မှရှင်မှာဖះเจ้าထဲကအတင်းသား၄ယောက်ကအရက်တောက်နေတာဆိုင်ထဲမှာဟာမင်းတို့ဘာလုပ်နေတာလဲသူလည်းမင်းစရာမရှိတော့သူလည်းမင်းတို့ဘာလုပ်နေတာလဲဟိုကလည်းတယောက်တွေ့တော့ဘာဖြစ်မှမသိတာဖះခင်အလိုတန်းနဲ့အညီလုပ်နေပါတယ်ဆရာဟာဒါနဲ့ပြန်ဖြေလိုက်တဲ့ပုံစံဘယ်လောက်မိုက်လဲကြာဖះခင်အလိုတော်နဲ့အညီလုပ်နေပါတယ်ဆရာဘာလို့လဲမင်းတို့တောင်းနေတာကြီးဟုတ်တယ်ဆရာဤခွက်ကအကျွန်ုပ်မှလွန်နိုင်လွန်သွားပါစေလို့ကျွန်တော်ဆူတောင်းပြီးတော့မှကြည့်လိုက်တဲ့အချိန်မှာမလွန်သေးဘူးဆရာရှိနေတယ်ဒါကြောင့်ကျွန်တော်တောင်းလိုက်တာပါဆရာဆူမတောင်းရင်တော့လုံးဝမတောက်ခင်တေချာဆူတောင်းတာလွန်နိုင်လွန်သွားပါစေကြည့်တဲ့အချိန်မှာခွက်ထဲမှာအပြည့်ပဲမလွန်သေးဘူးဆွဲလိုက်တယ်အလိုတော်နဲ့ညီလုံးနေပါကျမ်းစာဆိုတာလိုချင်တာဆွဲယူလို့ရတယ်ဆွဲယူလို့ရတယ်ကျမ်းစကားနဲ့ဖျားစကားကမတူဘူးဒီနေ့အသင်းတော်တွေထဲမှာရှိတာကကျမ်းစကားတွေလားဖျားစကားလားကိုတိထားတဲ့ကျမ်းစာတွေကိုကိုဘလောက်တိကြောင်တက်ကြောင်ကိုသင်ပြနေတာလားလူတွေရှုပ်ထွေးကုန်ပြီ no ခရစ်တော်ဤအသင်းတော်ကကျမ်းစာတွေမဟုတ်ဘူးယောဟန်ခန်းကြီး9ချက်လေးသွားရအောင်ကျွန်တော်ညီကိုမောင်မှာတော့ယောဟန်ခန်းကြီး9ချက်လေးကျွန်တော်သွားရအောင်ယောဟန်ခန်းကြီး9ချက်လေးသွားမယ်ကျွန်တော်ညီကိုမောင်မှာယောဟန်ခန်းကြီး9ငယ်39ကိုကြည့်အောင်အားလုံးဖတ်ကြည့်အောင်39မှာကျမ်းစာအားဖြင့်ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့်သင်တို့သည်ကျမ်းစာကိုစစ်ကြည့်ရှုကြ၏တဲ့ထာဝရအသက်ကိုကျမ်းစာကပေးနိုင်တာမဟုတ်ဘူးဒီချမ်းတော့ပဲထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့်ဘာကိုဖတ်ကြလဲဒါပေမဲ့ထာဝရအသက်ကိုပေးတာကျမ်းစာမဟုတ်ဘူးထိုကျမ်းစာငါရဲ့သက်တည်ထိုကျမ်းစာငါအကြောင်းကိုသက်သေခံထားတာဟုတ်ပြီနော်ဆက်သွားသင်တို့ဒီအသက်ကိုရအောင်ငါထံသို့လာခြင်းကအလိုမရှိကျမ်းစာတော့ဖတ်လားဒါပေမဲ့ဘယ်သူစီမသွားဘူးလေဟုတ်လားဟာသွားတာမြင်လားမသိကျွန်တော်ညီကိုမောင်မတော့ပြန်ကြည့်39မှာကျမ်းစာအားဖြင့်ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နေသင်တို့ဒီကျမ်းစာကိုကြည့်ရှုကြတယ်
ဒါပေမဲ့ငါထံသို့လာဖို့တော့အလိုမရှိဘူးမင်းတို့ကျမ်းစာဖတ်လားဖတ်တယ်ဒါပေမဲ့ငါထံသို့မင်းတို့မရောက်လာဘူးကျမ်းစာတော့ဖတ်တယ်ငါထံသို့မရောက်လာဘူးပြောချင်တာပါလေပြောချင်တာပါလေကျမ်းစာဖတ်ကြတယ်တဲ့ထာဝရအသက်ကိုရဖို့ကျမ်းစာဖတ်တယ်တဲ့ဒါပေမဲ့ငါထံကိုလာဖို့မင်းတို့အလိုမရှိဘူးပြောချင်တဲ့အဓိပ္ပာယ်နားလည်လားမသိစာနဲ့ပဲအသက်ရှင်တာပုဂ္ဂိုလ်နဲ့အသက်မရှင်ဘူးခရိယန်တော်တော်များများအဓိကပြဿနာစာတွေနဲ့ပဲအလုံးရှုံနေတာပုဂ္ဂိုလ်နဲ့အသက်မရှင်ကြဘူးဖခင်ကပုဂ္ဂိုလ်နဲ့အသက်ရှင်စေချင်တာပုဂ္ဂိုလ်နဲ့တွာလာစေချင်တာအာမင်တင်ကကိုချစ်တဲ့ကောင်မလေးကိုစာပေးစာယူပဲတလုံးလုပ်ပြီးတော့မှမယူတော့ဘူးဆိုရင်လက်မထက်ခင်တော့စာနဲ့တွားကြတာပေါ့လက်ထပ်ပြီးတဲ့အခါမှာဘာဖြစ်လဲစာနဲ့မတွားတော့ဘူးလေဘာနဲ့တွားလဲပုဂ္ဂိုလ်နဲ့ပဲအတူတူသက်ရှင်တယ်ဒီနေ့ကျွန်တော်ပြဿနာစာတွေနဲ့တော့ကျမ်းစာတွေနဲ့ပဲကျွန်တော်တို့အလုပ်တွေရှုံတယ်ဘာနဲ့တွားတာလဲပုဂ္ဂိုလ်နဲ့တွားဖို့အလိုမရှိဘူးဒီနေ့ကျွန်တော်နားလေရမှာခရိယန်ဆိုတာကစာတွေနဲ့အလုပ်ရှုံတာမခရိယန်ဆိုတာကဖခင်နဲ့ယဉ်နေရတာဟိုလူကတစ်မျိုးပြောဒီလူကတစ်မျိုးပြောဟိုလူကတစ်မျိုးပြောဒီလူကတစ်မျိုးပြောအဲ့လိုမဟုတ်တင့်ကိုဖခင်ကဘာပြောလဲဆိုတာအရေးကြီးတယ်ညီကိုမောင်မတို့ကျမ်းစကားနဲ့ဖခင်စကားကျမ်းစကားနဲ့ဖခင်စကားဒါကြောင့်ကျမ်းစကားတွေကလူကိုရှုပ်ထွေးစေတယ်ဖခင်စကားလူကိုရှင်းလင်းစေတယ်ထပ်ပြောမယ်ကျမ်းစကားကလူကိုဘာဖြစ်စေလဲရှုပ်ထွေးစေပြီးဖခင်စကားလူတွေကိုဘာဖြစ်စေလဲရှင်းလင်းစေတယ်ပြီးတော့မှကျမ်းစကားတွေကိုဖတ်ရင်နေဘာဖြစ်လာတလားကြောက်စိတ်တောင်ဝင်လာတယ်ကြောက်စိတ်တွေစိုးရင်တဲ့စိတ်တွေအများကြီးဝင်လာတယ်ဖျားစကားလူကိုကြောက်တတ်တဲ့စိတ်မဖြစ်စေဘူးတကိုးပါတဲ့စိတ်ပဲဖြစ်စေတယ်ချစ်တတ်တဲ့စိတ်ပဲဖြစ်စေတယ်ရှင်းလင်းတဲ့စိတ်ပဲဖြစ်စေတယ်ဖျားเจ้าသွားပြီးတော့ဖျားစကားကိုမကြားဘဲနဲ့ကျမ်းစကားပဲကြားရင်အဲ့ဒီဖျားเจ้าထဲမှာဘာဖြစ်လာတဲ့လားကြားလာရင်မပျော်တော့ဘူးမပျော်တော့ဘူးတယောက်တယောက်မကြည့်လို့မရတယ်ဖြစ်လာအောင်ကျမ်းစကားတွေများပြီးဖျားစကားမရှိတော့တဲ့ဖျားเจ้าဟာကြောက်เสียအရန်ကောင်းတယ်တောင်ဒီခစ်ကလေးတွေတော်တော်များများဖျားเจ้าမလာတော့ဘူးကျွန်တော်ဒီအင်္ဂလိပ်တွေပဲကြည့်ဒီအမေရိကန်တွေပဲကြည့်တော်တော်များများလူငယ်တွေကဖျားเจ้าမှမရှိတော့ဘူးဒါကြောင့်ဖျားเจ้าတွေကရောင်းပလိုက်ရပြီအကုန်လုံးဖျားเจ้าတွေကအကုန်လုံးသူများအပြည်သူအစိုးရပြန်သိမ်းတဲ့ဟာတွေကသိမ်းကုန်ပြီရောင်းတဲ့ဟာတွေရောင်းကုန်ပြီဘာလို့အဲ့လိုတွေဖြစ်နေလဲဆိုတော့ဖျားเจ้าကဘာသာရေးနဲ့တိဆောက်တဲ့ဖျားเจ้าဖြစ်သွားလို့လူမှုရေးနဲ့တိဆောက်တဲ့ဖျားเจ้าတွေဖြစ်သွားလို့ဒါကိုဖျားเจ้าလို့တော့ခေါ်လို့ရပါမယ်အသင်းတော်လို့ခေါ်လို့မရဘူး Church is not a building Church is not a building ဒါပေမဲ့အခုဒီမှာစုဝေးနေတဲ့လူတွေကို church လို့ဖခင်ပြောလို့ရတယ်ဒီလူတွေမရှိတော့ရင်ဒီဖခင်เจ้าကမကြခင်မှာ night club လည်းဖြစ်သွားနိုင်တယ်ကျွန်တော် New Zealand တို့မှာသွားတဲ့အချိန်မှာ night club တွေဖြစ်တဲ့ဟာတွေအလုံးဖခင်เจ้าနေများတယ်ကျွန်တော် Australia မှာ Melbourne မှာကျွန်တော်သွားတဲ့အခါမှာဖခင်เจ้าအကြီးကြီး pancake 24 hour pancake ဆိုင်ဖြစ်သွားတယ်ကျွန်တော်လည်းညဘက်တရားဟောပြီးဘိုက်ဆိုင်အဲ့ဒီ pancake ပဲသွားရတယ်အဲ့နေရာ Melbourne မှာရှိတယ်24နာရီဖွင့်တယ်အဲ့ဒီဆိုင်ပဲရှိတယ်အဲ့နေရာကဖျားเจ้าကြီးအစားကကြီးဖျားเจ้าကြီးအခုက pancake house ဖြစ်သွားပြီ International House of Prayer Model International House of Pancake ဖြစ်သွားတယ်သူလည်း24နာရီပဲဒါပေမဲ့ pancake သွားစားတဲ့နေရာဘာကြောင့်ဒါတွေဖြစ်သွားလဲအခုအင်္ဂလန်ဆိုရင်အယောင်ဝမ်းနေကြကောင်းတယ်အင်္ဂလန်မှာဗလီတွေကြီးပဲတတ်ကိုအဲ့ဒီဗလီတွေကအဲ့ဒီဖျားเจ้าကိုလိုက်ဝယ်တာဖျားเจ้าကြီးတွေအုပ်ကြီးတွေအထူကြီးတွေစောက်ထားတာအဲ့ဒါတွေအားလုံးဗလီတွေဖြစ်ကုန်ပြီကိုဗလီအကုန်ဝယ်တာခရိယန်နေဘာတွေဖြစ်ကုန်ပြီလဲဆိုတော့အသင်းတော်မဟုတ်တော့လို့လေဖျားเจ้าတော့ဖြစ်ခဲ့တယ်ဘာမဖြစ်ဘူးလဲအသင်းတော်မဖြစ်ဘူးအသင်းတော်ဆိုတာက so powerful အဲ့ဒီအသင်းတော်ထဲမှာအနာရောဂါငြိမ်းချင်းရှိတယ် Come on အသင်းတော်ထဲမှာဘာတွေရှိလဲမလွတ်မြောက်တဲ့သူတွေလွတ်မြောက်ရမယ်မချမ်းမာတဲ့သူတွေချမ်းမာရမယ်
ယူပါယုံမရှိတဲ့သူတွေယူပါယုံပြန်ရလာရမယ်အနာဂတ်မရှိတဲ့သူတွေအနာဂတ်ပြန်ရလာမယ်အဲ့ဒါဖခင်ရဲ့အသင်းတော်လို့ခေါ်တယ်အာမင်ဖခင်နဲ့ဝင်းတဲ့လူငယ်တွေပြန်ရောက်လာတဲ့ဖခင်ရဲ့မျက်မှောက်တော်တွေပြန်တိုးဝင်လာတာဖြစ်ရမယ်အဲ့ဒါကိုကျွန်တော်တည်ဆောက်ရမယ်အသင်းတော်အလောကနာလေးရှိအောင်အခုနကအေဖက်ခန်းကြီး1အငယ်22ကိုပြန်သွားမယ်22ကိုပြန်သွားမယ်အေဖက်1 22ကိုပြန်သွားမယ်တောင်းချညီကိုမောင်မအားလုံးအသင်းတော်တွေတွဲဆူတောင်းပေးပါအခု Fort Worth မှာရှိတဲ့အသင်းတော်တွေ Dallas မှာရှိတဲ့အသင်းတော်တွေဒီ America မှာရှိနေတဲ့အသင်းတော်ဒီမြန်မာပြည်သားအသင်းတော်တွေတယောက်နဲ့တယောက်မတည့်ကြကွဲတာမှအစိတ်အမွာကိုကွဲတာကွဲပြီးတော့လည်းတယောက်နဲ့တယောက်ဈေးမှာတော့မှကြီးလို့မရကြဘူး shopping mall မှာသွားတွေ့တယ်ကျွန်တော်လည်းအန်တီကြီးရဲ့တနေ့တော့ကြာပါပြီအန်တီတယောက်ကဆရာရဲတဲ့ဆရာဟိုတဲ့ဝယ်ကျွေးချင်နေတဲ့ဆရာစားချင်တာဆိုကျွန်တော်မလိုက်တော့ဆိုပဲလိုက်ခဲ့ပါဆိုကျွန်တော်လိုက်သွားလိုက်သွားလမ်းမှာသူကတွန်းလဲနေကောတော့နေရှက်နေထွက်သွားကျွန်တော်လည်းနောက်ကနေလိုက်ချက်ချင်းသူရက်သွားပြီးတော့ဆရာဟိုဘက်ပြန်လှည့်အန်ဒီဘာဖြစ်လို့လဲဟိုဘက်ပြန်လှည့်မယ်ဆရာနောက်မှပြောမယ်ဆိုဒိန်းဆိုထွက်သွားကျွန်တော်လည်းသူ့နောက်ပြန်လှည့်အန်ဒီဘာဖြစ်တာလဲအန်ဒီဟိုမှာလေးတဲ့အတင်းတော့ခွဲသွားတဲ့စာတန်နေဟာဒါမဲ့ဖြစ်ချင်တော့အဲ့စာတန်လေးကရှားနောက်ကိုလိုက်လာအောင်ဆရာဒေးဗစ်နောက်လိုက်ဆရာဒေးဗစ်လာဟိုလည်းလိုက်လာဆရာလက်မကြည့်လို့ရမလားဒီခရီးရနေတော်များဆရာတွေကိုပြန် control လုပ်ချင်တာဆရာလက်မကြည့်ကျွန်တော်နာမည်ခေါ်နေပြီကျွန်တော်လက်ကြည့်ရမယ်အန်ဒီလို့ဆရာဘာလက်ကြည့်တယ်ကျွန်မတို့ဟိုမှာထိတ်မှာသွားဆောင်နေမယ်တဲ့ထွက်သွားအဲ့ဒါနဲ့ကျွန်တော်လည်းဟုတ်ကဲ့ခင်ဗျာနီကောလာဘယ်လိုလဲဆရာရဲ့တဲ့ဆရာမမီလာတဲ့အဲ့ဖွဲ့လည်းတမျိုးမမီလာဆိုthey don't want to ပြန်စဉ်းစားလို့လည်းမရတော့ဆရာဟောရရတယ်ဆရာတော်မှထမင်းလာစားတယ်ဟာဒုက္ခပဲသူများအိမ်မှာထမင်းစားတော့ကျေးဇူးမသိတဲ့ကောမေ့ဝါကြီးကျွေးတာတွေကများတော့လည်းမေ့တာဗောဘယ်သိမလဲအဲ့တော့ဟုတ်ကဲ့အန်ဒီမမီတော့အန်ဒီမမီပြောရင်လိန်တာလေးတာစားတာလေးများတော့ဆရာအန်ဒီရဲ့မမီတော့ပါဟိုတယောက်မှလာတယ်သူလှုပ်ပြီဒီမျက်နှာနဲ့ဆရာတကယ်မမီဟိုတယောက်မှလာတယ်ပြတ်တနာဆရှာတာသူဟာသူအခုကျမတို့တွေ့မခံရဘူးလေကျမလာတယ်လေသူထောက်သွားတယ်သလားတွေ့မခံရဘူးစတာမီးကိုစရှို့တာသူဆရာတိလားတတိထားသူနဲ့ပေါင်းဟာကျွန်တော်မပေါင်းပါဘူးလို့ကျွန်တော်မပေါင်းပါဘူးအရေးထဲမှာကိုကပါခံနေရတဲ့ခလဲမှာဆရာပြေးလာပြီးတော့ပြောတာဆရာတတိထားသူကရင်လာကရင်သူဝိနာတယ်မူကောလီတယ်မူကောလီဆိုတာစာတန်ဟိုကခေါ်တာသူစာတန်အခု तू ကပြန်ခေါ်တာစာတန်ဘယ်သူစာတန်မှမသိတော့ဘူးကျွန်တော်လည်းခလေးမအခုအတင်းတော်ရဲ့ပြဿနာဖြစ်နေတာโอเคတယောက်နဲ့တယောက်ဆူတောင်းပေးကြရအောင်နော်လို့ဆရာကိုလည်းတွေ့တာနဲ့ထမင်းခေါ်ကြွေးချင်တာတဲ့အဲ့ဒီစာတန်ကြောင့်မခေါ်တော့ဘူးတဲ့ဆရာဖျက်ရှင်ကောင်းကြီးပေးပါစေတော့လေသွားတော့မယ်တဲ့ဒီမထွက်โอเคဖျက်ရှင်ကောင်းကြီးပေးကျွန်တော်လည်းဘာလို့မသိကျွန်တော်လည်းဟိုဘာလဲတော့ရောက်ချင်မယ်ရောက်ချင်မယ်ဘိုက်ကစားနေပြီဒီကိစ္စမပြီးနိုင်ဘူးโอเคအန်တီအားရတယ်သူကပြောတယ်ထင်လို့လေကျမအကြောင်း तू အတင်းတုတ်သွားတယ်မှတ်လားဆရာမမပြောဟာလော်ဘီဟဲဒီလိုနော်တကယ်အော်ဆရာကြီးဖះเจ้าနေမှာဖြစ်ပြနေတာပြောသွားတယ်မှတ်လားဆရာတဲ့မမပြောတယ်လို့ဘယ်လိုပြောလဲဆရာတဲ့သူ့စာတန်လို့ပြောရင်အမပြထားတတ်ကြအောင်မဲလားဒီလိုပဲပေါ့အန်ဒီရဲ့လို့အစင်မပြေတဲ့အကြောင်းတွေပြောတာပေါ့လို့အစင်မပြောက်သူတို့စားတာလေးတဲ့ဟ
ဟာသူစပြန်ပြီဘာကြောင့်မသိတော့တရားမတန်ကြီးကိုမောင်းမတော့အတင်းတော်မလေးဘသူစကားမှနားမထောင်နဲ့ဖခင်စကားကိုကြားတောင်းနားထောင်တော့သွားအဲ့ဒါအဓိကအာမင်အဓိကအဲ့ဒါကျွန်တော်ဖခင်တန်မကြားတတ်ရင်ကျွန်တော်အယံပင်မနဲ့လောကမှာဟိုကလည်းစာတန်းနဲ့ဒီကလည်းစာတန်းနဲ့ဆိုကွာခလဲမှာဟိုကလည်းမပေါင်းနေတဲ့ရှားတယ်ကျမအိမ်ကအမြဲတမ်းတကားဖွင့်ထားတော့ဆရာအတွက်တယ်အဲ့ဒီမိန်းမတော့မလာစေနဲ့တော့ဆရာအစင်မပြေချက်ချင်းလာခင်တော့ကျမအိမ်မလာတော့ဘူးလို့ဟိုတယ်ပဲတဲတော့မယ်လို့နောက်အခုကျွန်တော်ဩစတြေးလျသွားဟိုတယ်ပဲတဲတယ်ဘယ်အိမ်မှမတဲတော့ပြီးသွားအောင်ကျွန်တော်အဲ့လိုမဟုတ်ညီကိုမောင်မတော်ငါတင်းတော့သူ့တင်းတော့ငါစခဲ့တာno ဘယ်တော့မှအဲ့လိုမဖြစ်စေနဲ့ယေရှုတော်ကြောင့်သာမဟုတ်ရင်ကျွန်တော်တို့ဒီနေရာမှာရပ်ပိုင်ခွင့်မရှိတာပါဗျာဒါကြောင့်အမှုတော်ထဲမှာပါဝင်ခွင့်ရတဲ့ယေရှုတော်ကကြီးပါတယ်လို့ဝန်ခံပြီးတော့မှသင်လှုပ်ဆောင်ပါဘယ်နေရာမှာပဲဖြစ်ဖြစ်နော်အတင်းတော်တွေအားလုံးကောင်းကြီးဖြစ် different church လာတာဆိုကျွန်တော်သိတယ်ဒါပေမဲ့ရောက်တဲ့နေရာတိုင်းမှာသင်တို့အပြင်ဖခင်ကောင်းကြီးခံစားရတဲ့သူတွေဖြစ်ပါစေခြေဘဝတော်အောက်သို့အလုံးစုံတို့ခြေဘဝတော်လို့ပါလိုက်မှတ်ထားယေရှုပြောနေတာတော်ပါလိုက်တည်းထားယေရှုခြေဘဝတော်အောက်သို့အလုံးစုံတို့ကိုပြောရအလုံးစုံတို့ကိုချထားသဖြင့်အသင်းတော်အဖို့အလုံးငါဘသူဖို့လုံးငါလဲခင်ဗျာသူ့ကိုဆိုတော့ဘသူပြောတာလဲယေရှုခရစ်တော်အလုံးစုံတို့ဤအလုံးစုံတို့ဤဘာဖြစ်စေလဲဒီမှာကြည့်အရေးကြီးတာပြောတော့မယ်ကျွန်တော်ခြေဘွားတော်အောက်သို့အလုံးစုံတို့ကိုချသဖြင့်တဲ့နော်အလုံးစုံနော်ခတ်သိမ်းသောအာနာတကိုအားလုံးဗျာကျွန်တော်ဝိညာဉ်တိုက်ပွဲတွေတိုက်တဲ့ခါမှာအရန်သိတယ်ခရိယန်နေတာမသိတာဝိညာဉ်စိုးတွေကတကုံကြောက်တာပြောမယ်အဲ့ဝိညာဉ်စိုးဘယ်လောက်ကျမ်းတယ်ထင်လို့လဲဝါးလေဒီလိုဝါးလေနှစ်ပြန်စာရှိတဲ့ကြောက်သေးကိုခုံချလာအဲ့ဒီမိန်းမရေးမီလိုလူလေးယောက်မူဆဲပါလားမူဆဲမပါဘူးနော်နောက်တစ်ချိန်မှပါလားမူဆဲသွားတဲ့ချိန်တော့ဂျေမီလိုလူလေးယောက်အဲ့ဒီဖလန်လေးကိုအဲ့ဒီတေးသေးလေးအဲ့ဒီအကောင်တေးသေးလေးကိုဒီလိုချုပ်တာမနိုင်ဘူးပြောအဲ့ဒီတယောက်ကဘယ်လိုလှုပ်ရှားလိုက်လဲမသိအဲ့လေးယောက်ကဟိုဘက်ဒီဘက်ရောက်သွားတာဆရာစန်တိုးဖျားကြောင်းမှလည်းအဲ့တိုင်းပဲလေမြေကြီးနာသွားတော့ဆရာစန်တိုးအဲ့မှာတော့ဂျေမီပါပြီဆရာစန်တိုးဖျားကြောင်းမှအဲ့ဒီအမဂျေမီကအဲ့လိုရက်နေတာ तू ကဒီလိုတားပေါ်မှာရှောက်သွားတာဒီလိုမျိုးတန်းလေးရှိတယ်အဲ့တန်းပေါ်မှာလုံးဝမပြုတ်ကြောက်ကွာအဲ့ဒီမိန်းမမျက်လုံးပိတ်ပြီးတော့ရှောက်တာဒီလိုမျိုးပဲရှောက်တာလုံးဝဂျေမီစီရတော့ဂျေမီအတားလေးဒီလိုဖယ်လိုက်တယ်အဲ့ဒီမှာကျွန်တော်အမြဲတမ်းပြောတယ်ကျွန်တော်နောက်လိုက်တဲ့ဆရာတွေကိုနတ်ဆိုးနဲ့တွေ့ပြီဆိုရင်မျက်လုံးပိတ်ပြီးတော့မဆုတောင်းနဲ့မျက်လုံးဖွင့်ထားနှစ်ပေါက်ကမပါဘူးအဲ့ဖွင့်တယ်မျက်လုံးမဲဟာလေလုယာလုံးနဲ့အဲ့ဒီနတ်ဆိုးကောင်းမလေးတဲသူ့စီသွားတော့ခွာကိုတက်ကန်ချလိုက်တာနိမမီလာအဲ့ဒီဆရာကင်းဆရာတင်တယ်နော်အင်းဆိုထိုင်သွားတာသူကဂျမ်းမှကျွေးလိုက်တာဟိုကဖရတက်လာမလို့ကချင်းတိုင်းလေကဖရဆိုတာရှိဖန်းဆိုကျွေးလိုက်တာအင်းဆိုထိုင်တော့အဲ့မှာကျွန်တော်ချက်ချင်းသွားတော့အဲ့ဒီအမျိုးသမီးကိုယေရှုနာမနဲ့ထွားဆိုတော့ချလိုက်တော့မဝုန်းဆိုထွားပါဘလို့တွေပါထွားပါလို့တဲ့ဖြစ်ပြီးတော့ထွက်သွားယေရှုနာမသုံးချင်တယ်သုံးလို့မရဘူးယေရှုခရစ်တော်ကကိုနဲ့ဘလောက်ထိရှင်းနေပြီလဲယေရှုနာမသုံးတဲ့သူကယေရှုနဲ့ယဉ်နေတဲ့သူပဲယေရှုနာမသုံးရင်အဲ့ကောင်ကောင်းသိတယ်ရေးလက်ထွက်ပြေးတာ
နောက်တစ်ယောက်အဲ့ဒီမနှောခွင်းမှာလှုပ်တဲ့အချိန်မှာအဲ့ဒီအမျိုးသမီးတယောက်ဆရာဆန်တို့ပြဿနာတွေရှာနာမောင်းထုတ်လာလည်းမထွက်ဘူးဆရာဆန်တို့ပြဿနာရှာနာအဲ့ကျွန်တော်မြင်တော့မရတော့ဆရာသွားကျန်းစာတော့တင်လိုက်တော့သွားဆိုပြီးတော့နင်ထွက်မလားမထွက်ဘူးလားငါ့ကိုပြောဟိုမှာအလုပ်တွေရှုပ်နေမှန်ပြောမြန်ပြောရေရှုပ်လာမှနဲ့ငါနေအောင်ထွက်ပါမယ်ထွက်တယ်တခါတကယ်မှာ authority ကိုမတုံးတိုင်ရင်ဒီလူတွေကတည်တယ်ဒီဝိညာဉ်ဆိုးတွေကဝိညာဉ်ဆိုးကသွားလုံးလို့မရဘူးသူတို့လဲတယ်ယေရှုနာမနဲ့သူကယေရှုနာမနဲ့ပြောတဲ့လူကိုစိတ်ဝင်စားတာမဟုတ်သူဘလို့နှလုံးသားနဲ့ပြောနေကြောက်နဲ့သွားပြောသူတို့ပြန်ဖြေးချောက်တာငါဘာတူလဲနင်သိလားအဲ့လိုမျိုးနဲ့ကြိုင်ရတာငါဘာတူလဲမင်းသိလားမြန်ထွက်မထွက်မင်းနာတော့မယ်ယေရှုနာမနဲ့ငါမင်းအမိတ်ပေးနေဆိုထွက်ကိုထွက်ရတယ်ဒါကြောင့် authority အပြည့်ရှိရတယ်ကိုဘာတူလဲဆိုကိုကောင်းသိရတယ်မာနနဲ့သွားလို့မရဘူးဒီကောင်းလေးချတယ်ကြည်လေတကယ်ဆူတောင်းအဖွဲ့မှာဥဆောင်တဲ့ဆရာရဲ့ခွာအောင်မှာသွားခံလိုက်တယ်လို့ဘသူမှမကန်ဘူး तू ကတဲသူစီသွားတာဂျေးမီစီသွားတယ်ဆိုတော့ဂျေးမီအတားလေးပဲ तू ကကြော်တော့ဟိုကောင်သွားကန်လိုက်တယ်ဒုံးဆိုတော့အဲ့လိုအဲ့ဒါအမေယေရှုနာမဂျေးမြတ်တယ်ကျွန်တော်ချက်ချင်းစင်းသွားတော့ထွက်ယေရှုနာမနဲ့အမိတ်ပြောတော့ကျွန်တော်ကြွေးတာထွက်သွားခြေပွားတော်အောက်သို့အလုံးစုံတို့ကိုချသဖြင့်အသင်းတော်ဖို့လုံးကဘသူဖို့လို့လဲမှတ်ထားကျွန်တော်ညီကလာပြီဒါအရင်ကြီးကြည့်တယ်အသင်းတော်အဖို့အလုံးကသူ့ကိုအလုံးစုံတို့ရဲ့အချုပ်ချဥကောင်းဖြစ်စေတယ်ဒါဆိုရင်ဒီမှာပြောရအောင်ခတ်သိမ်းတော်တကိုးတွေအားလုံးဘသူအောက်ရောက်သွားပြီလဲခရစ်တော်အောက်ရောက်သွားပြီโอเคပြောတော့မနော်ခရစ်တော်ရောက်သွားပြီဒါဆိုကြည့်အောင်ခရစ်တော်အောက်ရောက်သွားပြီဘသူအဖို့ဖျားကဘသူအဖို့ဖျားကိုဖျားသခင်ကယေရှုရှိမြောက်တာလဲအသင်းတော်ဖို့โอเคအသင်းတော်အဖို့အလို့ငါဖျားသခင်ကဘာလုပ်လိုက်ပြီလဲဘသူရှိမြောက်လဲခရစ်တော်ရှိမြောက်လိုက်ပြီโอเค good ဒါဆိုရင်ခရစ်တော်ရဲ့အောက်မှာအကုန်ရှိတယ်ဒါပေမဲ့ဒီမှာဘာပြောဆိုအချုပ်ချတော်ကြီးဥကောင်းတယ်ပြောရအောင်ဥကောင်းအသင်းတော်ရဲ့ဥကောင်းဘသူကြီးဖြစ်နေလဲခရစ်တော်ယေရှုခရစ်တော်ဟုတ်ပြီနော်ခရစ်တော်ကအသင်းတော်ရဲ့ဥကောင်းဒါဆိုရင်အသင်းတော်ကဘာကြီးလဲမကြည့်23ကိုကြည့်ထိုအသင်းတော်ကပြောရအောင်အလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသောခရစ်တော်၏ကိုယ်ဖြစ်သည်ဟာလေလုယာဒါကြောင့်ဒီနေ့ခရစ်ယာန်ဖြစ်တာထအသင်းတော်ဖြစ်ဖို့အရေးကြီးတယ်အသင်းတော်ဆိုတာ building မဟုတ်ဘူးအသင်းတော်ဆိုတာကဖယားနဲ့အဆက်အသွယ်ရှိထားတဲ့ဖယားကိုကိုးကွယ်နေတဲ့ယုံကြည်သူတွေကိုပြောနေတာအာမင်ယုံကြည်သူများစုဝေးတဲ့နေရာဒီတို့2ဦး3ဦးငါဤနာမကိုထောက်၍စီဝေးတယ်အဲ့ဒါအသင်းတော်ပဲဘယ်သူနာမကိုထောက်၍စီဝေးတာလဲဘယ်သူမျက်နှာမှာထောက်တာမဟုတ်ယေရှုမျက်နှာထောက်ပြီးတော့အလုံးလုံးတတ်တာမှာအသင်းတော်လို့ခေါ်တယ်အာမင်ဟိုလူမျက်နှာဒီလူမျက်နှာဟို no ခရစ်တော်ရဲ့မျက်နှာခရစ်တော်ရဲ့နာမကိုထောက်ပြီးတော့အလုံးလုံးတတ်ရတာငါတီးခံတယ်ဘာကြောင့်လဲဖခင်ရဲ့ဘုန်းတော်တွင်ငါတီးခံမယ်ဖခင်ရဲ့နာမဖခင်ရဲ့မျက်နှာကိုထောက်ပြီးတော့ရေတစ်ခွက်တိုက်တော့မှချီးနေမှဖြစ်เสียအောင်သင်ဖခင်ကြောင့်လာတာဘသူမျက်နှာအတွက်လာတာလေယေရှုမျက်နှာတော့ပဲလာတာဖြစ်ရမယ်ယေရှုနာမတော့ပဲလာတာဖြစ်ရမယ်ဘသူတော့မှလာတာမဖြစ်ရဘူးအာမင်ဟာအသင်းတော်ကြီးပွားဖို့မလုံးနဲ့အဲ့အသင်းတော်ကအကျွေးတင်မယ်မကြခင်ဒါအသင်းတော်10ပိုင်းကွဲထွက်သွားလိမ့်မယ် no ငါအသင်းတော်ဆိုမရှိဘူးအမြဲတမ်းမှဒါခရစ်တော်ရဲ့အသင်းတော်ပြောခရစ်တော်ရဲ့အသင်းတော်ထိုအသင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသောခရစ်တော်ရဲ့ဘာဖြစ်လဲဒါဆိုဒီမှာအရင်အရေးကြီးသွားပြီ
အသင်းတော်ကဘာကြီးလဲတဲ့အလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူသောသူဤဆိုတော့အလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတာကဘာတူလဲမကြည့်တေချာနာတော့ထိုအသင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူသောသူဤပြည့်စုံခြင်းဒီဟုသောခရစ်တော်ရဲ့ကိုယ်ဖြစ်တယ်ဆိုတော့ပြည့်စုံစေတာခရစ်တော်ကျမ်းစာကခရစ်တော်မြင်အောင်ဖတ်တယ်ကျမ်းစာတိသွားလို့မရအောင်ခရစ်တော်မြင်အောင်ဖတ်အလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတဲ့ခရစ်တော်ဤကိုကဘာသူဖြစ်နေတာလဲတို့လေဆိုတော့တို့ကဘာသူနဲ့အဆက်ရှိရမှာလဲဥကောင်းတီးဟူသောခရစ်တော်နဲ့အဆက်ရှိရမှာဟိုအတင်းကျုပ်ဒီအတင်းကျုပ်ဟိုအဖွဲ့အစည်းဒီအဖွဲ့အစည်းနဲ့အဆက်ရှိရမှာခရစ်တော်နဲ့အဆက်ရှိရမှာကျွန်တော်အယမ်းမျှော်လင့်တာအဲ့ဒီအသင်းတော်ကတကယ်ကိုဝိညာဉ်တော်လှုပ်ရှားလို့ရတဲ့အသင်းတော်ဖြစ်ရလားလူမှာဝိညာဉ်ရှိလို့အသက်ရှင်တာဝိညာဉ်ထွက်တဲ့နေရာမတာလို့ခေါ်တယ်ဖျားဒီအသင်းတော်ဆိုတာလည်းပဲဝိညာဉ်တော်မလှုပ်ရှားတော့ဘူးဆိုရင်အဲ့ဒီဖျားကြောင်အဲ့ဒီအသင်းတော်လို့ပြောတဲ့ဟာကြီးကအလကားကြီးဖြစ်သွားပြီအဲ့ဒါထုံနှန်းစင်လာတလေးအရာလာပြီးတော့အချိန်တိုင်းဖျားရှိခိုးတယ်ကျွန်တော်ပြောပြမယ်နော်ကျွန်တော်ပြောပြမယ်ဖျားเจ้าလှုပ်ရင်သူ့အချိန်နဲ့သူရှိတာတော့မှန်ပေမဲ့ဝိညာဉ်တော်လှုပ်ရှားရင်ကျွန်တော်အချိန်ကြီးမဆိုင်တော့ဘူးကျွန်တော်ဒါကြောင့်ကျွန်တော်တော့ကိုယ်ပိုင်အတင်းတော်ရအောင်ရမယ်သူများဖျားเจ้าမှာငှားပြီးတော့လှုပ်နေရအဲ့အချိန်တွင်းမှာလှုပ်နေရတာအဓိပ္ပာယ်မရှိဘူးအဲ့ဒါအချိန်အကန့်အသတ်လေးနဲ့ကျွန်တော်တို့လှုပ်နေရတဲ့အထဲမှာကျွန်တော်တော့မပါဘူးဝိညာဉ်တော်လှုပ်ရှားရင်လှုပ်ရှားမယ်လူတွေကိုပြုစုရတဲ့နေရာလူတွေကိုကောင်းကြီးဖြစ်စေတဲ့နေရာဝိညာဉ်ရေးကောင်းကြီးဖြစ်ရမယ်ဒီဝင်ရေးchếပိုင်းဆိုင်ရာမှာကောင်းကြီးဖြစ်ရမယ်လုပ်ငန်းပိုင်ရှင်တွေဖြစ်လာရမယ်အောင်မြင်ရမယ်အရာရာမှာအိမ်တောင်တွေအောင်မြင်ရမယ်သားသမီးတွေအောင်မြင်ရမယ်အဲ့ဒီအတွက်အသင်းတော်ကအရေးကြီးဆုံးဖြစ်နေတာအာမင်တင်းတို့ရဲ့အသင်းသားတွေကိုအောင်မြင်အောင်တင်းတို့ဒီအသင်းတော်တွေက train ပေးနိုင်ရမယ်နှုတ်ကပတ်တော်နဲ့အညီချပြနိုင်မယ်ဒီနှုတ်ကပတ်တော်ထဲမှာစီးပွားရေးဘယ်လိုလုပ်ရမလဲဟာလာမိသားစုဘယ်လိုလုပ်ရမလဲနိုင်ငံရေးဘယ်လိုလုပ်ရမလဲအများကြီးသင်ထားပေးပြီးသားအခုကပြဿနာကနှုတ်ကပတ်တော်ကိုဒီမှာဗျအသင်းတော်ရဲ့ပုံစံနဲ့မညီဘူးဗျအသင်းတော်တွေကအသင်းတော်ဆိုတာကတကယ်ရှင်ပေါလုရေးခဲ့တဲ့အသင်းတော်က five-fold ministry တမန်တော်ဆိုရှိရတယ် apostle လို့ခေါ်တယ်ပြီးရင် prophet ဆိုရှိရတယ် prophet ဆိုရှိရတယ်ပြီးတော့မှဆရာဆိုရှိရတယ်သင်းအုပ်ဆရာဆိုရှိရတယ်ဆရာနဲ့သင်းအုပ်ဆရာမတူဘူးဆရာဆိုတာကျမ်းစာကိုတေးတေးချာချာသင်ပေးတာကျမ်းစာထဲမှာကျမ်းစာဆရာဆိုတာရှိတယ်အဲ့ဒါဧဇရတို့ဧဇရဆိုတာကျမ်းစာကိုပြုစုတဲ့ဆရာတွေကျမ်းစာထဲကနေဖျားစကားကိုဆွဲထုတ်တတ်ရတာကျမ်းစကားကိုကျမ်းစကားကြီးအတိုင်းပဲအသင်းတော်ချပြရင်ဒီအသင်းသားတွေကဘယ်လိုစားနိုင်မှာလဲစဘာကနေစံဖြစ်တယ်ဗျစံကိုတွားကျွေးလို့မရအောင်အစာမကြေအကုန်ဖြစ်ကုန်ပဲထမင်းချရတယ်ဗျအသင်းတော်မှာလာတဲ့သူတွေအားလုံးကအာဟာရပြတ်ပြီးတော့လာတာဝิญဉ်ရမှာကိုတိုင်းကစံကိုဘာဖြစ်အောင်လုပ်ရလဲထမင်းဖြစ်အောင်လုပ်ပြီးတော့မှထမင်းကိုတေချာကျွေးရတယ်အဲ့ကြမှာအသင်းတော်ကကြီးထွားလာတာကျွန်တော်လည်းမကျွေးနိုင်ဘူးဒါကြောင့်အသင်းတော်ကဘာပြောလဲသိလားနှုတ်ကပတ်တော်ဘာပြောသလားတိုးရီခြုံနေတဲ့တိုးသားစားတယ်တဲ့ဒါပေမဲ့တိုးတွေကပိန်လှိနေတယ်တဲ့တိုးတွေဝအောင်မကျွေးဘူးတဲ့ဘယ်လိုဝမ်းနေစရာကောင်းလဲနှုတ်ကပတ်တော်နဲ့တေးတေးချာချာသင်ပေးရင်တော့အသင်းတော်ကောင်းကြီးရှိပါတယ်ဒါပေမဲ့လမ်းစာတွေပျောက်နေပြီဆိုရင်အဲ့ဒီအသင်းတော်မှာနှုတ်ကပတ်တော်မရှိဘူးအနာဂတ်ပျောက်နေပြီဆိုနှုတ်ကပတ်တော်မရှိဘူး
ယူပါယုံနေမရှိတော့ဝေဝါးနေပြီတနေ့အလုံးနဲ့အိမ်နဲ့အလုပ်ပဲဖြစ်ပြီးတော့မတနင်္ဂနွေဖျားကြောင်းတစ်ခါဝိကြေတန်းကြီးသွားတက်တယ်ဆိုရင်အဲ့ဒီဖျားကြောင်းမှာနှုတ်ကပတ်တော်မရှိဘူးနှုတ်ကပတ်တော်မရှိတဲ့နေရာမှာဘာမရှိဘူးလေသိလားဝိညာဉ်တော်အလုံးမလုံးဘူးအဲ့ဒါလေးမှတ်ထားညီကိုမောင်မတော်နှုတ်ကပတ်တော်မရှိတဲ့နေရာမှာဘာမရှိဘူးလေကျမ်းစကားလားဖျားစကားလားဖျားစကားရှိနေမှာအမြဲတမ်းနှုတ်ထားမှုဖြစ်တယ်ဖျားစကားရှိနေအမြဲတမ်းလွတ်မြောက်ခြင်းတွေဖြစ်တယ်အာမင်ဖျားစကားတနည်းအားဖြင့်ကျွန်တော်ပြောမယ်အဓိကငါတို့ရဲ့မူတွေကဘလို့ငါတို့ရဲ့ဓာတ်တယ်လို့အရေးမကြီးဘူးအရေးကြီးတာခရစ်တော်ကိုလူတွေမြင်ပါစေနှုတ်ထားမှုဆိုတာကဘယ်မှာစလဲဆိုနှုတ်ကပတ်တော်ကိုဖျားစကားအတိုင်းပြောတတ်ရင်နှုတ်ထားမှုဖြစ်တယ်တမန်တော်ဝတ္ထုခန်းကြီး8ကိုခဏလေးသွားကြည့်တမန်တော်ဝတ္ထုခန်းကြီး8အငယ်6လောက်ကနေစလို့ကြည့်အောင်โอเคဒီလိုလုပ်မယ်ဗျာတစ်ကနေနယ်လေးဖတ်ကြည့်အောင်မြန်လေးဖတ်မယ်တစ်ကနေစဖတ်မယ်ဟိုဒီ story ကိုနားမလည်တော့မှာဆိုတော့တစ်ကနေစဖတ်ရအောင်ဒီကောင်မောင်မတွေဒီနို့ဘယ်လို60တွေရောက်ကုန်လားတစ်ကနေစဖတ်မယ်တစ်ကျေးဇူးတင်တယ်ရှေ့တစ်ထိုအခါယေရုရှလင်မြို့၌ရှိသောအသင်းတော်သည်โอเคဒီမှာကြည့်မယ်ယေရုရှလင်မြို့၌ရှိတော့ဘာကြီးလဲဘာကိုပြောတာလဲအဆောက်အုံပြောတာမဟုတ်ဘူးယေရှုခရစ်တော်ကိုတကယ်ယုံကြည်လက်ခံတဲ့ယုံကြည်သူတစုကိုအသင်းတော်လို့ပြောတာအမှโอเคအသင်းတော်ဒီပြင်းစွာသောညှင်းဆဲခြင်းခါတဲ့အဆောက်အုံကြီးညှင်းဆဲတာမဟုတ်ဘူးဟုတ်လားမသိအသင်းတော်ဒီပြင်းစွာဘာဖြစ်လဲအတင်းတော်လို့ပြောလိုက်အဆောက်အုံပြောတာမဟုတ်တော့ဘူးအဆောက်အုံဘာမှသွားညှင်းဆဲလို့မရဘူးဖြိုလို့ပဲရတယ်ညှင်းဆဲခါတာအတင်းတော်တယ်အတင်းတော်ဆိုတာပါလေခရစ်တော်ရဲ့နာမနဲ့သမုတ်ခံထားတဲ့တကယ်ယုံကြည်သူတွေအသက်ပေးဖို့ပြပြင်ဆင်ထားတဲ့သူတွေအဲ့ဒါခရစ်တော်ရဲ့အတင်းတော်ဒီပြင်းစွာသောညှင်းဆဲခြင်းကိုခံရသဖြင့်တမန်တော်တို့မှတပါးသင်းဝင်သူအပေါင်းတို့သည်ဘာလဲကွယ်တမန်တော်တို့မှတပါးဘာဖြစ်လဲသင်းဝင်သူပြင်းစွာညှင်းဆဲခြင်းခံတဲ့အတွက်ကြောင့်ဘာလဲတမန်တော်တို့မှတပါးသင်းဝင်သူအပေါင်းတို့ဒီဘာဖြစ်လဲယူဒာပြည်ရှမာရိပြည်အရတို့၌အနှံ့ပြားကွဲပြားကြတယ်ညှင်းဆဲတဲ့ခါမှာဘာဖြစ်ပြီလဲတကယ်အတင်းတော်တကိုးကြီးလို့တဲ့အတွက်ကြောင့်စာတန်ကအယမ်းမကြိုက်ဘူးခွဲတာဒါကြောင့်ပါကြည့်ကနဦးအတင်းတော်တွေကကွဲတယ်ဆိုတာကတယောက်နဲ့တယောက်မုန်းလို့ကွဲတာမဟုတ်ဘူးနေလို့မရနိုင်လောက်ညှင်းဆဲခြင်းလာလို့ဒါခွဲထွက်သွားတာဒါပေမဲ့တယောက်နဲ့တယောက်အမြဲတမ်းအဝေးမှာဘာလို့ကြလဲဆူတောင်းပေးနေတယ်မဲအတင်းတော်ရဲ့တကူကဘာလို့ကြီးလဲဆိုတာကြည့်အတင်းတော်ဆိုတာဘာလဲဖယားကိုယုံကြည်တဲ့သူတွေပါဇက်နဲ့ယုံတာမဟုတ်ဘူးယုံကြည်သူဆိုတာဘာလဲတနည်းအားဖြင့်ဆက်ပြောမယ်ဖယားကိုကိုးကွယ်ခြင်းမှာမွေးလျော်နေတဲ့လူတွေဝိจิတန်ကြီးတပတ်ခါလာတော့ကိုးကွယ်တာမဟုတ်ဘူးတော့ဘာလို့လဲတယောက်တည်းရှိနေလဲပဲဖယားနဲ့ပျော်တတ်တဲ့သူတွေတချို့ကဖယားเจ้าမှာပဲလာပျော်တတ်တာဖယားနဲ့မပျော်တတ်ဘူးတင်းဝင်သူအပေါင်းတို့ဒီယူဒာပြည်ရှမာရိပြည်အရတို့နဲ့အနှံ့ပြားပါလို့လဲကွဲပြားသွားတယ်ဒီနေ့ကဘာမှညှင်းဆဲခြင်းတော့မလားသူကိုယ့်ဘာသာကိုကွဲနေပြီကွဲပြားကြတယ်ဆက်သွားတရားကိုရိုးသေးတော့သူတို့ဒီတတိဖန်ကိုဘာလို့လဲဘလောက်ညှင်းဆဲလဲဆိုတတိဖန်ကိုတပ်ပလိုက်ပြီလေခဲနဲ့ပေါက်တပ်ပြတာတတိဖန်ကိုတကြိုရေးပါလဲညင်းစောသောငိုကြွေးမိတန်းချင်းကိုပြုကြတယ်ဆက်သွားရှောလူဒီအတင်းတော်ကိုအိမ်များတို့ဝင်ပြီးလေယောက်ျားမိန်းမတို့ဆွဲငင်တဲ့ထောင်ထဲမှာလောင်ထားတတ်တယ်ဆက်သွားခဏလေးပြောမယ်ညီကိုမောင်မတို့အထူးဆုတောင်းပေးပါကျွန်တော်ဝိညာဉ်ထဲမှာမြန်မာပြည်အတွက်အရန်ဆုတောင်းဖို့လိုအပ်တယ်ဒါကိုပြောနေနေဒီလိုမျိုးစင်မလားဖြစ်လာနိုင်တယ်ဒါကြောင့်ကျွန်တော်ပြန်ဝင်သွားခြင်းနဲ့ဆိုတာချားမဟုတ်ကျွန်တော်တို့အသက်ကခရစ်တော်နဲ့ရှိပြီးသားကျွန်တော်တိုင်လဲဒီခန္ဓာကိုယ်ပဲတတ်လို့ရတယ်ဒီခန္ဓာကိုယ်ပဲသူလှုပ်လို့ရမယ်
ကျွန်တော်တို့ထိလို့မရတော့လှုပ်လို့ရမယ်လေဒီခန္ဓာကိုယ်ပဲကျွန်တော်ထောင်တဲ့ဒီခန္ဓာကိုယ်ပဲပို့လို့ရတယ်ကျွန်တော်စိတ်ကိုပို့လို့မှမရတယ်ကျွန်တော်ထောင်ထဲမှာရောက်လေဖခင်နဲ့ကျွန်တော်ပြောနေတာပဲသူလှုပ်လို့မရဘူးကျွန်တော်လှုပ်လို့ရပြီထင်တယ်ကျွန်တော်ခန္ဓာကိုယ်ပဲသူတို့လှုပ်လို့ရမယ်ကျွန်တော်ပြောရမလားကျွန်တော်မိတ်ဆွေတယောက်အဖမ်းခါရတယ်အဖမ်းခါတော့အဲ့ဒါတော့နိုင်ငံရေးအမှုနဲ့ဖမ်းခါရတဲ့ကြောင့်အသေးရိုက်တာအဲ့ရိုက်တဲ့ကြိုးကိုရိုက်တဲ့အตาလေတော်ဝင်းလုံးကြားရတယ်နဲ့ရိုက်တာအော်စရာအရန်ကောင်းတာအဲ့ဒီဆရာကသူ့ကြိုးမထိဘူးတဲ့ရိုက်တဲ့ဟာကသွေးအန်သွားနိုင်တဲ့ထိရိုက်တာနော်ဒါပေမဲ့ရိုက်ပြီးရောခင်ဗျားဘယ်လိုခံစားလို့ပြောတဲ့အခါမှာငါ့ကိုမထိဘူးတဲ့ငါ့ကိုမထိဘူးတဲ့ဟိုကရိုက်နေတဲ့စိတ်ဆိုးလာတာမင်းကလူမဟုတ်ရဲ့လားမင်းကစရိတ်ဆိုင်ကြီးလားချွေးချချတာမရဘူးနော်ဖယားနဲ့ဒါကြောင့်ကျွန်တော်အားပေးရှင်တဲ့ကြောင့်ညီကိုမောင်မတွေတကယ်အသင်းတော်ထဲမှာရှိဖို့လိုတယ်ခရစ်တော်အသင်းတော်လာသိမ်းဆဲမယ်လို့ပြောတာဗျ။ဘာလဲအသင်းတော်လာသိမ်းဆဲမယ်လို့ပြောတာဒီ building လာသိမ်းဆဲမှာမဟုတ်ဘူးဒီဖျားကြောင့်ချွင်ကြီးတက်သွားမှာမဟုတ်ဘူးငါပြန်ကြွလာလို့အသင်းတော်သိမ်းဆဲမယ်ပြောကျွန်တော်တို့သိမ်းဆဲမှာဗျဟာလေလုယာဖျားစိတ်ဝင်စားတာအသင်းတော်ကိုစိတ်ဝင်စားတာဒီနေ့လောကကြီးမှာမျော်လင့်စရာမရှိပေမဲ့မျော်လင့်စရာကအသင်းတော်ထဲမှာရှိနေတယ်ဗျတောင်းအသင်းတော်ဆိုတာမျော်လင့်စရာရှိတဲ့နေရာဖြစ်ဖို့အလိုရှိတယ်ဒါကြောင့်လူတွေကိုခိုင်းတဲ့လူတွေကိုစက္ကကြပါလောက်ကြပါပြောတဲ့ဖျားเจ้าမှာဖြစ်စေနဲ့ဖျားလှုပ်ပေးနေတယ်ယုံရဲတဲ့သူတွေဖြစ်ပါစေဝန်ခံရဲတဲ့သူတွေဖြစ်ပါစေဒါပဲကျွန်တော်ပြောရမယ်လူတွေကိုလှုပ်ကြပါပြောနေဖျားတင်းကိုလှုပ်ပေးခဲ့တယ်လှုပ်ပေးနေတယ်လှုပ်ပေးအောင်မယ်ဆိုတာစိတ်ချယုံကြည်ရဲတဲ့သူတွေဖြစ်ဖို့ပဲအတင်းတော်ဟောပါအာမင်မကြည့်အရရက်တို့ကွဲပြားတော့သူတို့တွေလှဲ့လေရွနှုတ်ကပတ်တော်ဒီဟုသောအေးဝင်ကလေးတရားကိုဘာဖြစ်ပြီလဲကွယ်ဟောပြောကြပြီအတင်းတော်မှန်ရင်တင်းအုပ်ဆရာကြောက်ပဲဟောရတာမဟုတ်ဘူးဗျလူတိုင်းကဖျားစကားကိုပြောတတ်တဲ့သူတွေပြောနိုင်တဲ့သူတွေဖြစ်ဖို့အရေးကြီးတယ်ကွဲပြားတော့တဲ့ခါမှာဘာဖြစ်လဲလူတိုင်းရဲ့ထဲမှာဘာရှိလဲဖျားရဲ့စကား come on အခုကဆရာနောက်လိုက်တဲ့သူတောင်မှငါဒီနေ့ဘာဟောလဲဆိုရင်ကျန်စောက်ပြန်လှန်နေစောက်ပြန်လှန်ခိုင်းတာမဟုတ်နှလုံးသားထဲမှာထည့်ထားမှာအာမင်အေးတော့ကွဲပြားသောသူတို့တွေလှည့်လည်၍နှုတ်ကပတ်တော်ဒီဟုသောအင်္ဂလိပ်တရားဘာဖြစ်လဲဟောပြောကြ၏ပြေးတာကျမ်းစာအုပ်တော်မပါလောက်ဘာနဲ့ဟောမှာလဲထဲမှာရှိတဲ့ခါမှာဟောလို့ရတယ်โอเคဆက်သွားမင်းတို့ထဲမှာနှုတ်ကပတ်တော်ရှိရမယ်ဆက်သွားဖိလိပ္ပုဒီလေရှမာရိမြို့သို့သွား၍ရောက်တာနဲ့ဟလာထွက်ပြေးအခုလည်းဗျာကျွန်တော်ထွက်ပြေးလာတာပေါ့ဗျာတော်တော်များမဟုတ်ဒီမဲတော့မပါပါဘူးကျွန်တော်ထိုင်းနေမှာတော့လို့ဆိုလေထိုင်းအဖွဲ့ဒီအားလုံးရေးလက်တောင်ကြိုးတွေထွက်ပြေးလာတာရေးလက်ဒိုးလာတာဘာပဲဖြစ်ဖြစ်မင်းဗမာပြည်မှာအဖမ်းမခံပြောထိုင်းမှာဖမ်းရင်လည်းဖမ်းမလို့ဆိုဝင်လာတဲ့ကောင်တွေအပလိုင်းအဲ့လိုတွေဝင်ချလာတာမြန်မာပြည်ကအဖမ်းမခံပြီးရုံမဲ့ထိုင်းဖမ်းစမ်းကွာဆိုလဲရုပ်နဲ့လာတဲ့ကောင်တွေအများကြီးဒီရောက်တော့လေဒီမှာလည်းဖမ်းတာမလွယ်ဘူးဆိုရှင်းပြပြီးတော့အဲ့လိုမလုံနဲ့မယူရဲမဆန်နဲ့နင်တို့တရားဝင်ပြန်လုံကြပါညာကျွန်တော်ပြန်လာနဲ့အလုပ်ရှုပ်ပြီးကျင်တာတယောက်ပြီးတယောက်တဲ့ယုံခံရှိမှာယုံကလည်းတိတ်မသွားရဘူးအစာရှောင်းစုတောင်းတော့သွားမယ်ပြေရှားနာပဲအဲ့ဒါလည်းတစ်မျိုးဖိလိပ္ပုဒီလေရှမာရိမြို့တို့သွားရခရစ်တော်ကြီးအကြောင်းကိုဘာဖြစ်လဲဟောပြီးရောက်တာနဲ့အလုတ်လိုက်မရှာဘူးရောက်တာနဲ့ဟလာအလုတ်လိုက်မရှာဘူးရောက်တာနဲ့ဘယ်ရနဲ့သူအရင်ဆုံးလောက်တာပါလေခရစ်တော်တရားဟောပြီးဟာလေလုယာဖိလိပ္ပုကခရစ်တော်ရဲ့တရားကိုဟောပြီးမကြည့်ခရစ်တော်တရားဟောတယ်ခရစ်တော်တရားဘာတရားလဲခရစ်တော်ရဲ့အကြောင်းကိုဟောတယ်ခရစ်တော်ရဲ့အကြောင်းခရစ်တော်ရဲ့တရားဘာတရားလဲယေရှုတရားပဲမောရှေကတရားဘာတရားပညာတရားခရစ်တော်ရဲ့တရားဘာတရားယေရှုတရားဒီနေ့ကျွန်တော်ဟောမှာပါလဲယေရှုတရားဆိုတာကပ
ညာတရားနဲ့လုံးဝကွာခြားတယ်ဒီနေ့အသင်းတော်တွေမဟောတော့တဲ့ဟာကိုကျွန်တော်ဒီနေ့ဟောနေရတာပညာတရားကဘာတရားပညာတရားဘာတရားမောရှေရဲ့တရားမောရှေတရားလှုပ်ခိုင်းတဲ့တရားပြောမောရှေတရားဘာတရားလှုပ်ခိုင်းတဲ့တရားဂျေဇုတရားဘာလဲလှုပ်ပေးတဲ့တရားဒီနေ့ကျွန်တော်တို့အသင်းတော်မှာဟောရမှာလှုပ်ခိုင်းတဲ့တရားတွေဟောရမှာမဟုတ်ဘူးလှုပ်ပေးတဲ့တရားကိုကျွန်တော်ဟောရတော့မှာအရက်သမားတွေမလွတ်မြောက်နိုင်ဘူးမင်းအရက်ကနေလွတ်မြောက်ဖို့ယေရှုလှုပ်ပေးနိုင်တယ်မင်းရဲ့ဘဝမလွတ်မြောက်တော့ယေရှုလှုပ်ပေးနိုင်တယ်ယေရှုလှုပ်ပေးနိုင်တယ်စေသမားဘဝမလွတ်မြောက်နိုင်တော့ဘူးယေရှုလှုပ်ပေးနိုင်တယ်ကျွန်တော်ဒါပဲပြောတယ်တကယ်လွတ်မြောက်ကြတာကိုအသင်းတော်ဆိုတာကဟောရမှာကလူတွေကိုခိုင်းစားတာမဟုတ်တော့ဘူးလှုပ်ဆိုတဲ့မောရှေတရားဟောရမှာမဟုတ်လှုပ်ပေးတဲ့တရားကိုအသင်းတော်ရတော့မှာအာမင်ယေရှုတရားဆိုတာလှုပ်ခိုင်းတာလားလှုပ်ပေးတာလားလှုပ်ပေးတဲ့တရားယေရှုတရားဆိုတာဘာလဲလှုပ်ခိုင်းတာလားလှုပ်ပေးတာလားလှုပ်ပေးတဲ့တရားဒီနေ့စဟောပြီးလှုပ်ပေးတဲ့တရားမင်းတို့မလွတ်မြောက်နိုင်ဘူးလားယေရှုအားဖြင့်လွတ်မြောက်ရမယ်မင်းမချမ်းသာဘူးလားယေရှုအားဖြင့်ချမ်းသာရမယ်မင်းမအောင်မြင်ဘူးလားယေရှုအားဖြင့်အောင်မြင်ရမယ်ဆိုတာတွေဟောရတော့မယ်ကာလဖြစ်နေပြီအဲ့ဒါတင်းတော်ပဲအောင်မြင်အောင်လှုပ်လို့ပြောတာပညာတရားယေရှုအားဖြင့်မင်းကိုအောင်မြင်ခြင်းဖြစ်စေမယ်လို့ပြောတာကယေရှုတရားဒီနေ့ကျွန်တော်တို့ယေရှုတရားကိုမဟောတော့ဘဲနဲ့လောက်ခိုင်းတဲ့တရားတွေပဲဟောနေအဲ့ဒါပညာတရားတွေပြောင်းဝင်နေပြီဖိလိပ္ပုဒီလေရှမာရိမြို့သို့သွားခရစ်တော်ရဲ့အကြောင်းကိုဘာလို့လဲဟောလေဆက်သွားနောက်ကြောင့်ညီကိုမှကျွန်တော်ပြောပြမယ်လူတွေတော်တော်များစိတ်တက်ကြပြီလားမကြနဲ့လို့ပြောလိုက်မင်းဘဝမှာလွတ်မြောက်ရလမ်းရှိသေးတယ်လို့ပြောလိုက်မင်းမလုံနိုင်ဘူးလားယေရှုအပြင်မင်းရဲ့အသက်တာလမ်းနေပြောင်းပွင့်လာလိမ့်မယ်မလုံနိုင်ဘူးယေရှုလုပ်ပေးလိမ့်မယ်မတတ်နိုင်ဘူးယေရှုတတ်နိုင်တယ်မသွားနိုင်ဘူးယေရှုသွားစေလိမ့်မယ်မဖွင့်နိုင်ဘူးယေရှုဖွင့်ပေးလိမ့်မယ်ဘုရားခင်အကောင်းဆုံးလုပ်ပေးလိမ့်မယ်အာမင်တင်ယုံကြည်စမ်းပါတင်ယုံကြည်စမ်းပါတင်အကောင်းဆုံးလုပ်ဖို့တင်ကြိုးစားနာလားအကောင်းဆုံးလုပ်ပေးတဲ့ယေရှုရှိတယ်ဆိုတာစိတ်ချတာနဲ့ပိတ်တဲ့တကားတွေအကုန်စင်ဖျားရှင်ဖွင့်ပေးလိမ့်မယ်ဒါယေရှုကဘာပြောလဲငါပိတ်သောတကားကိုဘယ်သူမှမဖွင့်နိုင်ငါဖွင့်သောတကားကိုဘယ်သူမှမပိတ်နိုင်သရှင်တော်ရှိတယ်မဟုတ်လားငါဖွင့်သောတကားကိုဘယ်သူမှမပိတ်နိုင်အဲ့ဒါလည်းလို့စားကိုတော့ဖွင့်အဲ့ sorry ကိုတော့ပိတ်တာနဲ့စားနော် sorry ဟိုဒါဘကိုတော့ဖွင့်တယ်တကားတွေဘယ်သူမှမပိတ်နိုင်ကိုတော့ပိတ်တယ်တကားတွေဘယ်သူမှမဖွင့်နိုင်ကိုတော့ဒီအော်ဘွယ်ဖြစ်သည်စပ်တော်ကိုတော့ပိတ်တယ်ကတိတော့ဘယ်သူမှမဖြစ်နိုင်ကိုတော့ပြောတယ်စကားတွေရာတိုင်းဖြစ်လာကိုတော့ဒီအော်ဘွယ်ဖြစ်သည်ကိုတော့ကဲတော့သူရှိပါကိုတော့နဲ့တူတော့သူရှိပါကပါဆက်ဆံကပါဆက်ဆံဆိုစံဒီကပါဆက်ဆံထိုက်တန်ဒီကိုတော့ရှိနိုင်ရန်သူတွေမနေနိုင်ဘူးကိုတော့ဖမ်းမရန်သူလက်နဲ့ထားမမြောက်ဘူးAkabasasa Taitani Koroshi na yandu de mani naibu Korot pama yandu lana tam yabu Akabasasa po Jesus Amen အဲ့ဒါပဲဒါဘယ်သူရေးတာလဲဆရာရေးတာလားနှုတ်ဆက်လိုက်ပါနှုတ်ဆက်လိုက်ပါ Very good Wowစီးစင်းတယ်ဒီလိုညီကိုကြီးနဲ့လက်တွဲတော့မှုတော့ဆောင်တာဂုဏ်ယူပါတယ်ဗျာဂုဏ်ယူပဲဖျက်ခင်တားရအသုံးပြပါစေကဲပါကျွန်တော်သူတို့ဖျက်ကြောင်းသွားတော့သူ့ကိုကျွန်တော်လက်ဝဲသမားပဲထင်တာလုံးဝဆရာခွာပြီးအဲ့ဒီတော့လည်းဆရာခွာပြီးအထားဒီလိုတချောင်းဆောင်းကြီးဟုတ်တယ်ပါဆရာစပယ်တချမ်းဆောင်းကြီးလေပြီးတော့အနီရောင်ကြီးနဲ့ကြီးလိုက်လဲလူကိုချိုကြီးတယ်ကွက်နဲ့ကြီးဟာဖိုက်တာလားပေါ့ဒါမဲ့သူ့ထဲစီးထွက်တဲ့ဟာကြီးတဲ့ကြောက်စရာကြီးအယမ်းမိုက်တယ်ဒီချင်းကိုဘာသူဆိုရလဲဆရာထန်တောင်ဆိုထားတာဟုတ်တယ်
မိုက်တယ်ကိုတော့ဖွင့်တဲ့တကားတွေဘယ်သူမှမပိန်နိုင်သိမှန်နေတာဖခင်လှုပ်ပေးပြီဆိုရင်အံ့ဩစရာကြီးတယ်တကယ်ဟိုကျွန်တော်ပြောမယ်ဗျာတင်းရဲ့အရေးချင်းနဲ့တင်းမရနိုင်တဲ့အလုပ်ဗျာဖခင်ပေးနိုင်တဲ့ယုံလားတကယ်ကြီးအဲ့ဒါစိတ်ချအဲ့ဒါကျွန်တော်လက်တွေ့ဒါကြောင့်လေလောက်ခိုင်းတဲ့တရားမင်းဒီလိုမျိုးအရာချင်းမင်းစူးစမ်းမှာပေါ့စူးစမ်းလို့မရနိုင်တဲ့ကိစ္စဟုတ်တယ်ကျော်လေဘလောက်စူးစမ်းတာတင်ချဆိုမအောင်ဘူးခိုးချလေးမအောင်တကယ်အဲ့ဒါကျွန်တော်ဘယ်လိုမှတင်ချဆိုတာကျွန်တော်မပါလာတာကျွန်တော်ဘွားမပါလာတာစူးစမ်းပါတယ်ကျွန်တော်ပါကိုမပါလာတဲ့ဟာမပါဘူးမရဘူးနော်ဘလို့မှမရနိုင်တဲ့ကိစ္စဒါကြောင့်ကျွန်တော်လေပညာမှာအားနေတယ်ကျွန်တော်လောကပညာပြောတာဒါပေမဲ့အခုတော့ဖခင်ကျေးဇူးတော်ဘာဖြစ်လဲဆိုတော့ပညာတတ်တွေအားလုံးကကျွန်တော်နားမှာပဲအလေကျွန်တော်သူတို့အလုပ်ပြန်ပေးရတယ်အလေဖခင်လို့တာကွန်ပျူတာကြောင့်တစ်စက်မှနားမလဲဘူးကျွန်တော် IT company ပိုင်ရှင်အလေစဉ်းစားရင်ရည်စရာကြီးတကယ်ဒါပေမဲ့တက်ဆရာမလို့လေကျွန်တော်ဖခင်ညာပညာပေးလိုက်တာကျွန်တော်အကုန်တက်ဆရာမလို့တက်တဲ့လူတွေအားလုံးကအလုပ်ပေးတတ်ဖို့အရေးကြီးတယ်ဒါပဲလွယ်လေးပဲတက်တဲ့လူတွေအားလုံးကိုကျွန်တော်ကပြန်ခိုင်းတတ်တယ်လေခိုင်းတတ်တာလည်းလွယ်တယ်မထင်နဲ့ဟုတ်တယ်အဲ့ဒါဖခင်ပေးတဲ့ညာပညာနဲ့ဟုတ်တယ်အခုကျွန်တော်သွားရင်အေးဆေးပဲကျွန်တော်သွားရင်လိန်ခွင်းနဲ့ဝင်သွားတယ်ကျွန်တော်လာချိုတဲ့လူနဲ့လေရင်အပေါက်ဝမှာကျွန်တော်ကားလေးနဲ့လာချိုးရတာအမဲကျွန်တော် VIP တွေတီနဲ့သူများကိုဒီလိုလုပ်တော့သွားရတယ်အဲလေကျွန်တော်အလုံးဖခင်ကျေးဇူးတော်ဒါဆိုပြောပြမယ်ကျွန်တော်အရေးချင်းကဘာမှမရှိဘူးထိုင်းနိုင်ငံကျွန်တော်ရောက်တော့1995ခုနှစ်မှာကျွန်တော်ထိုင်းနိုင်ငံရောက်တော့ကျွန်တော်10တန်းမှမအောင်တော့ဘာလို့မထင်လို့လဲ construction မှာပြီးလက်မြေဖြော်တဲ့အလုပ်ဟာဒီပညာရည်ချင်းနဲ့ဒါပဲရမယ်တဲ့မလုပ်ရှင်မလုပ်နဲ့တဲ့မကြည့်ကျင်နဲ့တဲ့ကျွန်တော်စဉ်းစားတယ်ပြီးလက်မြေဖြော်ရင်ငါလက်တွေရောငါခြေထောက်တွေရောအကုန်လုံးဒိုးတော့မယ်ရုပ်တွေရဆုပ်ပြတ်ပြီးတော့ငါအသားအရည်နဲ့ဆိုရင်ငါရေရုပ်ကနီးကိုနဲ့မှာတော့ဘီလက်မြေဖြော်လို့ရလားမရဘူးအဆဲခါမှာဟိုနေပူထဲမှာဖြော်ရတဲ့ကိစ္စကြီးလွဲမလားဒါဆိုဒီရုပ်နဲ့ဘီလက်မြေဖြော်လိုက်နေပူထဲမှာနေလိုက်ကပလီထဲတော့ဆိုးသွားမယ် proper ပြုစရာမလို့ဒီကိစ္စကြိုသိနေတဲ့ကိစ္စဒီရုပ်ကဒီလိုဖြစ်သွားမယ်ဆိုတာသိတယ်ဒါနဲ့စိတ်တကြပြီးတော့ပြန်လာတဲ့အခါမှာကျွန်တော်အိမ်ရောက်တော့ကျွန်တော်ဆူတောင်းတယ်ကိုတော်လို့ကျွန်တော်ငယ်တော့မှားခဲ့တာကျွန်တော်ပြောပြမယ်မတန်တရာဖျားခဲ့စီမှာမတောင်းနဲ့တဲ့တိတ်မှားတဲ့အဲ့စကားမတန်တရာဖျားခဲ့စီမှာတောင်းရတာလူတွေကဘာပြောလဲတန်ရာမှန်းစားမှာဟဲအဲ့ဒါလူတွေဖျားအလုံးမပြောဘူးဖျားအလုံးမပြောဘူးမချားမှာဆိုလို့ပြန်ပြောမယ်ဖျားကဘယ်တော့မှအလုံးမပြောဘူးလူပဲပြောတာမတန်တရာတွေတိတ်ပြောလို့နေတဲ့အခုမတန်တရာပြောတဲ့ကောင်မတန်တရာကောင်းကြီးခံစားရတယ်လေဒါပဲကျွန်တော်သူများဘာပြောလဲမုံတိုင်းနဲ့ငယ်တော့မုံတိုင်းနဲ့အရန်လေထွားလုံးအားကြီးလို့မုံတိုင်းလာပြီးတော့ကျွန်တော်ဘာသူပြောတယ်နင်းရောပြောလဲမုံတိုင်းလေထွားလုံးအားကြီးလို့မုံတိုင်းဒါပေမဲ့ဖះပြောတဲ့စကားကိုကျွန်တော်နားလည်သွားတာလေနှုတ်ကိုကြဲကြဲဖွင့်တယ်အဲ့ဒါလေထွားခိုင်းတာလေနှုတ်ကိုကြဲကြဲဖွင့်ဆိုတာများတည်ယုံကြည်ခြင်းနဲ့ဝန်ခံခိုင်းနေတာဖះကတေချာအဲ့ဒီ original text ကိုလေ့လာတဲ့အခါမှာကြဲကြဲဖွင့်တယ်ငါဝါစွာကျွေးမယ်တဲ့မင်းရဲ့နှုတ်ကိုကြဲကြဲဖွင့်ငါဝါစွာကျွေးမယ်ဆိုတာပါစကြီးအဲ့လိုဟာခိုင်းတာမဟုတ်ဘူးနှုတ်ကိုကြဲကြဲဖွင့်ဆိုတာဘာလဲဖះကအာရပါရယုံကြည်ခြင်းနဲ့ဝန်ခံကြွေးကြော်ခိုင်းတဲ့အရာတွေကိုပြောနေတာဆိုကျွန်တော်နားလည်သွားတဲ့စပြီးတော့ကျွန်တော်စချပြီကျွန်တော်ကဘာပတ်မယ်ပြောတော့လူတွေချီးမရဘူးကျွန်တော်နီးငါတော်လို့ပြောနေစားငါရှက်တယ်တကယ်ပြောတာအဲ့ဒါဘယ်သူထင်လို့လဲဖခင်เจ้าကအန်တီတွေ
န်ဒီလို့ကျွန်တော်ကဘာတန်ရပြောတန်ရပြောကျွန်တော်အလိုကိုင်းတာလောင်းစားလို့ပဲလေဟိုဘာတိမဲလေတိမဲတာဘာတိမဲလေယေရှုဖြတ်လာတဲ့လမ်းမှာမြင်တော့ဗာပြောလေဒါဝိတာတော့ယေရှုတော့ကဲပါတော့တောင်းစားတက်နေရဘေးနာလူတွေဝိုင်းပြောတာတိတ်နေပါပြောမှ तू ပိုးအော်တယ်တဲ့ပိုးတယ်တဲ့တာရွေးဟစ်ကြော်တယ်တဲ့သူများကပါစပိတ်ထားလို့ပြောလေတင်ပိုးရချွေးကြော်ရဲတဲ့သူယုံကြည်ရဲတဲ့သူပြောရဲတဲ့သူဖြစ်ပါစေအာမင်ယုံရဲတဲ့သူပြောရဲတဲ့သူဖြစ်ကိုဖြစ်ရမယ်ငါဖះမတတ်နိုင်တာဘာတစ်ခုမှမရှိဘူးဆိုတာတင်ယုံရဲရင်တင်ဘဝထူးခြားစွာပြောင်းလဲသွားလိမ့်မယ်တင်အခြေအနေကြည့်ပြီးတော့ပြောရတာမဟုတ်ဘူးအခြေအနေအထက်မှာရှိတဲ့ဖះကိုကြည့်ပြီးတော့တင်စကားပြောတတ်ရမယ်ဘုရားခင်နာမဘုန်းကြီးပါစေဘုရားခင်နာမဘုန်းကြီးပါစေဒါမဲ့ကျွန်တော်ပြောမယ်ကျွန်တော်မုံတိုင်းလို့ပြောခဲ့တဲ့သူတွေကျွန်တော်ဖခင်အသုံးပြုလို့ကျွန်တော်ကအမျိုးသားစက်ယုံမှာတရားဟောတဲ့အချိန်မှာအောက်မှာအဲ့ဒီမုံတိုင်းလို့ခေါ်ခဲ့တဲ့ဟာလေးတွေဒီလိုကြည်နေရပြီဟာလေလုယာဖခင်မှာမတတ်နိုင်နေရဘာတစ်ခုမှမရှိဘူးဟာလေလုယာတောက်ချက်နှုတ်ကိုချက်ဖွင့်ဝန်ခံကြွေးချော်ဖခင်အလုံးလုံးပါပဲဟာတိမေယတာပါတိမြေအော်တယ်ဒါဝေတာတော့ကျွန်တော်ကဲပါဖះကြားပြီလေဖះကြားပြီလေကြားတော့ရက်လိုက်ပြီးတော့ခေါ်ခဲစမ်းတယ်အင်္ဂလိပ်စကားနဲ့ဗမာစကားမှာကွာတာသိရှိတယ်အဲ့ဒါအခုကျွန်တော်ကလေDream Ministry International Bible မကြခင်ထွက်လာတော့မယ်မကြခင်ထွက်လာမယ်အဲ့ဒါတော့ရိုးရိုးပဲမကြခင်မှာကျွန်တော်ရဲ့ study Bible Dream Ministry ရဲ့ Study Bible ကျွန်တော်ကိုယ်တိုင် Study Bible လို့တဲ့ Bible ထပ်ထုတ်မယ်ဒုတိယတစ်ခုအနေနဲ့ထုတ်မယ်မကြခင်တော့ကျွန်တော်တို့အညူရောင်ကျမ်းစာအုပ်လေးထွက်လာမယ်အညူရောင်ကျမ်းစာအုပ်လေးထွက်လာမယ်အဲ့ဒါတော့အသင်းတော်အတွင်းပေါ့နိကန်တာထုတ်တာပေါ့ဒီမှာလည်းရောက်ရှိလာပါလိမ့်မယ်အခုအောက်ပေါင်းဘလောက်ထုတ်လဲ4000အောက်ပေါင်း4000ကျွန်တော်ထုတ်တယ်အုပ်ပေါင်း4000ဂျပန်နဲ့ကျွန်တော်ထုတ်တယ်ဂျပန်နိုင်ငံနဲ့ထုတ်တယ်နောက်ကျွန်တော်တို့ study bible မကြခင်ထွက်လာမယ်အဲ့ချိန်ကျရင်တော့ကျွန်တော် correction နဲ့အကုန်ပြန်လုပ်မယ်အခုအဲ့မှာပါတွေ့ရတယ်ဆိုတော့အဲ့ဒီတထောင်စားလေယေရှုခေါ်ပြီးတော့ကြားလဲကြားအောင်တဲ့အဝတ်ကိုခြုံမှုတော့သွားတယ်တဲ့ကျမ်းစာမှာအင်္ဂလိပ်မှာအဝတ်ကိုမခြုံအဝတ်ကိုဖယ်ထုတ်ပလိုက်တာခြုံနေဆိုရင်ယုံကြည်ခြင်းမရှိတော့ဘူးအဲ့ဒီအဝတ်ကတထောင်စားအဝတ်သူကယေရှုခေါ်တဲ့အတန်ကြားလဲကြားအဲ့ဒီတောင်းစားအဝတ်ကိုခြံထားခဲ့တာခြံထားပြီးတော့ယေရှုစီကိုသွားတာမဟုတ်တော့ကြည့်နော်ခေါ်တဲ့အချိန်တုန်းကအဲ့ဒီတောင်းစားမျက်စိမြင်ပြီလားမမြင်သေးဘူးမမြင်သေးတဲ့ခါမှာဗမာစကားလေဗမာစကားတလို့ရှိတယ်ဗမာစကားတလို့ရှိတယ်ခြုံရွေ့တဲ့သွားတယ်ဆိုရင်ဒါဆိုရင်ခြုံနဲ့သွားတယ်ဆိုတဲ့ဘာဖြစ်လဲတကယ်လို့မြာပေါ့နော် just in case ပေါ့နော်အင်္ဂလိပ်စကားမှာရှိတယ် just in case ပေါ့ကွာပြန်မမြင်ခဲ့တည်ရှိတော့လေဒီတောင်းစား license ရထားတဲ့အင်ဂျီလေးနဲ့ငါပြန်လှုပ်ရှားမယ်ဆိုတော့အကွာတကယ်တော့အမှားအဲ့ဒါဆိုတော့ယေရှုခေါ်ပြီဆိုတော့အတန်ကြားနဲ့အဲ့ဒီအင်ဂျီကိုသူကလွှတ်ပစ်ခဲ့တာလွှတ်ပစ်အင်္ဂလိပ်စကားမှာကျတော့လွှတ်ပစ်တာငါနဲ့တောင်းစားပွားနဲ့ဘာမှဒါပေမဲ့ तू မြင်ပြီလားလွှတ်ပစ်ပြီးတော့ပါသွားလဲ तू ထိုးပြီ तू ထိုးပြီ तू ထိုးပြီလွတ်ပြခဲ့တယ်ဆိုပါလေငါဒီနေ့ကစပြီးတော့ငါဘဝပြောင်းလဲပြီယေရှုနဲ့ဆိုရင်ငါဘဝပြောင်းလဲပြီမကြခင်ကျွန်တော်တချင်းနေကျွန်တော်ထွက်မဲ့ချင်းနေတော်တော်များနေ sorry ပဲနော်ယေရှုနဲ့ဆိုရင်ကျွန်ုပ်ကအရာရာကျွဲဝါတော်သူယေရှုနဲ့ဆိုရင်ပြောသမျှစကားအတိုင်းဖြစ်နေသူယေရှုနဲ့ဆိုရင်ကျွန်တော်ရတော့မသိတော့ဖြစ်သွားပြီအဲ့ချင်းမဆိုင်ကထွက်လာမယ်ယေရှုနဲ့ဆိုရင်ကျွန်တော်ဖြစ်ကိုဖြစ်ရမယ်ဗျာဖြစ်စရာအကြောင်းမရှိဘူးဆိုတော့ထားခဲ့တော့ပါသွားပြီလေယေရှုသွားပြီယေရှုရောက်တဲ့ခါမှာ तू မတတ်မရတောင်းတာမတတ်မရကြီးတွေတောင်းတာမတတ်မရတောင်းပြီနော်ဘာကြောင့်ယေရှုရှိမှရက်လေးရပြောယေရှုကပြောပြီ तू what do you want me to do for you
What do you want me to do for you ဒီမဲ့တာပါဒီမဲ့ပြော I want to see ဟာမင်းမတမရတဲ့ရှောက်တောင်းလို့ယေရှုမပြောဘူးမင်းငါလိုရှိမှတော့မင်းမွေးကလေးကနေပြီးတော့မှမျက်လုံးဟလာမြင်စေမှာပေါ့မွေးကလေးကမပါလာဆိုမှတော့မင်းအလိုတော်ဝန်ခံလို့ယေရှုမပြောဘူးမပြောဘူး I want to see တဲ့လူတွေတော့မဖြစ်နိုင်မဲ့ကိုရောရှိမှာတော့ကျွန်တော်ဖြစ်ကိုဖြစ်တယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်အဖြစ်နေတဲ့ကိုရောမဘာမှမရှိဆိုတော့ကျွန်တော်ယုံတယ် I want to see အဲ့ဒါနဲ့ယေရှုပြောစကားရန်ကောင်းတယ်တင်ယုံကြည်တဲ့အတိုင်းတင်နိုင်ဖြစ်စေပြီတဲ့ Wow Wow ပြောရအောင်တင်ယုံကြည်တဲ့တင်နိုင်ဖြစ်စေပြီအင်္ဂလိပ်လို့ဆိုဘာပြောသလား Be unto you according to your faith Be unto you according to your faith Hallelujah Be unto you according to your faith အသင်းတော်ဆိုအဲ့တော့ထားတာဗျာမဖြစ်နိုင်တဲ့အရာတွေဖြစ်လာဖို့လောကကြီးပြန်လာကြည့်ပြီးတော့မှအတူယူရတဲ့အတ္တဖြစ်ဖို့အားချတဲ့အတ္တဖြစ်ဖို့အော်ရတဲ့အတ္တဖြစ်ဖို့အသင်းတော်ဖျားထားတာဗျာအာမင်ကျွန်တော်အသင်းတော်တွေမြမပြည်သားတွေရှိနေတဲ့အသင်းတော်တွေနှုတ်ထမှုတွေပြန်ဖြစ်စေဖို့ကြောင့်ဆုတောင်းကြရအောင်မေတ္တာနဲ့ပြန်လဲဖွဲ့စည်းတဲ့အသင်းတော်ဖြစ်ဖို့ပြန်ဆုတောင်းရအောင်ကြောက်တော့ပြန်ကောင်းချီးပေးတဲ့အသင်းတော်တွေဖြစ်ဖို့ပြန်ဆုတောင်းရအောင်ဒီမှာရောက်လာပြီဒေးဗစ်လာဘာလာရှုပ်ပြန်ပြီလဲမသိဘူးအမေရိကမှာပြောကြအောင်မယ်ဒီအမေရိကမှာမက်ဒိုနာဆိုင်မရှိတာမှမဟုတ်တာမက်ဒိုနာဆိုင်နေအများကြီးပဲဒီမြို့ထဲမှာတော့မက်ဒိုနာဆိုင်နေအများကြီးပဲတယောက်နဲ့တယောက်ရမ်းမဖြစ်တာဒီမက်ဒိုနာငါရက်ကွက်လာလို့ပြန်ဘယ်သူမှမပြောသူ့ဘာသာသူဖွေးကိုပါလဲကိုဖွေးမော်စားရှင်တယ်လို့စားရှင်တယ်လာစားပြီပေါ့ငါဆိုင်မှာပဲလာစားဟိုဆိုင်တော့မစားနဲ့အဲ့လိုလုံးလုံးမမြတ်သူ့ဘာသူသွားစားရှင်လဲဆိုတော့သွားစားပေါ့မဟုတ်လား service ကောင်းတဲ့နေရာတော့ပို့သွားစားမှာပေါ့မဟုတ်လား customer service ဆိုရင်လည်းကောင်းမှုလို့တာပေါ့မျက်နှာမမော်ယူနေဒီလိုတော့မလုပ်နဲ့ပေါ့နှုတ်ကိုကြဲကြဲဖွင့်ကြကျွန်တော်တို့မဖြစ်နိုင်တဲ့အရာတွေဖြစ်စေရမယ်ယေရှုအပြင်ကျွန်တော်ထိုင်းနိုင်ငံမှာကျွန်တော်ရောက်တဲ့ချိန်တော့ကျွန်တော်ရေးလေကျွေးချော်တာငါကတော့ဘယ်တော့မှပြီးလိုက်မြင်မပြောဘူးလို့ဘေးနာဖော်ရနေမကြည့်ကြနေနဲ့အကောင်လေးကတွတ်တွတ်လေးနဲ့ကြီးကြီးကျစကားရှောက်ပြောမြန်မာပြည်မှာလည်းမုံတိုင်းအပြောခံပြီးပြီထိုင်းနိုင်ငံရောက်တော့လေကြီးကျယ်တယ်တဲ့စကကြီးပြောတဲ့ကောင်လေးကဘာပတ်ပိုးဆိုးကျွန်တော်ပြောတာဒါပေမဲ့ပြောလို့ပြောမှာမဟုတ်လေပြောမှာမဟုတ်ဒီမှာကြည့် construction မှာပြီးလက်မီမဖြောအောင်ခင်ဗျာကျွန်တော်ဂျေဇုတော်ချီးမွမ်းဆုတောင်းဂျေဇုတော်ချီးမွမ်းဆုတောင်းဂျေဇုတော်ချီးမွမ်း no ငါဘယ်တော့မှအဲ့နေရာမလို့အဲ့ဒါငါနေရာမဟုတ်ဘူးအကောင်းဆုံးနေရာငါ့ကိုပြင်ဖျားရှင်ပြင်ဆင်ထားတယ်ငါ aircon နဲ့အလုပ်လုပ်ရမယ် aircon နဲ့အလုပ်လုပ်ထိုင်းနိုင်ငံပူတာ哦ဆို aircon နဲ့အလုပ်လုပ်မယ်ငါစပွဲမှာထိုင်ပြီးတော့မှစုံလေခုံလေးနဲ့စုံလေလေးပါသေးတယ်စုံလေလေးပါတကယ်ဒါမမရကျွန်တော်ဆူတောင်းပြီးတော့3ရက်မြောက်ရှင်းဆိုချီးမွမ်းအဲ့လိုပဲအချိန်အားတိုင်းကျွန်တော်ချီးမွမ်းကြွေးကြော်ဝန်ခံဒါပဲလုပ်တာတင်းရဲ့အသက်တာမှာလွတ်မြောက်ရှင်လေအချိန်အားတိုင်းကြီးဆိုပဲချီးမွမ်းကြည့်နှုတ်ကနေဝန်ခံကြည့်ရလုပ်ကြည့်မယုံရှိလုပ်ကြည့်အလကားကျွန်တော် free ပေးတာလုပ်ကြည့်လေယုံကြည်ခြင်းမှာတော့ကာစီနေတော့မတတ်နိုင်ဘူးဘာနဲ့ကျွန်တော်ရှေးလေဆွဲနေချင်မှာ3ရက်မြောက်တဲ့ချိန်မှာဆရာကြီးဦးတမောင်ထွန်းရဲ့သားဆရာဇော်မင်းဖုန်းဆက်လာတာဒေးဗစ်ကအလုံးရှာနေပြောလို့တဲ့ဟုတ်ပါတယ်လို့အဲ့ဒါလာခဲ့ပါတယ်ဆရာတို့ယုံကိုတဲ့အလို့သွားအမေလုံနေတော့လုံနေပါတယ်လို့စာပေးစာယူဘာညာပေါ့အဲ့ဒါတွေစာရွက်စာတမ်းနဲ့အမေကျွန်တော် position ကဘာလဲဆို dispatch officer အလဲဘီလာမီဘဝနေ dispatch officer တွေပဲဖြစ်သွားပြီ officer ပြောင်းသွားတာဝန်ခံခြင်းအကောင်းကြီး
AMG ဆိုတဲ့ရုံးမှာကျွန်တော်လုပ်ရတယ်အဲ့မှာဆရာဦးစောမင်းကသူက AMG ရုံးရဲ့ director ကျွန်တော်အမှလုပ်ရခဲ့တယ်ဟာဒါနဲ့ဒါဒေးဗစ်တဲ့မင်းထိုင်ရမယ့်နေရာတဲ့ဒီနေရာတဲ့စပွဲခုံနဲ့ထိုင်မယ့်နေရာဆိုကျွန်တော်ထိုင်ကြည့်တော့စုံလေဆရာစောမင်းအလစ်မှာကျွန်တော်2ပတ်လောက်လှဲပလိုက်တယ်ကိုယ်နဲ့မတမရကိုတောင်းပန်ခွင့်ဖျားပေးထားပြီးသားဟာလေလုယာဟာလေလုယာအသင်းတော်မှာကောင်းကြီးဖြစ်ကြပါစေအရောက်စီတိုင်းမင်းမြတ်ကျွန်တော်မျက်စိမြည်လို့ပြောတဲ့ခါမှာမင်းမတမရတောင်းတယ်လို့မပြောဘူးယေရှုကတင်ယုံကြည်တဲ့တိုင်တင်နိုင်ဖြစ်စေတဲ့စနေပါလုံးတွေ့တဲ့နာဆွဲတဲ့မိန်းမအကြောင်းမကြည့်အောင်မလားစနေပါလုံးတွေ့တဲ့နာဆွဲတဲ့အမျိုးသမီးကဘာဖြစ်ပြီလဲပတ်စံလည်းမရှိတော့ဘူးသူ့ကိုပြုစုမဲ့သူလည်းမရှိတော့ဘူးပြီးတော့မှဆရာဝန်တယ်လည်းလက်လျှော့လိုက်ပြီးယောဂပိုတိုးလာတယ်သူနာမှာဘယ်သူမှကတ်ချင်တဲ့စိတ်မရှိတော့ဘူးတနေ့2နှစ်3နှစ်4နှစ်မဟုတ်ဘူးဒီမိန်းမကတွေးတော်နာဆွဲနေတာ12နှစ်ဆိုတော့အနန္တလည်းတိတ်ကောင်းမှမဟုတ်တော့ပါဘူးသူဖတ်တာတော့မှသူတွေးတော်နေဆိုတာအားကုန်တယ်ယေရှုမှာ12နှစ်ဆိုတာစဉ်းစားကြည့်သူ့ဘဝသွားပြီးယောဂပိုတိုးလာတယ်ဒုက္ခတွေနေပြီဘယ်သွားဟိုနားမှာတစ်စက်ဒီနားမှာတစ်စက်အဲ့လိုပေါ့ဗျာမြင်ဘူးတယ်ကျွန်တော်တကယ်တစ်ချိန်လုံးတုံနေရတဲ့သူတွေရှိတယ်ရိုင်းသွားခွင့်လို့ပါဒါတကယ်ဆိုတာသူတို့ဆိုလေမျက်နာလေးအဲ့လိုဖြူပတ်ဖြူရောနဲ့တနာဖို့အရန်ကောင်းတာဒီအမျိုးသမီးယောဂတနာဖို့အရန်ကောင်းတယ်တစ်ချိန်လို့ sorry နော်ဆရာ sorry နော်ဘာမှမပြတ်နာမရှိဘူးနော်အတင်းတော်ဆိုတာအတင်းတော်ရဲ့ခုံနေပေးသွားတာဟုတ်ပြန်လုံးဝပြတ်နာမရှိဘူးလုံးဝဝမ်းနဲ့ဆရာမလိုဘူးပြကိုတုတ်တာတော့မဟုတ်ဘူးအေးမင်းတို့တောက်လိုက်ကြအဲ့ကောင်နေအရန်စိတ်ညစ်တယ်ပြောတော့ဆရာလေဆရာညီတို့ဆေးခမယ်စောခေါင်းတော့အဲ့နဲ့တို့အကြီးကျယ်ဆူတောင်းတာအဲ့ဒီမျိုးသမီးပြန်ကောင်းသွားနော်တို့ချစ်လို့ဆူတောင်းတာမဟုတ်ဒီတော့ရတာကြာလာလားတို့သားတွေထွက်လာတော့အကြီးကျယ်မျက်ရည်နဲ့ဆူတောင်းကြတာဟေးမင်းတို့နှလုံးသားရန်ကောင်းနေနော်လို့မင်းတို့သူ့အတွက်မျက်ရည်နဲ့ဆိုတာဆရာတို့ချစ်လို့မဟုတ်စိတ်ကြလာပြီဆရာအထဲဒီစိတ်ဝင်သွားတာကိုခုန်ထဲသူတို့ချစ်ရတာမလွယ်ဘူးတဲ့သူတို့အရားစိတ်ညစ်တယ်သူတို့မျက်ရည်နဲ့ဆူတောင်းချစ်လို့ဆူတောင်းတာမို့သူ့ကိုမတုံနိုင်တော့လို့မလွယ်ဘူးဒီယောဂတနာဖို့အရန်ကောင်းတယ်ဆူတောင်းခြင်းနဲ့ပဲလွတ်တာဆရာဝန်နဲ့ဆုံပြီးမလွတ်ဘူးနော်မလွတ်ဘူးဒီတိုင်းဒါပဲမဲ့နော်စနေပလုံးတူတူဆွဲတဲ့မိန်းမယေရှုတန်ကြလေကြောင်းငါသူ့ရဲ့ပပွားတို့တာနဲ့ငါပြောင်းမယ်တဲ့သူဘာထင်မလဲဘယ်ဆရာဝန်တော်မှလုံးဝဆရာဝန်အားလုံးကလက်လျှော့တဲ့ကိစ္စကိုစကားကြီးပြောတယ်လို့ပြောမှာပဲဟုတ်လားပြောဆရာဝန်လက်လျှော့တဲ့ကိစ္စကိုနော်ဒီရှုံးလာမှငါကြားမှာလေပဲကြည့်တာအဲ့လိုပြောအဲ့ဒီရုပ်ကိုဘယ်သူကြိုက်မလဲဟမ်ဆရာဝန်အားလုံးနင်းလေးလာပဲခံတော့မယ်လို့ပြောတဲ့ခါမှာထားပါတော့မှာရှုံးလာမှငါပြောမယ်ကြည့်တာဖျားเจ้าမှာတက်တည်ခိုင်ဘာပြောမလဲတနာပါတယ်ဟဲ့သူတရားမှာဆိုလို့ကြောက်ကကားမလို့သူအဲ့ဒါအုံတော့မကောင်းတော့လားမသိဘူးအဲ့လိုဝိုင်းချီမှတာဖျားเจ้าယုံကြည်ရှင်အရရှိတဲ့ဖွဲ့တယ်လေကြည့်ပါပဲအဲ့လိုတနာပါတယ်ဟဲ့သူအုံတော့ထိသွားပြီလားမသိဘူး तू အဲ့လိုရုပ်ပဲကြည့်မှာဖျားကြောင်အဲ့လိုတယ်ဒါမဲ့အဲ့လိုမဟုတ် तू ကခက်တက်ပဲသူရဲ့ဘဝကိုတို့တာနဲ့ငါပြောင်းမယ်ဗျာဒီမတန်တရားမှန်းရရမယ်ယုံရရမယ်ဗျာဟယ်လိုဆရာရဲ့အဲ့တလုံးဝယ်ဖို့ဆိုတာမဟုတ်အဲ့လိုမျက်နှာမရှိအောင်ငါ့ကိုဖျားခင်အကောင်းဆုံးအိမ်ပေးမယ်အကောင်းဆုံးအိမ်ပေးမယ်အနည်း20 30လောက်ထိုင်ပေးရတဲ့ဟာလည်းငါမဖြစ်ချင်ဘူးဖျားခင်ကအကောင်းဆုံးမဆန်တင်းကျုံကျွန်တော်ပြောမယ်နော်ကျွန်တော်အိမ်နေအကုန်လုံးကျွန်တော် cash down နဲ့ကျွန်တော်ဝယ်တာဘယ်နိုင်ငံဖြစ်ကျွန်တော် cash down နဲ့ဝယ်တာဘာလို့သိလားငါအိမ်ကို cash down နဲ့ဝယ်မယ်လို့ယေရှုနာမနဲ့ကြွေးကြော်ခဲ့တဲ့20နဲ့ရှိတယ်အခုမှကျွန်တော်တို့ကအခုမှပင်ဆိုင်ပြီးတော့စားနေကောင်းနေမဟုတ်နှစ်ပေါင်းများစွာဝန်ခံခဲ့တဲ့တကူအခုရိတ်သိမ်းရတာဒါကြောင့်ကျွန်တော်အားလုံးအဲ့တိုင်းပြောနေတာဝန်ခံကြလို့ကျွန်တော်လကားပြောနေတာမဟုတ်ဘူးဝန်ခံခြင်းအကြောင်းကျွန်တော်အများကြီးဟောထားတယ်လိုက်ပြီးတော့နားထောင်ကြည့်ကြဖခင်ကျွန်တော်တို့ကိုလှုပ်ခိုင်းတာတခုပဲရှိတယ်ယုံကြည်ခြင်းနဲ့ဝန်ခံခိုင်းတာ
ရေဒီခေါမြို့ကြီးပြိုကျဖို့ရန်အတွက်ဖယားကတူတွေဆောက်တွေသွားပြီးတော့ယူပြီးတော့မှဟာလာဟို10ပေါင်ပါလဲ10ပေါင်တူကြီးနဲ့ထူကြလို့မပြောဘူးအပြောလဲဟမ်ယုံကြည်ခြင်းနဲ့ဘာလို့ခိုင်းတာလဲကြွေးကြော်ခိုင်းတယ်ပတ်ခိုင်းတယ်တရက်ကိုတစ်ချိန်9ရက်မြောက်တဲ့နေ့မှာ9ချိန်ပတ်ခိုင်းတော့ဘာလို့ခိုင်းလဲကြွေးကြော်တယ်ကြွေးကြော်တဲ့အခါမှာဘလို့ပြိုကျတယ်ထင်လို့လဲဒီလိုလဲကြတာမဟုတ်ဘူးဒီလိုကြီးကြတာဟုတ်တေးစင်းသွားတာ archaeology တွေပြောချက်ရအဲ့ဒီမြေဒီကောမျိုးကြီးကျသွားတယ်လို့ကြီးကြသွားတာအဲ့လိုကြီးစင်းသွားတာကြွေးကြော်ခြင်းဘလောက်တကိုးပါလဲတော့တို့အလွယ်တကူလေးပဲတတ်သိမ်းနေတာကြွေးကြော်ခြင်းတကိုးဟာတတိုင်းနဲ့အားလုံးဖြိုချနိုင်တယ်ဝန်ခံခြင်းကြွေးကြော်ခြင်းတကိုးကျွန်တော်တို့ဖျားပေးထားပြီးသားဖြောင့်မတ်တော်သူမှာဖျားပေးထားတဲ့အကြီးမားဆုံးတကိုးဟာနှုတ်ကနေဝန်ခံခြင်းတကိုးစနစ်ပလုံးတွေ့တဲ့ဆွဲတဲ့မိန်းမကတို့ပြီးမှပြောတာမဟုတ်မတို့ခင်မှတို့တာနဲ့ပျောက်မယ်လို့သူကပြောပြီးမှတို့တာပျောက်ပြီးမှပြောတာမဟုတ်ဘူးမပျောက်ခင်ကတည်းကတို့တာနဲ့ပျောက်မယ်ဆိုတဲ့ယုံကြည်ခြင်းသွားတို့လိုက်တဲ့အချိန်မှာဒီမှာကြည့်လောကမှာရှိသမျှ physician တွေအားလုံးက the guest great physician တွေအားလုံးကပြောလိုက်ပြီးတလုံးပျောက်တော့မှာမဟုတ်ဘူးယေရှုအပြင်ငါဘာလို့မပျောက်နိုင်ရမှာလဲဒီမိမရဲ့အတွေးခေါ်တင်ရောဒီနေ့ဆုံးဖြတ်ချက်ချစမ်းယေရှုအပြင်ငါဘာဖြစ်လို့ဒီအမေရိကမှာအဲ့ဒီ level မရောက်နိုင်ရမှာလဲယေရှုအပြင်ငါဘာလို့မလုံနိုင်ရမှာလဲယေရှုအပြင်ငါကဒီလိုမျိုးကောင်းကြီးဘာလို့မခံစားနိုင်ရမှာလဲယေရှုအပြင်ငါဘာလို့မဖြစ်နိုင်ရမှာလဲဆိုတဲ့ယုံကြည်ခြင်းထားရင်ဖခင်ကတင်းကိုယုံကြည်ခြင်းရှိသောသူလို့သတ်မှတ်လိမ့်မယ်ဖခင်ကဒါနဲ့စနေပလုံးတွေ့တဲ့ဆွဲတဲ့မိန်းမသွားပြီးတော့မတို့ခင်မှာတို့တာနဲ့ပျောက်မယ်လို့ပြောလိုက်ပြောသွားတို့တဲ့ချိန်မှာဖယားတကူထွက်ပြီဖယားတကူထွက်စေတာပါလားတဲ့လားနှုတ်ကနေယုံကြည်ခြင်းနဲ့ဝန်ခံတဲ့အရာတွေအားလုံးရှေ့လဲဖယားဆက်တကူစီထွက်စေတယ်အဲ့ဒါအတင်းတော်တွေမှာဖြစ်ဖို့ဖယားအလိုရှိနေပြီအလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းဒီဟုသောခရစ်တော်ရဲ့ကိုထူရှာရမယ်ရှားနာရမယ်မင်္ဂလာဖြစ်နေရမယ်သူများကြည့်လို့အားရစရာဖြစ်ရမယ်လောကရဲ့အလင်းဖြစ်နေရမယ်အာမင်ကျွန်တော်ကြားရှင်တယ်အာမင်ထူရှာရမယ်အတင်းတော်မှာငွေကြေးနဲ့ဆိုင်တဲ့တတ်တဲ့ခံချက်တွေအပတ်တိုင်းကြားနေရမယ်ဝန်ခံကြရအောင်တော့တိုးလိုက်တဲ့အခါမှာအနာကငြိမ်သွားပြီဖခင်တကိုးစီထွက်လာတာငွေကြေးနဲ့ဆိုင်တဲ့ကောင်းကြီးတင်ဝန်ခံရင်ဖခင်တကိုးစီထွက်လာလိမ့်မယ်ကျမ်းမာခြင်းနဲ့ဆိုင်တဲ့မင်္ဂလာစီးထွက်လာလိမ့်မယ်အိမ်တော်ရင်နဲ့ဆိုင်တဲ့မင်္ဂလာစီးထွက်လာလိမ့်မယ် personal blessing hallelujah hallelujahဒါနဲ့နင်ငါ့ကိုတို့လို့ပျောက်သွားပြီလို့ယေရှုမပြောဘူးငါသမီးလို့လှမ်းခေါ်တာလောကသားတွေအားလုံးကဒီမိန်းမကတကယ်ကျင့်ချင်းခံထားတဲ့မိန်းမဘသူကုမပျောက်တော့တဲ့မိန်းမတခုခုတော့ဖျားနဲ့မှားနေပြီလို့ပြောတဲ့မိန်းမဘလောက်မှားဖျားစိတ်ဝင်စားဖျားစိတ်ဝင်စားတဲ့ယုံကြည်ခြင်းနဲ့သူ့ထံတိုးဝင်ရင်အဲ့ဒီအမှားတွေအားလုံးအမှန်ပြန်လုပ်ပေးနိုင်တဲ့ဖျားဖြစ်နေတယ်ဟာလေလုယာယုံကြည်ခြင်းနဲ့တိုးဝင်လာတုတ်လိုက်ခြင်းမှာငါသမီးသင်ယုံကြည်ခြင်းသည်သင်အနာကိုငြိမ်းစေပြီသူဘာယုံထားလဲသူဘာယုံထားလဲဘသူမှ no လို့ပြောတဲ့ခြင်းမှာ man say no God say yes man say no God say yesကျွန်တော်ကြားရှင်တယ် man say no God say yes မင်းတို့လူမျိုးကဒီလိုကောင်းကြီးရှိပါမလားလို့ပြောရင်ဖခင်ဘာပြောလဲ yes လမ်းမရှိတော့ဘူးလို့ပြောရင်ဘာပြောမလဲ I am the way ဒီ American တွေပြောတဲ့စကားရှိတယ် no way no way လောကသားတွေအမြဲတမ်းပြော American တွေပြောစကားရှိတယ် no way but Jesus said I am the way never say no way
Joyce Meyer ကတော့ never say never ဆိုတော့ဘယ်သူချင်းလဲ never say never say no way Jesus said I am the way လောကကြီးမှာလူတွေလမ်းမရှိတော့ဆိုရင် yes Jesus said I am the way ငါလမ်းအသစ်ကိုပြင်ဆင်ပေးမယ်ဖေဟာမင်းရဲ့လမ်းဆုံးမှာငါရဲ့လမ်းအသစ်ကိုပြန်ဖောက်ပေးတယ်ဖေဟာမင်းအဖြစ်မရှိတော့ငါမင်းရဲ့အဖြစ်ဖြစ်တယ်ဖေဟာ hallelujah အကောင်းဆုံးမဆာမယ်ဖေဟာအသင်းတော်ကိုအဲ့အတွက်ထားတာယုံနာမှန်တဲ့အသင်းတော်တွေဖြစ်ပါစေပြိုင်နေတဲ့အသင်းတော်တွေမဖြစ်စေနဲ့တယောက်နဲ့တယောက်မကြည့်လို့မရတဲ့အသင်းတော်တွေမဖြစ်စေနဲ့ဒါခရစ်တော်ရဲ့အသင်းတော်ထဲမှာဖခင်ရဲ့မြတ်တာပဲစီးဆင်းတဲ့အသင်းတော်ဖြစ်ပါစေမဖြစ်နိုင်တဲ့အရာတွေဖြစ်စေတဲ့အသင်းတော်ဖြစ်ပါစေအပတ်တိုင်းမှာတတ်တည်ထင်ရှားတဲ့အသင်းတော်ဖြစ်ပါစေ hallelujah နှုတ်ကိုကြည်ကြည်ဖွင့်ဆောင်ပါအေလိရှေဆိုတဲ့လူဟာအေလိယနောက်ကိုလိုက်နာ10နှစ်ပြည့်ပြီဘုရားသခင်အေလိယကိုလေပွေနဲ့ခေါ်တော့မယ်အချိန်မှာလေပွေနဲ့ခေါ်တော့မယ်အချိန်မှာအေလိရှေအနောက်ကိုတကောကောလိုက်တော့မင်းဘာလို့လိုက်လာလဲကွာတဲ့မင်းဘာလို့ချင်လဲတဲ့အေလိရှေကနေပြီးနှစ်ဆတော့တကောကျွန်တော်လိုချင်တယ်အဲ့ဒါမတန်တရားတောင်းတာလေမတန်မရလားမတန်တရားလားမသိပါဘူးထားလိုက်ပါတော့ဟမ်မတန်မရမတန်တရားဟုတ်လားမတန်တရားကြည့်နေပါနော်မတန်တရားမတန်မရပါနင်းရလို့မတန်တရားနင်းသူများကြည့်နေတယ်ဟုတ်လားမသိမတန်မရနင်းဆရာတိပလာအမားကိုထောက်ချင်တဲ့အဖွဲ့အများကြီးနေကြည့်ကြလဲလို့ဒါလေးနဲ့9မိနစ်စာပါသွားမယ်နင်းမတန်မရလားထားလိုက်နော်မတန်မရလဲမတန်တရားခွင့်လို့ပေးနော်အဲ့မတန်မရတောင်းတာနဆာတော့တကူတဲ့ဟာမင်းနဆာတော့တကူမင်းခဲရင်တော့စုမင်းတောင်းနေကွာတဲ့ဒါမဲ့ခဲရင်တော့စုတောင်းလို့မင်းတိုင်ရလို့မပြောဘူးအေလိယဘာပြောသလားမင်းနဲ့ငါခွာတော့မင်းမြင်ရမယ်တဲ့လိုက်တယ်တော့ချောလိုက်ပြောချင်တာပါဆိုမင်းအဆုံးထိယုံကြည်ကွာမင်းနဲ့ငါခွာတော့ဆိုမင်းအဆုံးထိမင်းလုံးဝဝန်ခံယုံကြည်ရင်မင်းရောက်ရမယ်ကျွန်တော်ပြဿနာလတ်တော့မှာပဲကျွန်တော်ယုံကြည်ခြင်းမရှိတော့တာအချိန်ကြီးကြည့်တော့စိတ်ဓာတ်တွေကြာတော့ပါပြီကိုတော့မပိတ်လည်းနေပါစေတော့သေတော့မယ်ဆိုတဲ့ဖွင့် no မဟုတ်ဘူး no မဟုတ်ညီကောင်မောင်မ no မတန်တရားမှန်တာမတန်တရားမတန်တရားတွေမှန်တော့လူတွေကမကြိုက်ပေမဲ့ဖခင်ကြိုက်တယ်ဗျာအေလိရှေရသွားလားရတယ်အေလိရှေရတယ်မတန်တရားမှန်တာပေးတယ်ဖခင်ကတော့ကြောင့်ညီကောင်မအားလုံးကျွန်တော်အားပေးရှင်ဒီနေ့အတင်းတော်ဆိုတာကမဖြစ်နိုင်တဲ့အရာတွေကိုတင်တို့အဖြစ်ဖခင်ကဖြစ်စေဖို့ဒီလောကကြီးမှာတင်တို့ထားလေတင်တို့အရေးချင်းကိုမကြည့်နဲ့ဖခင်သခင်တတ်နိုင်ခြင်းကိုကြည့်တင်တို့အရေးချင်းကိုကြည့်ခိုင်းတာမဟုတ်ဘူးအတင်းတော်ဆိုတာအရေးချင်းကိုကြည့်တင်တို့ရဲ့တတ်နိုင်ခြင်းကိုကြည့်ခိုင်းတာဖခင်တတ်နိုင်ခြင်းကိုကြည့်ပြီးတော့တင်တို့အလုံးလုံးတိုက်ဖို့ဖခင်ကအတင်းတော်ထားတာဟေဘရဲခန်းကြီး7အငယ်2ကိုကြည့်အောင်ဟေဘရဲခန်းကြီး7ငယ်2ကိုအလုံးကြည့်အောင်အလုံးဖတ်ရအောင်ဒါကြောင့်ညီကောင်မအားလုံးကျွန်တော်ပြောပြမယ်တင်းရဲ့မစုံနေခြင်းတွေကိုတင်းကြည့်ပြီးတော့တင်းရဲ့မတတ်နိုင်ခြင်းတွေတင်းကြည့်ပြီးတော့မှတင်းကိုတင်းကြည့်ပြီးတော့အသက်မရှင်နဲ့တင်းကိုစုံလင်စေတဲ့မဖြစ်နိုင်တာကိုဖြစ်စေတဲ့ယေရှုကိုတင်းစေးစေးကြည့်ပြီးတော့ဒီနေ့ဆက်ပြီးတော့အသက်ရှင်ပါဟာလေလုယာအချိန်နဲ့ကြည့်လိုက်7နှစ်ပတ်လုံးတွေ့တဲ့ဆွဲတဲ့မိမမှာမျောလင့်စရာမရှိတော့ဘူးဒါပေမဲ့သူ့ရဲ့မျောလင့်စရာယေရှုအဖြစ်ငါဘာလို့မပြောင်းနိုင်ရပါလဲတိမဲပါတိမဲယေရှုအဖြစ်ငါဘာလို့မမြင်နိုင်ရမှာလဲအေလိရှေယေရှုဟလာဖယားသခင်ရဲ့တကိုးတော်အပြင်ငါဘာဖြစ်လို့အဲ့ထက်နှစ်ဆမမှန်းရရမှာလဲဒီအချိန်နေတိုင်းတင်ကြည့်လိုက်မဖြစ်နိုင်ပါဘူးကျွန်တော်ပဲကြည့်လေညီကိုမောင်မတို့
ကျွန်တော်10တန်းတော့မအောင်တဲ့လူတယောက်ညီကိုမောင်မတော်10တန်းတော့မအောင်တဲ့သူတယောက်ပါကျွန်တော်ကလောကပညာနဲ့ဆိုရင်ဒါမဲ့ကျွန်တော်က company 5 ခု run နေတာတနိုင်ငံထဲမှာမဟုတ်ဘူးစင်ကာပူဂျပန်မှာဆို2 ခုထိုင်းနိုင်ငံမှာ3 ခုကျွန်တော်အလကား run နေတာမဟုတ်မကြခင်မှာကျွန်တော် Australia မှာ real estate company စပြီကျွန်တော်ဒါတွေဘယ်လိုလုပ်ကျွန်တော်သိနေလဲဒါတွေကျွန်တော်ဘယ်လိုလုပ်နိုင်မှာလဲကျွန်တော်မှာ construction company ရှိတယ်ကျွန်တော်မှာ hotel business တွေ hotel တွေကျွန်တော် run နေတယ်ကိုမကြခင်ကျွန်တော် Bangkok မှာ နောက် hotel တခု run ဒါဒီပညာတွေဘယ်ရရနာလဲကျောင်းရတာမဟုတ်ဘူး travel ဒီပညာကိုပေးတော်မူတတ်၏နားလည်နိုင်သောဉာဏ်ဒီနှုတ်ကပတ်တော်အဖြစ်ပဲဖြစ်တယ်ကျွန်တော်တတ်နိုင်ခြင်းနဲ့ကျွန်တော်အလုပ်လုပ်တာမဟုတ်တော့ဘူးကျွန်တော်ရည်ချင်းနဲ့ကျွန်တော်ကြည့်ပြီးအလုပ်လုပ်တာမဟုတ်ဘူးငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အဖြစ်ခတ်သိမ်းသောအမှုတို့ကိုငါတဆွမ်းနေတယ်ဆိုတဲ့စကားနဲ့ကျွန်တော်အလုပ်လုပ်ခဲ့တာဟာလေလုယာအသင်းတော်ဆိုတာကဒါပဲဖြစ်ရမယ်ဗျာခရစ်တော်ရဲ့အသင်းတော်ဆိုတာလောကသားတွေပြန်ကြည့်တော့အားကျတဲ့အတ္တဖြစ်တဲ့အထိဘုရားခင်သင်ကိုချီးမြှောက်ခြင်းနဲ့ I can do all things not something I can do all things ကျွန်တော်အမှုတော်လဲဆောင်တယ်ကျွန်တော် leadership ကျွန်တော်အများကြီးပေးနေတယ်ကျွန်တော်ခု leadership ပဲပေးနေတာမကဘူးကျွန်တော်ခု business နဲ့ပတ်သက်တဲ့ဟာတွေ administration နဲ့ပတ်သက်တဲ့ဟာတွေ leadership administration life alignment မကြခင် IT company ကျွန်တော်ဘုရားခင်လှုပ်ထားတဲ့အရာတွေဒါတွေဘယ်လိုတတ်နာလဲဘယ်လိုနားလည်နေတာလဲဘုရားပဲနေ့တိုင်းကျွန်တော်ဝန်ခံတဲ့အရာကျွန်တော်ရဲ့ life မှာအကန့်အသတ်မရှိတဲ့ကျွန်တော် life မှာတော့ကျွန်တော်ရဲ့ဝိညာဉ်ရေးရမှာကောင်းကြီးဖြစ်စေခဲ့တဲ့ဆရာတယောက်ဘာပြောလဲဆိုတဲ့အခါမှာ don't limit yourself and don't limit your God don't limit yourself and don't limit your God He is able to do exceedingly abundantly above all things that we ask or think ကျွန်တော်တောင်းပန်ကြံစီသမျှထက်ထူးခြားသောအမှုကိုပြုနိုင်တဲ့ဘုရားတောင်းတာထက်ပိုပေးခြင်းတဲ့ဘုရားကြီးပေးနိုင်တဲ့ဘုရားကြီးဘာကြောင့်ကျွန်တော်တို့ကစီနေနေတာလဲဘာလို့ယုံကြည်ခြင်းကိုမမြင့်တင်တာလဲဘာလို့ယုံကြည်ခြင်းကိုမချဲ့ထွင်တာလဲဘာလို့ကိုယ်ပေါင်လေးနဲ့ပဲဘုရားခင်အကန့်အသတ်နဲ့တောင်းနေရတာလဲကျွန်တော်တစ်ဖက်ကလည်းကျွန်တော်ဒါကြီးလုပ်တယ်အခုကျွန်တော် international level တကယ် international level နောက်နှစ်မှာကျွန်တော်နောက်နှစ် revive America နေရာတိုင်းမှာမလုပ်တော့တနေရာမှာပဲလုပ်မယ်အဲ့ဒီနေရာမှာကျွန်တော်လုပ်မှာအခုဒီ America မှာ number top 5ထဲမှာပါတဲ့ the guest speaker နဲ့ကျွန်တော်တို့ဟောတော့မှာနောက်တစ်ခါလာရင်တော့ကျွန်တော်က revive America မှာကျွန်တော်ပမာလို့မဟောတော့ကျွန်တော်အင်္ဂလိပ်လိုပဲဟောတော့မယ် hallelujah hallelujah ဘာလို့ကျွန်တော်တို့ဒီလာမဲ့အနာဂတ်လူငယ်တွေကဗျာမြန်မာစကားမတတ်ကြတော့ဘူးဒီလူငယ်တွေဟာဒီအမေရိကမှာပဲပျောက်သွားလို့မရဘူးဗျာဟိုအလုပ်တွေနဲ့ဘာနဲ့ဘဝထဲရောက်သွားတယ်မဖြစ်စေချင်ဘူးသူတို့အတွက်ကျွန်တော်ပြန်မလို့မှကျွန်တော်လုပ်ပေးရတော့မယ်မြန်မာလူလဲဟောမှာပေါ့ကြောင်ကြောင်ကြားဟောမှာပေါ့ပြောချင်တာဟိုကြားတီကြားပေါ့လေအချိန်ပြောတာပါကြောင်ကြောင်ကြားဆိုတာတခြားမှားသွားတယ်အဲ့ဒါပြောမဲ့ဖွဲ့တွေကပေါ့ဦးမယ်မြန်မာလိုအားတယ်လို့ဟောမှာပေါ့အဲ့ဒါကိုပြောတာအားသွားတယ်လို့ဟောမှာပေါ့ဒါပေမဲ့လည်းပဲတကယ်ဒီမှာရှိတဲ့ next generation တွေကျွန်တော်မပြင်ဆင်လို့မရတော့ဘူး next generation မှာရှိတဲ့ကလေးတွေဖျားတန်းလာနာတို့ဘာမှလို့ဟောနေ What are you talking about? Yeah, I'm talking about Jesus. Oh, Jesus! Hello, Lara. Di kay de tamo. Chisa kaon na di kay. Dami tulo to chano malo pe lo miyaro. Dami palaw chisa kaon na chiya. Tulo nama le do niya le. Apay mi nama latay niya. Dami yishi mama tay chino tulo tila. Sa chini mabi tilo tay bi me kwa. Sa chini bi no lama tay kayo long wa mi yao so pila le me. Hore? ဟုတ်သူတို့တွေကဖျားမျက်မှောက်တော်တွေမှာပျော်တတ်ဖို့သင်ပေးရတော့မှာဒါကြောင့် Moses
God will use you. God will use you. You have to be ready for the youth. You have a heart for the young people, isn't it? God will use you. But you have to prepare your heart. You have to make the right decision to serve the Lord. And He will use you. He will anoint you. And so many young people will come to know through your ministry. I prophesy on you. Hallelujah. တချစ်စရာကောင်းတယ် Moses ကဘာမှလို့တလုံးမတတ်ပဲနဲ့ကျွန်တော်ရဲ့ပထမဆုံး wisdom training center မှာလာကျောင်းလာတက်တာယုံကြည်ခြင်းနဲ့လာတာဘာမှလို့တလုံးမတတ်ပဲနဲ့အင်္ဂလိပ်လိုပဲတတ်တယ် तू ကလာထိုင်လို့ तू ဘေးနာရှိတဲ့တယောက်ကို the one who sit beside you what is name တော့yeah what is his name I forgot his name Tuan okay he the guy who sit beside you he always explain you isn't it ကျွန်တော်လည်းအားလုံးကမြန်မာလိုပဲပြောကြတာပေါ့မြန်မာလိုပဲနားလည်ကြမြန်မာလိုပဲပြောနေသူ့တတိယလိုက်တော့ तू က you know Moses ဒါပေမဲ့တကယ်ကို तू အဲ့ရပြန်လာပြီးတော့ तू ကဒီနိုင်ငံရဲ့စစ်သားလေစစ်သားအဲ့ဒီစစ်ကိုခဏရက်ပြီးတော့မှ तू ရှောင်းလာတတ်တာဟောနော်ဖာဒါပေမဲ့အခုတော့ तू ကတကယ်ဖျားတော့ပဲ तू ကဖျားတော့ပဲလူငယ်ပေါင်းမြောက်များစွာတော့ you have youth conference in it when is that come here come here where can you pass me some microphone you can invite all the young people So one thing that me and one of my friends, Pastor Luke, we're working on is we want to bring unity among Burmese people and upon this generation. So we got an East Coast tour in January and February. East Coast All So- around East Coast in America. East Coast so where We did Maryland to Florida, north to south and East Coast from January and February, and now we're gonna do middle of America in September. We're aiming to do in September. or just a movement right not a conference Yeah, movement, revival nights. Revival nights. Revival nights. And then after that, one thing we want to do is make a big conference, possibly in Tulsa, Oklahoma, where we gather all the Burmese young people. Yeah. And just to be united as one and just lift the name of Jesus. amen ကျွန်တော်ရဲ့သားဘာမှလို့မတတ်တော့ကျွန်တော်သားနောက်နှစ်ကျွန်တော်ပြန်ခေါ်လာမယ်ဒီကိုကျွန်တော်သား worship မှာအယံဖျားရှိမြောက်တယ် worship မှာအယံဖျားအသုံးပြုတယ်ကျွန်တော်သားပြန်ရောက်လာမယ်အခု he is going with me yeah he gonna sooner or later he gonna move to Thailand he gonna move to Thailand okay ဒီလူငယ်တွေအားလုံး and also this young man I'm gonna mentoring him in June and July. Then after that, full-time minister. He become a full-time minister. Say amen. Amen. Yeah. Amen. God will use you. Amen. So your conference will hold in Tulsa. When is that? When is that? Planning for next week. I'm still planning about it. Next praying about it. Next year. Not next week. Next year. Next year by this time, isn't it? Yeah, praying about it. And All right. Can I come? Of course. I'm still young, man. Of course. Am I right? I'm still young, isn't it? Yeah. Okay. I'll be there. For sure. Got it. Amen. Yeah, ကျွန်တော်လူငယ်တွေအတွက်များစွာကျွန်တော်လုပ်ဖို့ရှိတယ်။လူငယ်တွေမြောက်များစွာအတွက်ကျွန်တော်လုပ်ဖို့ရှိတယ်။ကျွန်တော်သားတို့သူတို့တွေအခု conference လုပ်ဖို့ကျွန်တော်ပြင်ဆင်ပေးပါမယ်။ပြင်ဆင်ပြီးတော့ share အော်ဝယ်ဒါကြောင့်ကိုသားသမီးတွေကိုလည်းခေါ်လာပေးပါ။ကျွန်တော်တို့အနောက်မှာနေပေးမှာပါ။ဒီသူတို့တွေကိုကျွန်တော်ဆွဲတင်ဖို့ချိန်ကာလရောက်ပြီ။ခေါင်းဆောင်ဆိုတာကခေါင်းဆောင်ဝေါမြောက်များစွာကိုမွေးထုတ်ပေးနိုင်တဲ့လူမှခေါင်းဆောင်အစစ်
တပည့်တွေအယမ်းများတော့ခေါင်းဆောင်တယောက်မှမမွေးထုတ်ပေးနိုင်အဲ့ဒါကိုခေါင်းဆောင်လို့မခေါ်ဘူးဒါခေါင်းဆောင်ပေါင်းမြောက်များစွာမွေးထုတ်ပေးနိုင်တဲ့ခေါင်းဆောင်တွေပေါ်ထွက်လာဖို့ဖခင်ရှင်ကောင်းကြီးပေးပါစေဒီနိုင်ငံပါလည်းပဲအာမင်ဟာလေလုယာဖခင်တိုင်ချီးမြှောက်ပါစေဒါကြောင့်ဒီနေ့ကျွန်တော်ညီကိုမောင်မအားလုံးကျွန်တော်အားပေးရှင်တယ်တကယ်ပဲနှိုးထားတဲ့သင်တော်တွေကျမ်းစကားတွေနဲ့အလုရှုံနာမှုပဲနဲ့ဖခင်စကားနဲ့အသင်းတော်ကိုပြန်လဲကောင်းကြီးဖြစ်စေတဲ့အသင်းတော်တွေဖြစ်ပါစေဟာလေလုယာဟာလေလုယာလုတ်ခိုင်းတဲ့တရားတွေထိုင်ဟောနာထက်လုတ်ပေးတဲ့ယေရှုလုတ်ပေးခဲ့တဲ့တရားတွေလုတ်ပေးနေတဲ့တရားတွေလုတ်ပေးအောင်မဲ့တရားကိုများများဟောတဲ့အသင်းတော်ထဲမှာနေတတ်သောသူတွေဖြစ်ပါစေဟာလေလုယာဟာလေလုယာထို့သမကကိုယ့်ရဲ့တတ်နိုင်ခြင်းပေါ်မှာပဲမူတည်ပြီးအသက်ရှင်တဲ့သူတွေမဟုတ်ဘဲနဲ့သင်ကိုစုံလင်စေတဲ့သခင်ယေရှုကိုစစ်စစ်ကြည့်ပြီးအသက်ရှင်တဲ့သူတွေဖြစ်ပါစေသင်မလုံနိုင်ဘူးယေရှုအပြင်သင်လုံနိုင်ရမယ်ပြောရ I can do all things through Christ who strengthened me ဒီနေ့ဆာဘရမငါမလုံနိုင်ဘူးငါမတတ်နိုင်ဆိုတဲ့အရာတွေအားလုံးအကုန်ဖယ်ရှားပြလိုက်တော့သင်ယုံကြည်သည့်တိုင်သင်နိုင်ဖြစ်စေလို့ပြောတဲ့အတိုင်းမဖြစ်နိုင်တဲ့အရာဖြစ်စေတဲ့ယေရှုကိုယထားပြီးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ကနေစပြီးယူပါယုံကြည်ကြည်ထားတဲ့သူတွေဖြစ်ပါစေယုံကြည်ခြင်းနဲ့ဝန်ခံရတဲ့သူတွေဖြစ်ပါစေသင်တို့သားသမီးထဲမှာ president ပြန်ဖြစ်လာတဲ့သူတွေဖြစ်လာပါစေသင်ရဲ့သားသမီးထဲမှာ engineer တွေသင်ရဲ့သားသမီးတွေ doctor တွေသင်ရဲ့သားသမီးတွေ senior တွေမှာပြန်လဲပြီးတော့ဥဆောင်တဲ့တကယ်နိုင်ငံရေးခေါင်းဆောင်တွေဖြစ်လာတဲ့အထိဘုရားချီးမြှောက်ဖို့အတွက်ယူပါယုံထားရတဲ့သူတွေဖြစ်ပါစေမြန်မာပြည်ထဲကနေဒီနိုင်ငံမှာပြန်လဲဥဆောင်တဲ့သူတွေပေါ်ထွက်လာဖို့သင်တို့အားဖြင့်သင်တို့ယုံကြည်ခြင်းအဖြစ်ဘုရားခင်အလုံးလုံးပါစေဟာလေလုယာဘီလီဂရေဟမ်ရဲ့မိခင်ယာပရိသတ်တွေစတဲ့နေရာနဲ့စပြီးတော့ဘီလီဂရေဟမ်ရဲ့မိခင်ယာပရိသတ်တွေတည်တဲ့နေရာနဲ့စတော့ဘိုက်ပေါ်မှာလက်တင်လို့ဆူတောင်းခဲ့တယ်ဘလို့ဆူတောင်းလဲဒီလားတစ်ချက်ပဲဆူတောင်းတယ်ဒီဘိုက်ထဲမှာရှိတဲ့ကလေးယာတကဘာလုံးတွင်ကောင်းကြီးဖြစ်စေတဲ့ missionary ကြီးဖြစ်ပါစေလို့ဆူတောင်းခဲ့တဲ့အရာကဘသူနဲ့မှမတူတဲ့ဒုထမှုသယ်ဆောင်တဲ့ missionary ဖြစ်ပါစေလို့တရားဟောဆရာဖြစ်ပါစေလို့ဘိုက်ထဲမှာပရိသတ်တွေတည်တဲ့ဆူတောင်းခဲ့တဲ့အရာကအချိန်တန်တဲ့အခါမှာနိုင်ငံတကာအတွက်ကောင်းကြီးဖြစ်စေတဲ့ဆရာကြီးဖြစ်စေခဲ့တယ်မဖြစ်နိုင်တဲ့အရာကိုတောင်းတယ်လို့ပြောလိမ့်မယ် No မဖြစ်နိုင်တဲ့အရာကိုဖြစ်စေဖို့အသင်းတော်ဘုရားလောကမှာထားခဲ့တာမဖြစ်နိုင်တဲ့အရာတွေသင်တို့အပြင်ဖြစ်လာဖို့ဘုရားရှင်အလိုတော်ရှိတယ် Hallelujah Hallelujah ဒီမှာမှတ်ထားကြောင်းကြီးကိုကျွန်တော်ဘာမှဟုတ်တဲ့သူမဟုတ်ဘူးသူများဘလောက်ဝေဖန်ကျွန်တော်ပြောရမလားခုကျွန်တော်တကယ် top 10 TV တွေမှာtelevision တွေမှာဟောနေတဲ့ဆရာတွေနဲ့အခုကျွန်တော်ကတန်းတယ်အခုစတင်ပြီးတော့အလုပ်လုပ်ဖွင့်အတွက်ဘုရားအကုန်လမ်းနေဖွင့်ပြီးဒါတွေကကျွန်တော်ဝန်ခံခဲ့တဲ့အရာတွေဗျာကြွေးကြော်ခဲ့တဲ့အရာတွေဗျာအခုသိမ့်ပိုက်ရတဲ့အခွင့်ကိုရပြီတလမဖြစ်လာလို့တင်1 minuteနဲ့တင်ဝန်ခံတဲ့အရာ2လမဖြစ်လို့တင်1 minuteနဲ့တစ်ပင်ဆိုတာကတစ်ပင်ဆိုတာဘာကြီးကျွန်တော်ပြောပြမယ်အခုကျွန်တော်စီးပွားရေးမှာရှိတယ်စီးပွားရေးမှာကျွန်တော်အခု Chinese bamboo theory ဆိုတာကျွန်တော်သင်ယူရတာပြီးတော့ကျွန်တော် theory နှစ်ခုသင်တယ်ဗျအခုကျွန်တော်ကြိုက်တဲ့ဟာပေါ့ bamboo Chinese bamboo theory ဆိုတဲ့ဟာနဲ့စီးပွားရေးလုပ်တဲ့သူတွေရှိတယ်ပြီးတော့မှ red ocean နဲ့ blue ocean ဆိုတဲ့ theory ဘယ်လိုပဲပြောမှာပေါ့ red ocean နဲ့ blue ocean ဆိုတဲ့ကျွန်တော်တို့ဒီလုတ်ပုံလုံနီးပေါ့ဗျာလုတ်ပုံလုံနီးပေါ့ရှိတယ်သူတို့မှလည်းမဖြစ်နိုင်တဲ့အရာမရှိဘူးဆိုတော့သူတို့ခံယူတယ်ဥပမာ Elon Musk ဆိုရင်ကားဆိုတာစီထည့်ပြီးတော့မောင်းရမယ်ဒါပေမဲ့ Red Ocean နဲ့ Blue Ocean နဲ့ theory ကတစ်မျိုးသူများစီထဲမှာမောင်းရမယ်ဆိုတော့ငါလက်မခံဘူးစီမပါဘဲနဲ့မောင်းလို့ရတဲ့ကားကိုငါတီထွင်ပြမယ်တည့်ရက်ဆိုတာအဲ့ဒါကမိုက်တာလူတွေရဲ့ဒီစီးမျောနေတဲ့အထိမ်းမှာပဲသူများလှုပ်ထားပြီးသားအရာထပ်မထွင်ချင်တော့အဲ့ဒါကိုမရဘူးအတစ်တွေအများနဲ့ပေါ်ထွက်နေဖို့ဖခင်အလိုတော်ရှိတယ်။ဒါကြောင့်ဖခင်เจ้าနေမှာဒီပုံစံငါတို့ကဖိုးဖွားလက်ထက်ကလေးလုတ်ခဲ့တဲ့ပုံစံအဲ့တော့ပဲသွားမယ်။ဖခင်မရဘူး။မရဘူး။ငါတို့ဖိုးဖွားလက်ထက်ကလေးဒီပုံစံမဒီတိုင်းသွားမယ်။ဒါနဲ့ကလေးတွေဖခင်เจ้าမလာချင်တော့ဘူး။တကယ်စဉ်းစားကြည့်2024 antivirus နဲ့2025မှာရှိတဲ့ virus ကိုတတ်လို့မရဘူး
2025 virus ကိုတတ်ချင်2025က anti virus နဲ့ပဲတတ်မှအဲ့ဒီ virus ကပြတ်တယ်လွန်ခဲ့တဲ့ဖိုးဖွားလက်ထက်ကလေးကပုံစံအတိုင်းပဲဒီနိုင်ငံရောက်လေဒီဖျားเจ้าပုံစံပြန်လို့တော့ဘယ်ကလေးမှမတတ်ရှင်တော့ဖျားเจ้า you cannot do that we need wisdom from God to do a new things a new strategy အဲ့ကြမှာလူငယ်တွေကလမ်းမရောက်တော့မှာ night club မရောက်တော့မှာဘာတွေမရောက်တော့မှာ we need wisdom from God strategically အလုပ်လုပ်တာတယ်ငါတို့ရဲ့ဖိုးဖွားလက်ထက်ကလေးလုတ်ခဲ့တာဒါကိုထိမ့်သိမ်းရမယ် no ခလေးတွေစိတ်ဝင်စားတော့ခလေးတွေအကုန်ပြက်စီးနေပြီကျွန်တော်ပြောပြမလားကျွန်တော်အမေရိကရောက်လာမှာခလေးတွေတော်တော်များကျွန်တော်နဲ့စကားပြောတဲ့အချိန်မှာလွတ်မြောက်သွားတဲ့ခလေးတွေဘာပြောသလားမင်းတို့အမှုတော်ဆောင်တွေငါတို့လိုချင်တယ်အပြစ်ပဲတင်နေတယ်မြစ်တာအကြောင်းမပြောဘူးလေလုတ်ပဲလုတ်ခိုင်းနေတယ်အခုမှငါသိသွားပြီယေရှုကငါတို့လုတ်ပေးနေတာသဘောပေါက်သွားပြီတကယ်တော့ငါတို့နက်ကလပ်မှာမပြောဘူးတကယ်မျက်မှောက်တော်ထဲမှာပြောချင်ခဲ့တာဒါပေမဲ့မထိုက်တန်ဘူးဆိုတဲ့ဘဝနဲ့ပဲငါတို့ကြည့်ပြင်လူငယ်တော်များအခုအဖြစ်ဆုံးယောဂဘာယောဂတိလာညီကိုမောင်မတော်ဟိုတော့အရက်တွေဆက်လက်တွေအဲ့ဒါနဲ့မဟုတ်တော့မူရစေဝါမဟုတ်တော့ခုက depression 73နှစ်74နှစ်15နှစ်ကိုတတ်သိရှင်းနေပြီ depression နဲ့ဒုက္ခပေးနေပြီအဲ့လူငယ်တွေကိုမင်းတို့သွားလောက်ခိုင်းတဲ့တရားသွားဟောလို့သူတို့စိတ်ဝင်စားတော့မင်းအဲ့ဒီ depression နဲ့လွတ်မြောက်စေတာယေရှုဆိုတာကိုပြောတော့ဆွဲထုတ်ပြရတာရောက်ကျွန်တော်နောက်နှစ် America Revive America မှာကျွန်တော်လူငယ်တွေအတွက်ကျွန်တော် focus ထားပြီချာပြီလူငယ်တွေလွတ်မြောက်အောင်မယ်လွတ်မြောက်ရမယ်လွတ်မြောက်အောင်2026မှာကျွန်တော်မြင်ထားတဲ့အရာလူငယ်ပေါင်းသိန်းနဲ့တန်းနဲ့ချီဖခင်နိုင်ငံတော်ထဲပြန်ဝင်လာမယ်ဆိုတော့ဖခင်ကျွန်တော်စကားပြောထားတယ်ကျွန်တော်ပြောခဲ့တယ်မြန်မာပြည်မှာကျွန်တော်ပြောခဲ့တယ်ငါမကြခင်မှာလို့2018မှာငါမကြခင်မှာမြန်မာပြည်ကနေထွက်လာလိမ့်မယ်လို့ဒါငါပြောတဲ့အချိန်မှာမင်းတို့ရအောင်ယူထားနော်လို့နှုတ်ပတ်တော်သူတို့မယုံဘူး2020မှာကျွန်တော်နေချင်တော့မှနေခွင့်မရတော့ကျွန်တော်ထွက်လာပြီအခုလည်းကျွန်တော်ပြောမယ်အခုဆိုမြန်မာလိုဟောရတဲ့အချိန်ထပ်အင်္ဂလိပ်လိုဟောရတဲ့အချိန်ပိုများလာတဲ့ကာလရောက်လာလိမ့်မယ်မြန်မာလိုဟောချင်တာတောင်မှကျွန်တော် crowd ကအင်္ဂလိပ်ပိုများတဲ့အတွက်ကြောင့်အင်္ဂလိပ်လိုပဲဟောရမယ်ကာလရောက်လာလိမ့်မယ်ကျွန်တော်ပြောထည့်ပြီးကြည့်ထား2018မှာဟောတဲ့တရားတွေကိုပြန်ကြည့်လိုက်မြန်မာပြည်ကနေငါမကြခင်ထွက်ရတော့မယ်နော်ကျွန်တော်သိလို့ပြောတာမဟုတ်ကျွန်တော်ဝိညာဉ်ထဲနဲ့နှိုးဆော်လို့ကျွန်တော်ပြောတာမြန်မာပြည်အတွက်ဖခင်ကျွန်တော်စကားပြောခိုင်းတဲ့ချိန်တွေရှိတယ်အခု international အတွက်ကျွန်တော်ဖခင်စကားပြောခိုင်းတော့မယ်ဗမာလိုမတတ်တဲ့ကလေးတွေတောင်အခုလွတ်မြောက်နေတယ်ကျွန်တော်အင်္ဂလိပ်လိုဟောမှရတော့မယ်လူငယ်ပေါင်းများများဆိုတာဘာလို့ဒါကြောင့်အသင်းတော်တွေအမေချမ်းတယ်မြန်မာအသင်းတော်တွေအားလို့ကျွန်တော်ပြောပြစေလုတ်ခိုင်းတဲ့တရားတွေကျမ်းစကားတွေပဲထိုင်မဟောတော့နဲ့လုတ်ပေးတဲ့တရားကိုစာဟောရင်သင်တို့အသင်းတော်တွေနှုတ်ထားလာလိမ့်မယ်မဖြစ်နိုင်ဘူးဆိုတဲ့ဟာတွေကိုအသင်းတော်မှာမရှိစေနဲ့အရှိတိုင်းလက်ခံ no အရှိတိုင်းလက်ခံရင်ကျမ်းစာထဲမှာ12နှစ်ပတ်လုံးသွေးသွန်းတာဆွဲတဲ့မိန်းမပါလာဘူးအိမ်မှာပဲသူငုတ်တုတ်နေပြီးတော့တည်တဲ့ရက်ကိုထိုင်ဆောင်အောင်ပါအရှိတိုင်းဒါထားဆိုရင်မျက်စိကန်းနေတဲ့ပါတီမဲကသူ့တောင်စာဘဝနဲ့သူလွတ်မြောက်မှာမဟုတ်ဘူးကျမ်းစာထဲမှာလည်းပါလာမှာမဟုတ်ရအောင်သူခေါ်တာဒါကြောင့်အဲ့ဒါမှတ်ထား
ဖခင်နဲ့တွားခြင်း radical faith တဲ့ radical faith ဆိုတာကသူများနဲ့မတူတဲ့ယုံကြည်ခြင်းမဖြစ်နိုင်တဲ့အရာငါ့ဘဝမှာဘာလို့မဖြစ်ရမှာလဲရှိကိုဖြစ်လာမယ်ဖြစ်ကိုဖြစ်ရမယ်ရှိကိုရှိရမယ်ဆိုတဲ့နှလုံးသားကိုဖခင်အယံကြိုက်တယ်အဲ့ဒီလူတွေနဲ့ပဲဖခင်အလုံးလုံးသွားတယ်အသက်90မှာခလေးရတဲ့ကိစ္စကမဖြစ်နိုင်တဲ့ကိစ္စဒါပေမဲ့ဒါဝိဒ်ကဆွဲလန်းနေတယ်ယောမဩရစာခန်းကြီး4အငယ်21မှာယောမဩရစာခန်းကြီး4ငယ်21မှာဘာပြောလဲဆိုတော့အသက်တလောက်ကြီးနေပြီရှိပါစီတော့ကိုတော်ရဲ့မပေးပါတော့နဲ့လို့ तू ပြောမှာပေါ့ကျွန်တော်မိန်းမလည်း60ကျော်နေပါပြီကိုတော်ရဲ့စခေါ်တဲ့ခလေးမင်းရဲ့လာရင်မင်းထဲကနေရင်သွေးပေးမယ်လို့ပြောတဲ့အချိန်မှာမမဆာရာအသက်ဘယ်လောက်ရှိနေပြီလဲဟမ်ဂတိပေးတဲ့အချိန်မှာအသက်ဘယ်လောက်ရှိပြီလဲလို့ဘာ60လဲ65နှစ်သူမြောက်မအော်ပါဘူးချစ်ရသားမို့လို့ရှာအော်လိုက်တာဘာဆိုသူတရားဟောရင်60ရှောက်ပြောနေမှာမလို့65နှစ်65နှစ်မှာဂတိစပေးတယ်အသက်80မှာရသေးလား85နှစ်မှာရလား80မှာရလားတော်ပြီကိုတော့မဖြစ်တဲ့စကားတွေရမ်းပြောတာပဲကိုတော်ရဲ့လို့မပြောဘူးအာဗြဟံကဒါလေးနဲ့အဆုံးသတ်ပြစီဒါတကယ်အဆုံးသတ်မှာဒါနဲ့အဆုံးသတ်မှာယောမအခန်းကြီးလေးအငယ်19 20ဒီသုံးဘက်ပဲဖတ်မယ်ပြီးတော့ယုံကြည်အားကြီးသည်ဖြစ်၍ယုံကြည်ဘာဖြစ်လဲဒါယုံကြည်တယ်နော်မဖြစ်နိုင်ဘူးဆိုတာမရှိဘူးပြောမဖြစ်နိုင်တာမရှိဘူးကျွန်တော်သိမကြောက် nothing is impossible ဘာမှလို့သိမပြောတတ်တော့ထင်တယ်အမေရိကန်ရောက်တဲ့ခါတည်းအင်္ဂလိပ်လိုပြောရအောင် nothing is impossible with God ပြောရအောင် amen အင်္ဂလိပ်လိုကြောက်အတန်နေကျလိုက်တာကြာနောက်ပဲဆိုအင်္ဂလိပ်လိုပဲဟောတော့မယ်နော် sorry နော်ဒီနေ့ nothing is impossible with God amen ယုံကြည်အားကြီးသည်ဖြစ်၍မိမိအသက်သည်အနှစ်100လောက်ရှိတဲ့ဖြစ်မိမိကိုယ်ဒီအသေးကဲ့သို့ရှိကြောင်းကို၎င်းမိမိခင်ပွန်းစာရိုက်ဝန်ဒီပါလေဆိုတော့ဘာဖြစ်ပြီလဲအရှိတိုင်းဝန်ခံလိုက်တော့လေတော်ပြီလေအရှိတိုင်းဝန်ခံလိုက်ပေါ့ဒါမတန်တရားကြီးတွေရှော့မတောင်းတော့နဲ့လေမကောင်းတဲ့တက်90မှာခလေးညှိရတာလွယ်တာကိစ္စမှမဟုတ်တာကျွန်တော်ဒီနိုင်ငံမှာကျွန်တော်သားသမီး3ယောက်လုံးမွေးတော့လေဟာမွေးခနဲ့ဒီဝင်ရတာမမိုက်ဘူးကျွန်တော်လည်းလစ်တာနဲ့ကျွန်တော်ဒိုးမယ်လို့ your daddy come here ဟာစိတ်ညစ်တယ်ဗျာကျွန်တော်အဲ့နဲ့ကျွန်တော်မိမလည်းတစ်ခါ online ကျွန်တော်ဟိုမှာကျွန်တော်ကောင်းကင်နိုင်ငံရောက်တယ်လို့ပဲခံစားရတယ်အေးဆိုရင်ဘာလို့မသိတော့အဲ့မှာကျွန်တော်တင်ပေးတယ်မိမလက်ကိုလာခိုင်းတယ်ပို့ဆိုပြီမိမလက်ခိုင်းထားပါသူ့ကိုကူညီပေးတယ်အဲ့ဆရာဝန်မကိုကူညီပေးငါဘာကူညီရမှာလဲငါမလုပ်တတ်ဘူးမဟုတ်ဘူးတဲ့ push တလုံးပဲအော်ပေး push မိမလက်ကိုင်တော့ push ခလေးကထွက်တာကြပြီကျွန်တော်ရောင်မလို့အော်နာ push အဲ့ဆရာဝန်ပြောတယ်ထွက်သွားပြီတော်တော့မလွယ်ဘူးအသက်90မှာ push အပရာလောက်ရင်လည်းမကောင်းဘူးမမဆာရာအသက်ပါထွက်သွားတယ်ခလေးမထွက်ခင်အသက်ကထွက်သွားဘလို့အသက်90မှာလွယ်တဲ့ကိစ္စမှမဟုတ်တဲ့ဟာယူမကြည့်မိမိကိုယ်ဒီအတေကဲ့သို့ရှိချောင်းကို၎င်းမိမိခင်မွန်းစာရိုက်ဝန်ဒီတေချောင်းကို၎င်းပါလဲမအောင်မေဘူးတဲ့အင်္ဂလိပ်ဆိုပါတလား he considered not his own body now dead in English ဆိုရှင်းတယ်ဘာမှလို့ကြရရှင်းပြနေရမရှင်းပြတော့အင်္ဂလိပ်လိုပဲနားလည်လိုက်တော့ now dead တေသွားပြီခန္ဓာတေတာမဟုတ်လူတေတာမဟုတ်တေသွားပြီနားလည်တဲ့သူကြီးကြဆိုတော့ရှင်းပြောရင်သူ့ရဲ့စက်ယုံလည်းပြတ်နေပြီသူမိမစက်ယုံလည်းပြတ်နေပြီအချင်းနေကမဟုတ်တော့ဘူးစက်ယုံက2ယောက်လောက်ကြီးလိုက်ရင်တယောက်နဲ့တယောက်ကြီးလိုက်ရင်စက်ယုံကပြတ်နေပြီဆိုတော့တယောက်နဲ့တယောက်အပြစ်တင်စရာမရှိဘူးစာတာနင်းကြောင့်လို့ပြောလို့မရဘူးစာတာလည်းပြန်ပြန်မယ်နင်းကိုလည်းနင်းပြန်ကြည့်နေနဲ့တိတ်နေပြီလို့ပြောမှာပေါ့ဆိုတော့ဒါပေမဲ့တဲ့မိစာရာဤဝင်းဒီတေချောင်းပါလေမအောင်မေဘူးတဲ့
ပြောရမအောင်မေဘူးမစင်စားဘူးအဲ့ဒါကိုပြောတာမဖြစ်နိုင်တဲ့အရာကို तू တစ်ချက်မှမစင်စားဘဲနဲ့ငါဖယားပြောပြီးရင်ဖြစ်ကိုဖြစ်ရမယ်ဒါပဲဆက်သွား20ယုံမသောစိတ်နဲ့ကြည်ရဖျားခင်ဂရိတော်တွေးတော်ခြင်းယုံကြည်ဖယားချီးမွမ်းတယ်စတင်ပြီးတော့မှတင်းရဲ့အတ္တတာထဲမှာမဖြစ်နိုင်တဲ့အရာတွေဖြစ်မယ်ဆိုတော့ကြိုတင်ချီးမွမ်းတတ်တော်သူတွေဖြစ်ပါစေHallelujah Hallelujah give thanks in advance ဖယားကိုစတင်ပြီးတော့ချီးမွမ်းတတ်တဲ့သူတွေဖြစ်ပါစေမဖြစ်နိုင်တဲ့အရာတွေစတင်ပြီးတော့ချီးမွမ်းမယ်အာမင်အာမင် Hallelujah ကျွန်တော်ပြောပြမယ်ညီကိုမောင်မတို့တလားဒေါ်လာ1000ရဖို့ဆိုတာဒီနိုင်ငံမှာတော်တော်ခက်တယ်โอเคเนาะလကစားအတွက်တလား1000ဆိုတာတော်တော်ခက်တယ်အဲ့ဒီအချိန်မှာကျွန်တော်တလောက်ဒေါ်လာ3000လို့တောင်းခဲ့ဘူးတယ်မဖြစ်နိုင်တဲ့အရာကိုကျွန်တော်ဝန်ခံခဲ့ဘူးတယ်တလား3000ကျွန်တော်ပြောရမလားခုတလား3000ကျွန်တော်တို့အလုပ်သမားတွေကိုလကပေးခါပဲရှိသေးတယ်လောက်တောင်မလောက်ဘူး3000ဆိုတာမရဘူးအဲ့ထက်များတယ်စဉ်းစားကြည့်ညီကောင်မကျွန်တော်ဝန်ခံခဲ့တဲ့အရာတွေအားလုံးက3000ဆိုကျွန်တော်တို့အရန်နေသွားပြီကိုဒါပေမဲ့ one day ကောင်းတော့ပြတချို့ကလေတစ်နှစ်မှ3000ရတဲ့အဖွဲ့ရှိတယ်တစ်နှစ်လုံးမှ3000ရတဲ့အဖွဲ့ရှိတဲ့အချိန်မှာကျွန်တော်တို့တလားအဲ့ဒါတွေကအားလုံးကျွန်တော်ဝန်ခံခဲ့တဲ့အရာတွေလေဝန်ခံခဲ့တဲ့အရာတွေဖြစ်လာတယ်ဗျအာမင်ဒီနေ့စကြွကြီးကိုမဖြစ်နိုင်တဲ့ရောက်ဖြစ်စေတဲ့ဖရားကိုဆွဲလန်းပါဒါကြီးဂတိထားတော်မူသောသူသည်ဒီမှာအရေးကြီးသွားပြီပြောရအောင်ဟာလေဂတိထားတော်မူသောသူသည်ဂတိတော်အတိုင်းတတ်နိုင်တော်မူသည်ကိုဘာလို့လဲစိတ်ဆွဲလန်းလေတယ်ဘယ်နှစ်ဆွဲလန်းလဲပြော85နှစ်ကလေးကဖရားဂတိပေးထားတယ်ဘယ်အချိန်မှပြည့်သွားလဲအတ္တတရားမှာပြည့်တယ်ဆိုတော့ဘယ်နှစ်သူဆွဲလန်းလဲ25နှစ်ဆွဲလန်းတယ်တင်းရဲ့ဆွဲလန်းခြင်းကတလနှစ်လပဲမဖြစ်လာသေးတာစိတ်တက်ကြစရာဘာအကြောင်းမှမရှိဘူးအချိန်တိုင်ရင်ဖရားစကားကဖြစ်ကိုဖြစ်စေလိမ့်မယ်ဟာလေလုယာတောင်ယုံကြည်ခြင်းနဲ့ဆွဲလာယုံကြည်ခြင်းနဲ့ပုံဖော်ယုံကြည်ခြင်းနဲ့သိမ့်ပိုင်မယ်အားလုံးခရမတထားကြောင်းညီကိုမောင်မာတယ်ဒီနေ့မဖြစ်နိုင်တဲ့ရောက်ဖြစ်စေတဲ့အသင်းတော်ဖြစ်ဖို့ဖျားခင်ကောင်းချီးပေးပါစေ